အရင်ပိုင်းတော့ကရှမ်းရဲ့တပည့်ရာဆုပ်ရဲ့သားဦးဆုပ်ကိုခါရာရဲ့ဗန္နာဒင်းကြီးဖြစ်တဲ့ကလပ်ဟာရောဟာပင်လယ်သမားတွေရဲ့မကောင်းကြောင်းကိုပြောမိတာမို့ပဲနေနဲ့အကျွေးခံလိုက်ရပါတယ်ဒါပေမဲ့မထင်ထားရလောက်အောင်ပဲပင်လယ်သမားတွေကိုအမုန်းကြီးမုန်းနေတဲ့ကလပ်ဟာတော့ဟာအရင်တော့ကတရွာလုံးကဖိမ့်တော်အောင်ကြောက်ရတဲ့ပင်လယ်သမားကြီးကူရိုဖြစ်နေပါတယ်3နှစ်လောက်အားလုံးရဲ့ယုံကြည်မှုကိုယူခဲ့ပြီးကူရိုကသူ့ရဲ့အဖွဲ့သားရဲဘော်ရဲဘက်ဖြစ်တဲ့စိတ်ညွတ်ပညာရှင်ဂျန်ကိုနဲ့အတူတူခါချင်းကြောင့်လူဖီကအိပ်ပျော်သွားပါတယ်လေဝင်းထဲမှာကြံနေခဲ့တဲ့ဇိုရိုနဲ့ကလေးတစ်တိုက်ကအခုထိဦးဆုပ်တို့အလာကိုစောင့်မျှော်နေကြပါတယ်ကလေးတွေကသူတို့ရဲ့ကပတိန်ကစိတ်ညစ်တဲ့အချိန်တိုင်းမှာပင်လယ်ပြင်ကိုသွားပြီးငေးကြည့်ရတယ်လို့ပြောနေပါတယ်အဲ့ဒီအချိန်ခက်ဝေးဝေးကနေပြေးလာတဲ့ဦးဆုပ်ကိုမြင်လိုက်ရတဲ့အခါမှာဇိုရိုနာမီတို့ကလူဖီပါမလာလို့စိတ်ပူသွားကြပါတယ်သူတို့နှစ်ယောက်လုံးကဦးဆုပ်ကိုမေးဖို့ကြိုးစားပေမဲ့အသေးအံပြေးလာတဲ့ဦးဆုပ်ကသူတို့ကိုကြော်ပြီးရွာထဲကိုပဲတန်းပြီးဝင်ပြေးသွားပါတယ်နာမီကတော့ဒီကောင်ကသူ့အဖေကိုစော်ကားထားတဲ့ကောင်ကိုအခုထိမကျေနပ်သေးဘူးထင်တယ်လို့ဝေဖန်တဲ့အခါဇိုရိုကလည်းတစ်ခုခုကိုသိကျင်သွားပါတယ်ဦးဆုပ်ပင်လယ်သမားအဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်ကြတဲ့ငရုတ်တီဦးနီနဲ့ကျက်တို့တို့ကတော့သူတို့ခေါင်းဆောင်ကြီးရဲ့ထူးဆန်းတဲ့အသွင်ပြင်တွေကိုသတိထားမိသွားကြပါတယ်အခုဖြစ်နေတဲ့ပုံစံအရခေါင်းဆောင်ကြီးဦးဆုပ်စီမှာအရေးကြီးတဲ့ကိစ္စရှိနေတာသိကြတာကြောင့်သူတို့ရဲ့ဦးဆုပ်ပင်လယ်သမားအဖွဲ့ကြီးလည်းပါဝင်ကူညီတဲ့သမားတွေရွာတွေကိုဝင်လာပြီးတိုက်ခိုက်တော့မယ်လို့ပြောပြီးချက်ချင်းထွက်ပြေးခိုင်းပါတယ်အမြဲတမ်းပင်လယ်သမားဆိုရင်အတန်နဲ့ကိုဖိမ့်တော်အောင်ကြောက်ကြတဲ့ရွာသားတွေကအခုမှတော့အိမ်ထဲကနေခေါင်းလေးတောင်ထွက်မကြည့်ကြပါဘူးခဏကြာတဲ့အခါရွာသားတွေကအပြင်ကိုထွက်လာခဲ့ပြီးရွာလုံးရဲ့မယုံကြည်မှုကိုခံနေရတဲ့ဦးဆုပ်ကနောက်ဆုံးအနေနဲ့သူ့ကိုအယုံကြည်ဆုံးဖြစ်တဲ့ခါရာကိုပဲတိုက်ရိုက်သွားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ထုံးစံတိုင်းဦးဆုပ်ကမလွယ်ပေါက်ကနေရေတိုက်ထဲကိုဝင်ပြီးခါရာခမ်းမီးကတစ်ပင်မော်ကိုတက်ကခါရာကိုအတန်ပေးလိုက်ပါတယ်။ဦးဆုပ်ရဲ့အတန်ကိုကြားတာနဲ့ခါရာကပျော်ရွှင်သွားပြီးတော့ဂလက်ဟာရောပြောလိုက်တဲ့စကားကြောင့်စိတ်ဆိုးသွားပြီးထင်နေတာလို့ပြောကဦးဆုပ်ကိုတောင်းပန်နေပါတယ်။ဦးဆုပ်ကဂလက်ဟာရောဟာပင်လယ်သမားစစ်စစ်ကြီးပဲအခုမင်းကိုတတ်ဖို့စီစဉ်နေတယ်။မနေ့ပြန်အင်အားလုံးရင်းနဲ့ရွာတွေကိုဝင်လာတော့မှမြန်လောက်အောင်ရှောင်လို့တတိပေးပါတယ်။ဦးဆုပ်စကားကိုကြားလိုက်ရတဲ့အခါမှာခါရာကလုံးဝထင်မှမထားရလောက်အောင်အံ့ဩသွားပြီးသူကအကူနဲ့အကိုအဖေကိုစော်ကားရဲဆိုတာဟုတ်ပါတယ်ဒါပေမဲ့ဒါမျိုးကြီးလိန်နာကြမကောင်းဘူးလို့ပြောပါတယ်ဦးဆုပ်ကဒီတစ်ခါလဲခါရာကမယုံဘူးဆိုတာကိုသဘောပေါက်သွားတာမို့ဘယ်လိုယုံအောင်ပြောရမလဲဆိုတာတွေးနေပါတယ်အခုမှနူလာတဲ့လူဖီကသူတို့ကြားရသမျှသတင်းတွေကိုဇိုရိုကိုပြောပြပါတယ်ကလေးတွေဟာဂလက်ဟာရောအကြောင်းကိုသိပြီးကြောက်နေကြပေမဲ့သူတို့ရဲ့ကပတိန်ကြီးကရွာတွေကိုသွားပြီးသတင်းပေးပြီးမို့လို့အားလုံးလည်းထွက်ပြေးလောက်ပါပြီဆိုပြီးတွေးမိကြပါတယ်ဇိုရိုကအဲ့ဒါဆိုရင်ဘာကိစ္စနဲ့မင်းကတောင်းအောင်မှလာအိတ်နေရလဲဆိုပြီးမိတဲ့အခါလူဖီကဘယ်လိုပုံစံနဲ့အောက်ကိုရောက်လာလဲဆိုတာမမှတ်မိပါဘူးဒီလိုအခြေအနေမှာကလေး၃ယောက်ကရွာသားတွေနဲ့အတူတူထွက်ပြေးဖို့ပြန်ပြေးကြတဲ့အခါမှာလူဖီကလည်းအသားကင်ဆိုင်ကလူတွေမပြေးကြခင်အမဲသားစားရအောင်မယ်လို့အော်ဟစ်ပြီးပြောလိုက်ပါတယ်ခါရာရဲ့အိမ်မှာတော့ဂလက်ဟာရောရဲ့အကြံစီကိုအစားဆုံးပြောပြနေတဲ့ဦးဆုပ်ကအခုချိန်ထိဘယ်သူမှယုံကြည်တာမခံရသေးပါဘူးအမြဲတမ်းလို့ဦးဆုပ်ရဲ့ပေါက်ကရ40ပုံမြင်တွေကိုသဘောကျတဲ့ခါရာကအကူလိန်ခဲ့တဲ့ပုံမြင်တွေကိုကျွန်မသဘောကျခဲ့ပါတယ်ဒါပေမဲ့ဂလက်ဟာရောကိုအခုလိုကြောက်တွန်းတာကမကောင်းပါဘူးလို့ပြောပါတယ်အဲ့ဒီအချိန်ခါရာရဲ့ထိန်းတော်ကြီးကရောက်လာခဲ့တာကြောင့်ဦးဆုပ်ကခါရာကိုနားချမနေတော့ပဲအတင်းလက်ကိုဆွဲပြီးအောက်ကိုခေါ်ပြေးသွားပါတယ်ဒါပေမဲ့ခါရာကဦးဆုပ်ကိုလက်ကနေယုံလိုက်ပြီးဦးဆုပ်နဲ့အတူတူလိုက်ခဲ့ဖို့ညင်လိုက်ပါတယ်ဦးဆုပ်ကတော့သူကယုံကြည်စရာကောင်းတဲ့သူမဟုတ်ပေမဲ့အခုကတော့သူ့ကိုယုံကြည်ပေးစေချင်တယ်လို့ပြောကမနေ့ပြန်ဆိုရင်သူပြောတာအမှန်နေဖြစ်လာလိမ့်မယ်လို့ကြိမ်ဆိုပြနေပါတယ်ဒါပေမဲ့ဦးဆုပ်အတွက်နောက်ဆုံးရလက်ကအထိန်းတော်ကြီးရဲ့တနက်စာဖြစ်ရပြီးရွာသားတွေကလည်းတတိမလေးခါရာကိုနောက်ချက်မှုနဲ့နောက်ကနေလိုက်ရိုက်ကုန်ကြပါတယ်ပင်လယ်ကမ်းဆက်ထဲကသင်္ဘောကြီးထဲမှာတော့ဂလက်ဟာရောတစ်ဖြစ်လဲပင်လယ်ဓမြကြီးကူရိုကမနေ့ပြန်မနေ့မှာရွာတွေကိုသွားပြီးဓမြတိုက်ဖို့သူ့ရဲ့တပည့်တွေကိုအမိန်ပေးနေပါတယ်ရွာတွေကနေနေထုတ်ခံလိုက်ရတဲ့ဦးဆုပ်ကရွာအပြင်မှာသူ့ရဲ့ကလေး3ယောက်နဲ့အတူလူဖီတို့ကိုတွေ့လိုက်ရပါတယ်ကလေးတွေကသူတို့ရဲ့ကပတိန်ကြီးကိုအားပေးနေပြီးလူဖီပြောပြခဲ့တဲ့ဂလက်ဟာရောရဲ့အကြောင်းတွေကိုသူတို့သိထားပြီးဖြစ်တာမို့လို့သူတို့တွေအတူတူရွာကိုကယ်တင်ကြမယ်လို့ပြောပါတယ်ဦးဆုပ်ကရွာသားတွေပြောခဲ့တဲ့မင်းကဒီလိုပောက်ကြရအမြဲပြောနေတာမင်းကတစ်စက်လေးမှယုံစရာမကောင်းဘူးဂလက်ဟာရောလို့ယူသားရင်တော့ယုံချင်ယုံမှာပေါ့ဆိုတဲ့စကားတွေကိုပြန်ကြားလိုက်ရပြီးကလေးတွေကိုငါကအဲ့ဒီဘန်နာဆိုကြီးကိုတအားမြင်ကပ်လို့ဒီလိုကြောက်တွန်းတာဆိုပြီးလိန်ပြောလိုက်ပါတယ်ဦးဆုပ်ရဲ့မထင်မှတ်ထားတဲ့စကားကြောင့်လူဖီဇိုရိုနဲ့နာမီကအံ့ဩသွားပါတယ်ဦးဆုပ်ရဲ့စိတ်ကူးထဲမှာသူသားဒီလိုဖြည့်ရှင်းခဲ့ရင်ကလေးတွေလည်းစိတ်သက်သာရမယ်လို့ထင်ခဲ့ပေမဲ့လက်တွေ့မှာတော့ဒီလိုဖြစ်မနေခဲ့ပါဘူးကလေးတွေရဲ့စိတ်ထဲမှာအမြဲတမ်းအထင်ကြီးလေးစားခဲ့ရတဲ့သူတို့ကပတိန်ကလူတယောက်ကိုအကြောင်းမဲ့တက်နာမည်ဖြတ်တဲ့ကိစ္စဟာသူတို့ရဲ့ယုံကြည်မှုကိုပြည့်စည်စေပါတယ်လို့ပြောပြီးအဖွဲ့တွေကနေထွက်သွားကြပါတယ်တယောက်ထဲကျန်နေတဲ့ဦးဆုပ်ကိုနာမီတို့အဖွဲ့ကတေချာလေးစိတ်ကူးတာပေးခဲ့ပါတယ်လူဖီကဦးဆုပ်ရဲ့လောက်ရက်ကိုဘဝမကြားတာမို့လို့ဒီလိုမျိုးအမှန်နေသိရတာနဲ့ဘာလို့လိန်ပြောလိုက်ရတာလဲလို့မေးလိုက်ပါတယ်ဦးဆုပ်ကအစာကလေးကငါကလူလိန်တယောက်ပဲလေသူတို့တွေကငါပြောတာကိုယုံမှာမဟုတ်ဘူးငါကအရန်ကိုကိုယုံကြည်မှုတွေများသွားတယ်လို့ဝန်ခံပါတယ်ဇိုရိုကတော့အမှန်တရားကအမှန်တရားပဲမို့လို့ဒီလိုမလုပ်သင့်ကြောင်းအကြံပေးနေပြီးနာမီကလည်းဒီစကားတွေအရာဆိုမနေ့ပြန်ပြီးတော့ရွာသားတွေယုံကြည်နေတဲ့ငါရဲ့လိန်ညာတွေဆိုတဲ့စကားတွေကိုအမှန်တိုင်းဖြစ်အောင်ဂလက်ဟာရောတို့တိုက်ပွဲကြီးကိုအင်အားရှိစောင့်မျှော်နေပါတယ်နဲ့နာမီရဲ့ငတက်ပြားပညာနဲ့ရန်သူတွေကိုအေးစစ်စစ်နိုင်ပေမဲ့ဦးဆုပ်ရဲ့မဟာပညာပါဝါကပုံတတ်တာလေးတစ်ခုသာဖြစ်တာကြောင့်လူဗီတို့3ယောက်ကြိတ်တာခံလိုက်ရပါတယ်။ရဲတိုက်ထဲကိုရောက်လာတဲ့ဂလက်ဟာတော့ကိုအိမ်တော်ထင်းကြီးကခီးဦးကြိုဆိုနေပါတယ်။
တခင်မာလီခါရာကအိတ်နေတယ်လို့ပြောပြီးဒီနေ့ဖြစ်သမျှအကြောင်းအရာအားလုံးကိုဂလက်ဟာရောစီစီကပတ်ကုန်းသတင်းပေးလိုက်ပါတယ်အားလုံးကိုနားထောင်ပြီးဂလက်ဟာရောကငါဟိုဘက်မြို့ကိုသွားနေတော့မှဒီလိုကိစ္စတွေဖြစ်တာတကယ်ဆိုးတာပဲဒီဥဆုပ်ဆိုတဲ့ကောင်ကအတော်ကြိုးမွေးတယ်ဆိုပြီးပြောလိုက်ပါတယ်အိမ်တော်ထင်းကြီးကတော့ဂလက်ဟာရောလိုမျိုးလူကြီးလူအောင်ကိုပင်လယ်ဓမြလို့ပြောတာကမဖြစ်နိုင်တဲ့အလိညာပဲလို့ရီရီမောမောပြောလိုက်ပါတယ်အမှန်တိုင်းပြောနေတာတော့သူ့ရဲ့ပြည်မှုကြောင့်အားလုံးကယုံကြည်နေတဲ့ပုံစံကိုဂလက်ဟာရောတယောက်တိတ်တိတ်လေးကြိတ်ရည်နေပါတယ်ပြီးတော့မှဇပွဲဘော်ကိုတင်ထားတဲ့လက်ဆောင်ဘူးလေးကိုမြင်လိုက်ပြီးဒါလီကဘာလီလဲလို့အိမ်တော်ထင်းကြီးကိုမေးလိုက်ပါတယ်အိမ်တော်ထင်းကြီးကဒါဟာတခင်မာလီကခမားအတွက်၃နှစ်ပြည့်အမတ်တရလက်ဆောင်နေနဲ့တေချာမှာပေးထားတာလေအခုခမားတက်နေတဲ့မျက်မှန်ကခဏခဏရှော့ကြနေရမလားဒါကြောင့်ဒီမျက်မှန်ကိုသူကိုယ်တိုင်တေချာမှာပေးထားခဲ့တာဆိုပြီးပြောပြပါတယ်ဂလက်ဟာရောကခါရာရဲ့လက်ဆောင်မျက်မှန်ဘူးကိုကြည့်ပြီးဟုတ်တာပေါ့မနေ့ပြန်ကအမတ်တရနေ့ရက်တရက်ဖြစ်တော့မှာပဲလေဒီနေ့ညကလာကွေးလေးပဲပေါ်တဲ့ညဒီလိုညမျိုးတွေကငါးရင်တွေကိုအမြဲတမ်းခုန်စေပြီးငါသွေးတွေကိုစူပွက်စီတယ်လို့ပြောကမျက်မှန်ဘူးလေးကိုဖျက်ဆီးလိုက်ပါတယ်ဂလက်ဟာရောရဲ့လိုရကြောင့်အိမ်တော်ထင်းကြီးကလန့်သွားပြီးတခင်မာလီရဲ့လက်ဆောင်မှုကိုဘာလို့ဖျက်ဆီးလိုက်တာလဲလို့မေးပါတယ်ဂလက်ဟာရောကငါကသူ့စီကနေလက်ဆောင်ကိုယူမှာပါဒါပေမဲ့ဒါလေးပဲတော့မဟုတ်ဘူးဒီအင်ကြီးတစ်လုံးလုံးကိုယူမှာလို့ပြောလိုက်ပါတယ်ဂလက်ဟာရောရဲ့စကားကြောင့်အိမ်တော်ထင်းကြီးကကြောက်လန့်နေတဲ့အချိန်ဂလက်ဟာရောကဆက်ပြီးတော့နောက်နာရီအနေငယ်ကြာရင်မတော်တဆမှုကဖြစ်တော်မှာလေလို့ပြောပြီးသူ့ရဲ့ဓာတ်ရီနဲ့အိမ်တော်ထင်းကြီးကိုတပ်ပစ်လိုက်ပါတယ်ပြီးတော့နေခါရာရဲ့ခန်းထဲကိုဝင်ခဲ့ပြီးမှဂျန်ကိုတို့မရောက်လာသေးတာမို့လို့တဖြည်းဖြည်းပြန်ထွက်လာခဲ့ပါတယ်ကြောင်မဲပင်တဲ့များအဖွဲ့မှာတော့သူတို့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့အတွက်မနက်စောစောတွေကကြိုတင်ပြင်ဆင်နေကြပါတယ်မိုက်ကယ်ဂျက်ဆင်ဂျန်ကိုကသူ့ရဲ့အဖွဲ့သားတွေကိုအခုပဲစတင်ပြီးလုပ်ငန်းစားဖို့အမိန့်ပေးလိုက်တာနဲ့တပြိုင်နက်ပင်တဲ့များတွေကလည်းရွာတွေကိုဝင်လာကြပါတယ်ကပတိန်ဦးစောကတောင်ဆောင်ပေါ်ကနေကြိုစောင့်နေပြီးစီရီနဲ့ဖျန်းထားပါတယ်တောင်ပေါ်ကိုတက်လာနေတဲ့ပင်လယ်ဓမြတွေကစီရီနဲ့ချော်ပြီးဗျမ်းမရာဖြစ်နေချိန်သူတို့ကပြေးမယ်လို့စီစဉ်ထားတာပါလူဖီကဒီလိုအကွက်ချချစီစဉ်နိုင်တဲ့ဦးဆုပ်ကိုချီးကျူးလိုက်တဲ့အခါမှာဦးဆုပ်ကဗျူဟာခင်းတာနဲ့လေးဝါပြစ်တာနဲ့ပတ်သက်ရင်ငါကယုံကြည်မှုအပြည့်အဝရှိတယ်လို့ခန့်မှမှာပြောပါတယ်အားလုံးကလည်းအကွက်ချချစီစဉ်ပြီးတဲ့အပြင်တယောက်ချင်းစီရဲ့စကေးတွေကလည်းမိမိုက်နေကြတာမို့လို့လူဖီတို့တွေကကြောင်မဲပင်လယ်ဓမြအဖွဲ့ကြီးချီလာမဲ့အချိန်ကိုပဲထိုင်ဆောင်နေကြပါတယ်တဖြည်းဖြည်းနဲ့အချိန်ကြီးကြာလာပြီးဂျန်ကိုခေါင်းဆောင်တဲ့ပင်လယ်ဓမြအဖွဲ့ကြီးကပင်လယ်ကနေတဆင့်ရွာတွေကိုဝင်လာခဲ့ကြပါတယ်ရွာတွေကိုဝင်လာတဲ့အချိန်မှာကြောင်မဲပင်လယ်ဓမြတွေကနာမီတို့ရဲ့တင်မောကိုတွေ့သွားကြပါတယ်ဓမြတွေလာမဲ့လမ်းကနေကြိုးစောင်းနေကြတဲ့လူဖီတို့တွေကအခုချိန်ထိဓမြတွေရဲ့အရေးအယောင်ကိုမတွေ့တာကြောင့်ဇဝေဇဝါဖြစ်နေပါတယ်ဦးဆုပ်ကတော့ရွာတွေကိုလာမဲ့လမ်းကဒီတလမ်းပဲရှိတာကြောင့်တေချာပေါက်လာကိုလာမယ်လို့ပြောနေတဲ့အချိန်နာမီကအဝေးကနေအတန်ကိုကြားလိုက်ရပါတယ်ပင်လယ်ဓမြတွေရဲ့အတန်ကတစားစင်းစကျေလာတာမို့လို့နာမီအပါဝင်အားလုံးအံ့ဩကုန်ကြပါတယ်အဲ့ဒီအချိန်မှာပဲဦးဆုပ်ကရွာတွေကိုဝင်မဲ့လမ်းကဒီနေရာအပြင်အခြားလမ်းတစ်ခုရှိတယ်ဆိုတာကိုသတိရသွားပါတယ်အခုကလမ်းမကြီးကိုထိုင်ဆောင်နေရတာမို့လို့အားလုံးကစောင့်ရကြိုမနှက်နေတော့ပါဘူးမနေ့ကဂလက်ဟာရောနဲ့ဂျန်ကိုပြောတာကဒီနေရာမှာမို့လို့သူတို့ကဒီနေရာမှာပဲလာမယ်ထင်နေတာပါလူဖီကအချိန်မီတော့မြန်သွားဖို့အတွက်အခုလက်ရှိနေရာကနေမြောက်ဘက်ကိုတက်တက်သွားရင်3မိနစ်နဲ့အမြန်ရောက်တယ်လို့ကြားတာနဲ့တန်းသွားဖို့ကြိုးစားပါတယ်နာမီကလည်းတင်မောပေါ်မှာထားတဲ့သူ့ရဲ့ရတနာတွေကိုပင်လယ်ဓမြတွေယူသွားမှာကိုစိုးရိမ်သွားပါတယ်သူတို့တွေကမြောက်ပိုင်းကိုပြေးခဲ့တော့မှာပဲနာမီကတော့ဦးဆိုဗီယက်စီရီနဲ့ချော့ချသွားပါတယ်ဒါပေမဲ့ဇိုရိုရဲ့ခြေထောက်ကိုဆွဲပြီးဇိုရိုရဲ့ပေါ်ကနေနာမီကထွက်ပြေးလာပါတယ်အရှိကနေပြေးနေသူဦးဆိုဗ်ကအကြောင်းမဲပင်တဲ့မြအဖွဲ့ကိုလောက်လေးဝါနဲ့ပိတ်ပြီးတားလိုက်တယ်လောဆယ်တော့လူဖီတို့ကအခုထိရောက်မလာသေးလို့စိတ်ထဲကနေတော်တော်ကြောက်နေပြီဖြစ်ပေမဲ့သူ့စိတ်ကိုအားတင်းပြီးငါလာရင်ငါးနောက်မှာတက်သားတန်းပါတယ်လို့ခက်တီတီဖိတ်လိုက်ပါတယ်ဒီစကားကအကုန်လုံးစီမှာယုံကျင်စရာကောင်းမနေတာကြောင့်ဦးဆုပ်ကိုဟားတိုက်နေတဲ့အချိန်မှာလူဖီတို့ရဲ့လှေတွေကနေဘယ်ရီ9သန်းထွက်လာကြောင်းသတင်းရပါတယ်ဦးဆုပ်ကအဲ့ဒီပတ်စံတွေကိုယူပြီးဒီရွာကနေထွက်သွားတော့လို့ကြောင်မဲပင်တဲ့မြခိုင်းကိုနှင်ထုတ်ပါတယ်ဂျန်ကိုကဒီပတ်စံတော်လေးနဲ့ငါတို့ကိုလာခိုင်းချင်နေတာလားလို့မေးနေပြီးသူတို့တွေကပင်တဲ့မြတွေဖြစ်တာမို့ဒီကရတနာတွေကိုယူမဲ့အပြင်ဒါလေးနဲ့မလုံလောက်သေးဘူးလို့ပြောပြီးရွာတွေကိုဝင်မို့အတွက်ဦးဆုပ်ကိုအိမ်မွေးချလိုက်ပါတယ်ဒါပေမဲ့ငတက်ပြားနာမီကဒုတ်တချောင်းနဲ့ရောက်လာပြီးဦးဆုပ်ကိုစိတ်ညူတာကနေလောက်အောင်ကဲလိုက်ပါတယ်ပြီးတော့တင်မော်တွေကပတ်စံတွေကသူ့ရဲ့ပတ်စံတွေမို့လို့ဘသူ့ကိုမှယူခွင့်မပေးဘူးလို့လည်းတားလိုက်ပါတယ်အားချောင်ပြီးတော့ယူသွားလို့သွားပြောတဲ့ဦးဆုပ်ကိုလည်းနာနာလေးတီးပေးလိုက်ပြီးဂျန်ကိုကစိတ်ညွတ်ပညာရှင်မို့လို့သူ့ရဲ့တန်ခွင်းလေးကိုမကြည့်ဖို့ပါသတိပေးလိုက်ပါတယ်နာမီရောက်လာတော့စောကြီးထွက်ပြေးသွားတဲ့လူဖီကအခုထိရောက်မလာသေးတာကြောင့်ဦးဆုပ်နဲ့နာမီတို့ကတိုင်ပတ်နေပါတယ်လူစိုးတွေကိုအရှိကနေရိုးရိုးချွန်ချွန်တိုက်ပွဲဝင်မှုအတွက်နေရင်သွားငါရင်သွားဆိုပြီးနှစ်ယောက်သားအကျိတ်နဲ့ညင်းခုန်နေပါတယ်ဦးဆုပ်ကလည်းကြောက်လွန်အားကြီးလို့ဒူးတွေပါတုံနေပြီမို့လို့နာမီပြောသမျှကိုနိုင်ငံညင်းဆန်နေတာပါဇိုရိုကစီရီဘော်ကနေခဏတာပြုတ်ကျပြီးတဲ့နောက်ပိုင်းသူ့ရဲ့ဆာမူရိုင်းသားတွေနဲ့ထောက်ပြီးစီရီတွေကနေလွတ်မြောက်လာပါတယ်ဒါပေမဲ့ဦးဆုပ်ပြောတဲ့မြောက်ဖက်ဆိုတာဘယ်နာရှိနေမှန်းလဲသူမသိပါဘူးဇိုရိုလိုပဲအရှိဆုံးကရာဘာလူသားလူဖီကလည်းတောင်ထဲမြောက်မကွေးတာမို့အခုထိလမ်းမှန်ကိုမရောက်သေးပါဘူးဓမြရီနဲ့ထိတ်တိုက်တွေ့နေတဲ့နာမီနဲ့ဦးဆုပ်ကတန်ညွန်နေတဲ့ဓမြရီကိုတားနေပါတယ်ဒါပေမဲ့သူတို့ရဲ့တန်ညွန်တွေကိုအနောက်မှာပါခင်းလိုက်ရတာကြောင့်ပြေးပေါက်ကပိတ်နေပါပြီဦးဆုပ်ကလည်းပင်လယ်ဓမြတို့ကအနောက်ကနေတင်းမုံနဲ့ထုလိုက်တာကြောင့်မေ့လဲနေပြီးကြောင်မဲဖွဲ့ဝင်တွေကရွာတွေကိုဝင်မှုပြေးတက်လာပါတယ်ပြီးတော့လဲကျနေတဲ့ဦးဆုပ်ကမင်းတို့ကိုတောင်ဆောင်ကနေဖျက်ခွင့်မပေးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ငါစကားတွေကခါတိုင်းလိုပဲလိန်ညာတဲ့စကားတွေအဖြစ်ဆက်ရှိစေရမယ်ဒါမှတရွာလုံးဒီနေ့ကိုခါတိုင်းလိုပုံမှန်နေလေးတရက်ဖြစ်ပဲဖျက်တန်းလို့ရမှာ
ဒါကြောင့်မင်းတို့ကောင်တွေအားလုံးကိုဖျက်ခွင့်မပေးနိုင်ဘူးဆိုပြီးအာတင်မီပြောနေပါတယ်။အဲဒါကြောင့်ဦးဆုပ်ကိုလည်းသူတို့ကိုတားလို့ဆိုပြီးခြေထောက်တွေနဲ့နေမိတပ်ပစ်ဖို့လုပ်တော့မှနာမီကဒုံးနဲ့ဆော့ထဲလိုက်ပါတယ်။နာမီကဦးဆုပ်ကိုကဲတင်ဖို့ကြိုးစားပေမဲ့ပင်လယ်ဓမြတွေကလူများနေတဲ့အပြင်အင်အားချင်းလည်းမမျှတတာမို့ရှုံးနေပါတယ်။ဂျန်ကိုတယောက်ကတော့ဒီနေရာကိုအလေးမထားတော့ဘဲနဲ့ကပတိန်ကူရိုစီကိုသွားဖို့ပဲဆော်လိုက်ပြီးနောက်ကျရင်အားလုံးကိုကပတိန်ကူရိုကတပ်ပစ်လိုက်မယ်လို့သတိပေးလိုက်ပါတယ်။ဂျန်ကိုစကားကြောင့်ရွာတွေကိုပြေးဝင်သွားတဲ့ပင်လယ်ဓမြလူအုပ်ကြီးကဦးဆုပ်တို့ကိုကြော်ပြီးထွက်ပြေးသွားကြပေမဲ့ဦးဆုပ်အနီးကလူရဲ့ခြေထောက်ကိုလှမ်းပြီးဆွဲထားလိုက်ပါတယ်။ဦးဆုပ်ကိုလည်းဒီဓမြကအဝေးကြီးရောက်အောင်ကန်လိုက်တာမို့လို့မထနိုင်မဲဖြစ်နေပါတယ်။လဲကျနေတဲ့ဦးဆုပ်ကသူ့ရဲ့တပည့်လေးတွေနဲ့အတူခါရာရီရဲ့မျက်နှာကိုပါမြင်ပြီးရွာသားတွေကိုမတက်ဖို့အတွက်တိတ်ဆိတ်တောင်းဆိုနေပါတယ်။သူငယ်စဉ်ကလေးကကြီးပြင်းလာခဲ့တဲ့ရွာလေးကိုအရန်ချစ်တာကြောင့်နောက်ထပ်အပြည့်အစည်းမခံနိုင်ဘူးလို့ပြောနေတော့ဝုန်းကနေဆိုပြီးပင်လယ်ဓမြအဖွဲ့သားတွေအကုန်တိတ်နီပေါ်မှာလွင့်လာပါတယ်။နောက်ကျမှရောက်လာတဲ့ဆရာကြီးဆိုတဲ့လူဖီကဒီလိုပေါက်ကြောက်ကောင်တွေကိုခဏလေးပဲကြိတ်လိုက်ရတာကြောင့်အားမလို့အားမရဖြစ်နေပါတယ်။ပင်လယ်ဓမြအဖွဲ့တွေကလည်းတခဏအတွင်းမှာလေးပေါ်လွင်သွားတာမို့ဘလို့ပုံစံနဲ့အတိုက်ခိုက်ခံလိုက်ရမှန်းတော့သူမသိပါဘူး။ဂျန်ကိုကဒီကောင်တွေကဘသူတွေမို့လို့ဒီလောက်ကျန်းနေရတာလဲဆိုပြီးအံ့ဩနေပေမဲ့လူဖီတို့ကတော့သူတို့နဲ့ဆိုင်ရာလူစုကိုပြဿနာရှာနေကြပါတယ်။ဂျန်ကိုတို့လာကိုစောင့်နေတဲ့ဂလက်ဟာတို့ဟာအခုချိန်ထိသူ့ရဲ့လူတွေမလာသေးတာမို့စောင့်နေပါတယ်။အချိန်ဒီသာကြာလာပေမဲ့ကြောင်မဲပင်တဲ့ဓမြတွေကမလာသေးတာကြောင့်ဂလက်ဟာတို့အနေနဲ့ကမ်းခြေကိုလိုက်လာပါတယ်။ပါဇက်ကနေလည်းသူ့ရဲ့အစီအစဉ်တွေကိုဖျက်တဲ့သူမှန်သမျှကိုတပ်ပစ်မယ်လို့ကြိမ်းဝါနေပြီးအဲ့ဒါကိုဦးစွပ်ပြက်တဲ့ဘက်တွေဖြစ်တဲ့ချက်သွန်ဦးနီတို့ကတော့ဂလက်ဟာတို့ရဲ့ရိတ်ချေကိုစောင့်ကြည့်နေပြီးမူမမနာကိုတွေ့လိုက်ရပါတယ်။ဒီနေရာမှာပဲအပိုင်းစနစ်လေးဟာတခန်းရက်သွားပြီးတော့နောက်တစ်ပိုင်းကိုလည်းဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။ချမ်းသာမှုကြော်ကြားမှုအာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးဂိုးရော်ဂျာကပိုင်ဆိုင်ခဲ့ပါတယ်။သူမသိခင်ပြောခဲ့တဲ့စကားတွေကြောင့်လူတော်တော်များများကပင်လယ်ထဲကိုထွက်ခွာခုန်ကြပါတယ်။ကမ္ဘာပေါ်မှာငါပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့စကားကြောင့်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓမြတွေကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီ။အရင်ပိုင်းမှာရွာတွေကိုဝင်လာခဲ့တဲ့ကြောင်မဲပင်လယ်ဓမြတွေကိုဦးဆုပ်ကနေရာအမားကြီးမှာထိုင်ဆောင်နေပါတယ်။မြောက်ဘက်ကလာတဲ့ကြောင်မဲပင်လယ်ဓမြတွေကလူဖီရိုရဲ့သင်းမောပေါ်ကနေရတနာတွေကိုယူသွားတဲ့အချိန်ဦးဆုပ်ကလည်းသူ့ရဲ့လမ်းကြောင်းမှာသွားတာကိုသိပြီးလူဖီရိုကိုလမ်းမှန်ပြပေးပါတယ်။အမြဲတမ်းလမ်းလွဲနေတဲ့လူဖီကတောင်ဆူမြောက်ရောက်ပြီးဇိုရိုကလည်းနာမီရဲ့လက်ချက်နဲ့ဦးဆုပ်ရဲ့ထောင်ချောက်စီကိုရောက်နေတဲ့အချိန်မှာကပတိန်ဦးဆုပ်ကတော့ကြောင်မဲပင်လယ်ဓမြတွေနဲ့ထိတ်တိုက်တွေ့နေပါတယ်။အားကောင်းတဲ့ပင်လယ်ဓမြတွေကိုဦးဆုပ်ကမနိုင်ပေမဲ့နာမီနဲ့အတူတူအချိန်တော်ကြာဆွဲထားနိုင်ခဲ့ပါတယ်။ကပတိန်ကူရိုတစ်ဖြစ်လဲဂလက်ဟာတော့ကသူတို့စီစဉ်ထားတဲ့အချိန်ကိုရောက်မလာတဲ့သူ့ရဲ့တပည့်တွေကိုဒေါသထွက်နေပါပြီ။အဲဒါကြောင့်သူတို့တွေကိုသွားပြီးရှာဖို့အတွက်ဂလက်ဟာတော့ကရေတိုက်ကနေထွက်လာတာကိုဦးဆုပ်ရဲ့တပည့်လေးတွေကမြင်သွားပါတယ်။ကြောင်မဲပင်လယ်ဓမြတွေကိုတခဏလေးနဲ့ရှင်းပြနိုင်လိုက်တဲ့ဇိုရိုနဲ့လူဖီကိုကြည့်ပြီးဦးဆုပ်ကမင်းတို့ကောင်တွေကဒီလောက်တောင်ကျန်းလာလားလို့မေးလိုက်ပါတယ်။လူဖီတို့အကြောင်းကိုသိနေတဲ့နာမီကနင်တို့တွေဘာလို့နောက်ကျနေရလဲဆိုပြီးအပြစ်တင်လိုက်ပါတယ်။ဒါကြောင့်ဇိုရိုကနင်လုံးလို့ငါတို့နောက်ကျနေရလေလို့ပြောလိုက်တဲ့အခါသူ့အပြစ်ကိုသိတဲ့နာမီကငါတို့နှစ်ယောက်စလုံးအောက်ကိုချော်ကြတာထက်ဆိုင်တယောက်လို့သွားတာပိုကောင်းပါတယ်လို့ဖြေသိမ်းပေးလိုက်ပါတယ်။လူဖီနဲ့ဦးဆုပ်ကလည်းတောင်ထဲမြောက်မာတာမို့အခုထိပြဿနာတက်နေကြတော့မှဦးဆုပ်ကလူဖီကိုသူတော်စကားမဆုံးသေးပဲယုံကြည်မှုရှိဘာကြောင့်ပြီးသွားရတာလဲဆိုပြီးအပြစ်တင်နေပါတယ်။မနက်လေးနေပြီမို့လို့ဘေးနားကကြည့်နေတဲ့ဂျန်ကိုကငါတို့ကပတိန်ကူရိုကဒေါသကြီးရင်ဘလောက်ဆိုးရဲဆိုတာမင်းတို့သိတယ်မလား။ဒီနှကောင်ချတာလောက်လေးနဲ့လဲမသွားစေနဲ့လို့ပြောပြီးသူ့အိတ်ထဲကစိတ်ညှို့တန်ခွင်းလေးကိုထုတ်ယူလိုက်ပါတယ်။ပြီးတာနဲ့ငါက1-2ဂျန်ကိုလို့ပြောလိုက်တာနဲ့မင်းတို့တွေအားလုံးဒဏ်ရာတွေပျောက်ပြီးပို့ပြီးတန်မာလာရမယ်လို့အားပေးလိုက်ပါတယ်။ဒါတွေကိုအပေါ်စီကနေကြည့်နေတဲ့နာမီကအပေါ်ရီလုံးနေတာပဲ။ဒါတွေကတကယ်မဖြစ်နိုင်ပါဘူးလို့ညင်းနေပါတယ်။အမှန်မရှိတဲ့လူဖီကတော့ဂျန်ကိုတန်ပြားလေးကိုစူးစိုက်ကြည့်နေပြီးဂျန်ကိုစီကနေ1-2ဂျန်ကိုဆိုတဲ့စကားဆုံးတာနဲ့မှောက်နေကြတဲ့ပင်လယ်ဓမြတွေကချက်ချင်းပဲထလာနိုင်ပြီးတောင်ကြီးတစ်ခုလုံးကိုပါဖြိုနိုင်သွားပါတယ်။ပြီးတာနဲ့ဂျန်ကိုကသူတို့စီစဉ်နိုင်လို့ဖို့အတွက်ဒီကောင်တွေကိုရှင်းလိုက်ကြစမ်းလို့အမိန်ပေးလိုက်တဲ့အခါအသီးစိတ်မရှိတော့တဲ့ဓမြအဖွဲ့ကြီးတောင်ပေါ်ကိုဝုန်းတိုင်းကျဲပြီးတက်လာကြပါတယ်။ဒါကိုမြင်တဲ့ဇိုရိုဦးဆုပ်နဲ့နာမီတို့ကကြောက်လန့်နေကြပြီးဒါကမဖြစ်နိုင်ပေမဲ့တကယ်ကြီးစိတ်ညှို့ခံလိုက်ရတာလားလို့ထူးဆန်းစွာပြောနေပါတယ်။ဇိုရိုကနာမီနဲ့ဦးဆုပ်ကိုအနောက်ကိုဆုပ်ဖို့တတိပေးပြီးဒီကောင်တွေကိုသူနဲ့လူဖီကတာဝန်ယူပြီးနှိမ်နင်းပေးမယ်လို့အာမခံပါတယ်။အရင်ကဆိုစကားအများကြီးပြောရတဲ့လူဖီကအခုအတန်တိတ်နေတာမို့ဇိုရိုကအဆင်ပြေမပြေလှမ်းမိလိုက်ပါတယ်။အဲဒီခါမှဂျန်ကိုစိတ်ညှို့ခံရတဲ့လူစုတွေမှာလူဖီပါသွားတာကိုသတိထားမိတဲ့နာမီတို့ကငတ်တုံးကောင်ဆိုပြီးအပြစ်တင်နေကြပါတယ်။ဒါပေမဲ့ဂျန်ကိုစိတ်ညှို့ခဲ့တယ်လို့အရင်ကထပ်ပိုကျန်းနေခဲ့တဲ့လူဖီကဘာမပြောညာမပြောနဲ့တောင်ပေါ်တက်လာတဲ့ပင်လယ်ဓမြအဖွဲ့ကြီးစီကိုမြန်မာလူကြီးပြေးဝင်သွားပါတယ်။လူဖီရဲ့မူပိုင်းရောဘာလက်သီးကိုသုံးပြီးအချက်ပေါင်းများစွာလက်သီးတိုင်းနဲ့ပင်လယ်ဓမြကောင်တွေကိုပြစ်ကျူးလိုက်တဲ့အခါမှာအားလုံးကတိန်နေပေါ်ကိုဝဲပြီးဂျန်ကိုရှေ့ကိုကျလာပါတယ်။အားလုံးကိုမျက်မြင်တွေ့လိုက်ရတဲ့ဂျန်ကိုကကပတိန်ကူရိုပြောတဲ့ခန်းညံ့ညံ့ကောင်လေးတစ်တိုက်ကခမည်းပြောသလိုအလကားကောင်တွေမဟုတ်ဘူးလို့ပဲကောက်ချက်ချလိုက်ပါတယ်။လူဖီကမမောက်သေးတဲ့ကောင်တွေကိုလည်းအတကုံပိတ်တီးခဲ့ပြီးသူတို့အားလုံးကိုကြော်ကကြောင်မဲပင်လယ်ဓမြတင်မောကြီးစီကိုပြေးသွားပါတယ်။လူဖီရဲ့လိုရကြောင့်အားလုံးကကြောင်သွားခဲ့ပြီးသူတို့တင်မောကြီးကိုဖျက်ဆီးပြစ်မယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့လူဖီကတင်မောကိုဖျက်ဆီးတာမဟုတ်ဘဲလှေဦးထိတ်ကတစ်သားချောင်းကြီးကိုဖျက်ယူလိုက်ပါတယ်။
လူဖီရဲ့ပြုမှုတွေအရသူတို့ကိုဖျက်ရိုက်တော့မယ်ဆိုတာသိလိုက်တဲ့ပင်လယ်ဓမြတွေကသူတို့ရဲ့ခေါင်းဆောင်ဂျန်ကိုကိုအကူအညီလမ်းတောင်းကြပါတယ်ဂျန်ကိုကလည်းသူ့ရဲ့တန်များနဲ့ဝန်တူးဂျန်ကိုဆိုပြီးအိမ်မွေးချလိုက်တဲ့အခါမှာထုံးစံအတိုင်းလူဖီကအိမ်မွေးချခံလိုက်ရပြီးလဲကျသွားပါတယ်ရွာတွေကအိမ်မှာတော့ဦးစွပင်နဲ့ဓမြအဖွဲ့ရဲ့ကလေးတိုက်ကဂလက်ဟာရောအကြောင်းတွေကိုခါရာစီကိုပြောဖို့အတွက်စူးစမ်းနေကြပါတယ်ဦးစွဝင်နေကြဖြစ်တဲ့ခါရာရီရဲ့အိမ်ကအပေါက်တွေကိုဖွင့်ပြီးဝေမို့စူးစမ်းကြပါတယ်ဒါပေမဲ့ဂလက်ဟာရောကအပေါက်တွေကိုကြိုတင်ပိတ်ထားတာမို့သူတို့စူးစမ်းမှုကအရာမထင်ပါဘူးအဲ့ဒီချိန်ခါရာကအိမ်မက်ထဲမှာဦးစွကိုထည့်ပြီးမှတ်နေပါတယ်အမြဲတမ်းရီမုံအောင်လုပ်တတ်တဲ့ဦးစွကဒီတစ်ခါမှသူမကိုဓာတ်တစ်ချောင်းနဲ့တတ်ဖို့စူးစမ်းနေတာမို့ခါရာကအိတ်နေရာကနေလန့်နိုးလာပါတယ်အင်ကြီးရဲ့အောက်ထပ်ကိုဆင်းလာတဲ့အခါမှာအိမ်တော်ထိန်မယ်ရီရဲ့သွေးတန်ရဲရဲလဲကျနေတာကိုခါရာတွေ့လိုက်ရပါတယ်အိမ်တော်ထိန်ကြီးမယ်ရီကဂလက်ဟာရောလက်ချက်နဲ့မသေးဆုံးမီမှာဂလက်ဟာရောကပင်လယ်ဓမြတစ်ယောက်ဖြစ်ပြီးခါရာရဲ့စီးစိမ်တွေကိုလိုချင်တာမို့လို့ဟန်ဆောင်နေခဲ့တာကိုအကုန်ပြောပြလိုက်ပါတယ်ခါရာကမယ်ရီပြောတာကိုမယုံချင်ပေမဲ့လက်တွေ့မှာကအမှန်တကယ်ဖြစ်နေတာကြောင့်ဦးစွပြောသမျှအမှန်နေဆိုတာသိသွားပါတယ်အိမ်တော်ထိန်ကြီးမယ်ရီကငါတို့တွေဒီကောင်လေးပြောတာကိုမယုံကြည်နိုင်ခဲ့ကြတာသူအဖြစ်မှန်တွေကိုသိသိချင်းငါတို့ကိုပြောဖို့ကြိုးစားပါသေးတယ်လို့ပြောလိုက်ပါတယ်ခါရာကလည်းသူ့ရဲ့လက်ကိုဆွဲပြီးသူမရဲ့အသက်ကိုကယ်တင်ဖို့ကြိုးစားခဲ့တဲ့ဦးစွပြည့်စေတနာကိုစော်ကားမိလို့အတွက်ဝမ်းနေနေပါတယ်အိမ်တော်ထိန်ကြီးကငါတို့တွေသခင်မာလီရဲ့အသက်နဲ့ရွာကိုချစ်လို့လာပြီးသတိပေးကြတဲ့မိတ်ဆွေကိုကြတော့နှင်ထုတ်ခဲ့မိတာပဲလို့ဝမ်းနေစွာပြောလိုက်ပါတယ်မနေ့ကဒီအိမ်ကြီးကလုံခြုံရေးတွေအကုန်လုံးကအားလည်းရဲ့ယူသွားခဲ့တာမို့လို့မယ်ရီနဲ့ခါရာပဲကြံတော့တာပါဒေလူနီးပါးဖြစ်နေတဲ့မယ်ရီကတကယ်လို့သာအိမ်ထဲကိုဂလက်ဟာတော်ဝင်လာရင်အိမ်ကြီးကိုရောစီးစိမ်ကိုရောပေးပြီးအသက်ကိုသာလွတ်အောင်ရှောင်မှုအတွက်မှာခဲ့ပါတယ်ခါရာကလည်းဂလက်ဟာရောကိုတားနိုင်မဲ့သူကသူမတယောက်တည်းရှိတာကြောင့်အပြင်ကိုထွက်သွားပါတယ်လူဖီလက်ချက်နဲ့အားလုံးလဲကျသွားတာကိုတွေ့လိုက်ရတဲ့ဦးဆုပ်ကလူဖီကလည်းဘာရန်ကြီးအောက်ပြီးနေတာမို့စိတ်ပူသွားပါတယ်ဇိုရိုကဒီကောင်ကဒါလေးပြတာနဲ့မသိနိုင်ပါဘူးမင်းသားမင်းနိုင်ရာတွေကိုဂီယူဆိုင်လို့ပြောပြီးအားပေးနေပါတယ်တယောက်တည်းကြံနေတဲ့ဂျန်ကိုကသူ့ရဲ့တပည့်တွေအားလုံးလဲကုန်ပြီမို့ဘာဆက်လို့ရမလဲဆိုတာစဉ်းစားနေရင်သူတို့နဲ့အတူပါလာတဲ့မြောင်ပန်းဘရာသာဆိုတဲ့ဘွားဖွဲတစ်ခုကိုတတိယသွားပါတယ်ဂျန်ကိုကမြောင်ပန်းဘရာသာကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာကျောင်းလူသားပုံစံလှုပ်ထားတဲ့ဆိုင်ယမ်နဲ့ဘူချီဆိုတဲ့ခက်ကြောင်ကြောင်လူနှစ်ယောက်ကရောက်လာပါတယ်ဂျန်ကိုကဆိုင်ယမ်ကိုဒီကောင်တွေကိုကူးချက်ချင်းသွားတိုက်လိုက်ဆိုပြီးခိုင်းစေလိုက်တဲ့အခါမှာဆိုင်ယမ်ကမတိုက်ချင်တာမို့လို့ငိုပြီးပြေးလာပါတယ်ဘေးကနေကြည့်နေတဲ့နာမီကသူကဘာကိစ္စနဲ့အတင်းကျပ်ကြီးတိုက်ခိုင်းနေရတာလဲဆိုပြီးစဉ်းစားနေတော့ဇိုရိုနာကိုရောက်သွားတဲ့ဆိုင်ယမ်ကချက်ချင်းပဲအကွက်တစ်ထုတ်လိုက်ပါတယ်မင်းကကိုအထင်သေးနေတာမလားငါသာမင်းနေရာမှာဆိုမြောင်မန်းဘရာသာကိုအထင်သေးရဲမှမဟုတ်ဘူးလို့ပြောပြီးဇိုရိုကိုလက်သေးနဲ့ကုတ်လိုက်ပါတယ်ဇိုရိုကရှောင်လိုက်ပေမဲ့ဇိုရိုရဲ့ဒါနလက်ကတော့ဆိုင်ယမ်စီကိုပါသွားပါတယ်အဲ့ဒါကဆိုင်ယမ်ရဲ့အကျွမ်းကျင်ဆုံးကျောင်းတခိုးတိုက်ကွက်ဖြစ်တာကြောင့်ဂျန်ဂိုတို့ကလည်းအတော်လေးအားရနေကြပါတယ်ဆိုင်ယမ်ကဇိုရိုတန်မိုးအထားဆုံးဒါနလက်ကိုလွှင့်ပစ်လိုက်တာကြောင့်ဇိုရိုကအရန်စိတ်ဆိုးသွားပါတယ်အဲ့ဒါကြောင့်ဆိုင်ယမ်ကိုပြေးပြီးခုတ်ပိုင်းလိုက်တဲ့အချိန်မှာပဲဆိုင်ယမ်ကိုဓာတ်နဲ့ထိသွားပေမဲ့ကျောင်းလီလိုမျိုးကွေးနိုင်ဆန်းနိုင်တဲ့အတွက်မသိတဲ့အပြင်အနောက်ကနေဇိုရိုကိုလှမ်းပြီးချုပ်လိုက်ပါတယ်ဇိုရိုကမိသွားတဲ့အချိန်မှာဘူချီကအဝေးကနေပြေးလာပြီးဇိုရိုကိုဖိချေမဲ့အလုံးမှာဇိုရိုကရှောင်လိုက်နိုင်ပါတယ်မြောင်မန်းဘရာသာရဲ့အားရီကအရန်ပြင်းလွန်းတာမို့ဇိုရိုကအသေးချေခုခံနေရပြီးဓာတ်တစ်ချောင်းနဲ့သာရှိနေတဲ့ဇိုရိုအတွက်အတော်လေး challenge ဖြစ်နေပါတယ်ဘေးကနေကြည့်နေရတဲ့ဦးဆုပ်ကသူ့ရဲ့လောက်လေးဝါစကေးနဲ့မြောင်မန်းဘရာသာဆိုတဲ့နှစ်ကောင်ကိုဝင်ပြီးပစ်ပေးပေမဲ့လောက်စလုံးကဇိုရိုရဲ့ကြောပြင်ကိုပဲထိမှန်သွားခဲ့ပါတယ်ဇိုရိုကအရန်ဒေါသထွက်ပြီးမင်းတို့တွေဘာဖြစ်နေရလဲမင်းတို့သာသူ့ကိုတိုက်ခိုက်ရင်ဒီနှစ်ကောင်ကမင်းတို့စီလာမှာအဲ့ကြောင့်ငါလေးကင်နိုင်မှာမဟုတ်ဘူးနော်လို့သတိပေးလိုက်ပါတယ်တကယ်တော့ဦးစိုးပြစ်လို့လိုက်တဲ့လောက်စလုံးကလမ်းလွဲပြီးဇိုရိုကျောကိုထိသွားတာမဟုတ်ဘဲနဲ့ဇိုရိုကသာနာမီနဲ့ဦးစိုးပြစ်အသက်ကိုကယ်တင်ခဲ့တာပါဒါကိုသိတဲ့နာမီကဇိုရိုကိုကူညီဖို့အတွက်အကြံဉာဏ်ထုတ်နေခဲ့ပါတယ်မြောင်မန်းဘရာသာနှစ်ကောင်ကလည်းဇိုရိုကိုဖိပြီးတိုက်နေတာမို့တကယ်လို့သာဇိုရိုရဲ့ဓာရီကိုပြန်ယူပေးနိုင်ခဲ့ရင်ဇိုရိုဘက်ကအလေးသာလိမ့်မယ်လို့တွေးမိပါတယ်အဲ့ဒါကြောင့်နာမီကဇိုရိုရဲ့ဓာရီကိုယူပေးဖို့တောင်အောက်ကိုဆင်းပြီးပြေးလာခဲ့ပါတယ်နာမီပြေးလာတာကိုမြင်လိုက်တဲ့ဂျန်ကိုကနာမီဓာရီယူမရအောင်သူ့ရဲ့တန်ခွင်းနဲ့ရိုက်လိုက်ပါတယ်သူတို့တွေချင်းချင်းချနေတာကိုဓာရီယူပြီးဘာလို့မလို့လဲလို့ဂျန်ကိုကမင်းနေတော့သူတို့ရဲ့မျက်လုံးထဲကနေကပတိန်ကူရိုကိုတွေ့လိုက်ပါတယ်ကပတိန်ကူရိုတစ်ဖြစ်လဲဂလက်ဟာရောကသူ့ရဲ့မျက်စိရှိမှတင်ဖြစ်နေတဲ့အရာတွေကိုကြည့်ပြီးညကအချိန်ကုန်သွားတာကြာပြီကွစီစဉ်ထားတဲ့အတိုင်းဘာမှဖြစ်မလာတာကတော်တော်လိုနေပြီလို့ ADA ဆန်နဲ့ပြောပါတယ်ကပတိန်ကူရီရဲ့စကားကိုကြားလိုက်တဲ့အကြောင်းမဲပင်တဲ့ဓမြတွေကအရန်ကြောက်လန့်နေကြပြီးသူတို့ရဲ့အဆုံးသက်ကိုသူတို့တွေခံမှန်းနိုင်နေကြပါပြီအကုန်လုံးကကပတိန်ကူရိုကိုကြည့်ပြီးကြောက်လန့်နေကြပေမဲ့ဆရာကြီးလူဖီကတော့အခုထိအေးအေးဆေးဆေးအိတ်လို့ကောင်းနေရင်အပိုင်း73ကဒီမှာပဲပြီးဆုံးသွားပါတယ်ချမ်းသာကြော်ကြားမှုအာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးကိုရောကြာကပိုင်ဆိုင်ခဲ့ပါတယ်သူမသိခင်ပြောခဲ့တဲ့စကားတွေကြောင့်လူတော်တော်များများကပင်လယ်ထဲကိုထွက်ခွာကုန်ကြပါတယ်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကဘာကြီးကပင်လယ်ဓမြတွေကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီမြောင်မန်းဘရာသာနှစ်ယောက်နဲ့ရင်ဆိုင်နေရတဲ့ဇိုရိုကသူ့ရဲ့ဒါနလက်ကဆိုင်ယန်ရဲ့အခိုးခံရတာမို့လို့တော်တော်လေးအရေးနေပါတယ်ဒါကိုရိပ်မိတဲ့နာမီကဇိုရိုရဲ့ဒါနလက်ကိုယူလာပေးဖို့သွားမှာစိတ်ညှို့ပညာရှင်ဂျန်ကိုရဲ့ရှောင်းတခင်တိုက်ခိုက်မှုနဲ့ကြုံလိုက်ရပါတယ်ကြောင်မဲပင်လယ်ဓမြအဖွဲ့ကသူတို့ရဲ့ခေါင်းဆောင်ကြီးကူရိုရောက်လာခဲ့တာမို့ဖင်တော်အောင်ကြောက်နေပါပြီမြောင်မန်းဘရာသာလို့နာမည်တစ်လုံးနဲ့နေတဲ့ကောင်းနေတော့မှာပဲကပတိန်ကူရိုကိုကြည့်ပြီးရှိန်နေကြတော့မှာ
မင်းတို့ကောင်တွေအဲ့ဒါဘာလုပ်နေရလဲကြောင်မဲပင်တဲ့များအဖွဲကအဲ့လောက်တောင်ညံပြင်းသွားပြီလားဆိုတဲ့အတန်နဲ့အတူကပတိန်ကူရိုကဂျန်ကိုမေးလိုက်ပါတယ်ဂျန်ကိုကအိပ်ပျော်နေတဲ့လူဖီကိုထိုးပြပြီးမင်းပြောတော့ဒီကောင်လေးကိုဂယူးဆိုင်ဆရာမလို့တော့ဘူးလို့ဆိုပြီးပြန်ပြောလိုက်တယ်ကပတိန်ကူရိုကတော့ဘလို့ပဲနေနေတောက်သုံးမကြတာမင်းတို့ကောင်တွေပဲလို့အော်ဟစ်ပြီးဆဲဆိုနေပါတယ်ဒါကိုကြားလိုက်ရတဲ့မြောင်မန်းဘရာသာတစုံကဟုတ်တယ်မင်းကရင်ကတော့အရန်ချက်နဲ့ပင်တဲ့များတစ်ယောက်ပဲဒါပေမဲ့မင်းအစွမ်းထက်တယ်ဆိုတာကဟိုရင်လွန်ခဲ့တဲ့3နှစ်တုန်းကကိစ္စလေးမင်းဒီမှာ3နှစ်လောက်အေးအေးဆေးဆေးနေရတဲ့အချိန်မှာငါတို့ကပျော်ပွဲရွှင်ပွဲတွေလုပ်နေတာမဟုတ်ဘူးမျိုးတွေအများကြီးကိုလည်းတိုက်ခိုက်ခဲ့တယ်တခြားပင်တဲ့များတွေကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ကပတိန်ကူရိုကိုပြောပါတယ်ကပတိန်ကူရိုကလည်းမင်းတို့ဘာပြောချင်တာလဲဆိုပြီးတဲမေးလိုက်တဲ့အခါမှာမြောင်မန်းဘရာသာတို့ကဇိုရိုကိုကြော်ပြီးကပတိန်ကူရိုစီကိုပြေးသွားပါတယ်ပါဇက်ကနေလေငါတို့ကခဏခဏတိုက်ပွဲတွေနဲ့ကြုံနေရတဲ့လူတွေခမ ्या လိုအိမ်ထဲမှာပဲနေနေရတာမဟုတ်ဘူးအဲ့ဒါကြောင့်ခမ ्या ကျုပ်တို့ကိုနိုင်အောင်မတိုက်နိုင်တော့ဘူးဒီနေ့ကပတိန်ကူရိုကိုတပ်ပစ်မယ်လို့ပါအော်ဟစ်နေပါတယ်စိန်ညိုဆရာဂျန်ကိုကမြောင်မန်းဘရာသာကိုတားပေမဲ့မမီတော့ပါဘူးကပတိန်ကူရိုကသူ့ရဲ့ဖုံးခွေထားတဲ့လှည့်ကွက်နဲ့အတူမြောင်မန်းဘရာသာတို့ရဲ့အရှိကနေပြောက်ပြီးအနောက်ကိုချက်ချင်းရောက်သွားပါတယ်ဒီကွက်ကလျှက်တစ်ပြက်အတွင်းမှာခဏချင်းနေရာရွှေ့သွားတာကြောင့်ဇိုရိုကမျက်လုံးပြူသွားရပါတယ်ပြီးတော့မှကပတိန်ကူရိုကမြောင်မန်းဘရာသာအနောက်ကိုရောက်သွားပြီးဘသူ့ကိုမင်းတို့ကတတ်မလို့လဲလို့မေးလိုက်ပါတယ်ဘေးကနေကြည့်နေတဲ့ဂျန်ကိုကဒီအကွက်ကကြောင်ချောက်ရှောင်းတိန်ကွက်ပဲလို့ပြောပြီးဒီပြောတဲ့ကိုနာမီကကြားလိုက်ပါတယ်ဘူချီနဲ့ဆိုင်ယမ်တို့ကလည်းမထီးတဲ့သူကိုသွားထိပြီးဒုက္ခလလကြီးတိုးနေပါတယ်ဇိုရိုနဲ့ဆိုရင်အကွက်လလလေးတုံပြီးဖိနှိပ်နိုင်တဲ့ကောင်တွေကကပတိန်ကူရိုရဲ့လက်အောက်မှာကလေးလေးတွေလိုဖြစ်နေတာကိုနာမီကတွေးလိုက်ပါတယ်ဂျန်ကိုကကူရိုအခု3နေရာကကြောင်ချောက်ချောင်းတိန်ကွက်တိုက်ကွက်လေးအဲ့ဒါကတိတ်တဆိတ်ရွေလျားတိုက်ကွက်အမျိုးစားထဲမှာပါတယ်ဒါကအယောင်90ပါတဲ့အဖွဲတော်မှသူ့ကိုသတိမထားမိနိုင်တဲ့အချိန်မှာအသက်ခံရလိုက်နိုင်တယ်သူ့ရဲ့လက်ကနေငါတို့ပြေးလို့မှမဟုတ်ဘူးသူ့ရဲ့လက်ဖမိုးနဲ့မျက်မှန်တင်နေတဲ့အကွက်ကသူ့ရဲ့ကိုယ်ပိုင်ကြောင်လက်သေးတွေနဲ့ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာမမေ့သေးဘူးပဲဆိုတဲ့အထိပ္ပယ်ပဲလို့ပြောလိုက်ပါတယ်ဂျန်ကိုစကားကိုကြားလိုက်ရတဲ့ဘေးကလူတွေကလည်းကပတိန်ကူရိုကိုအရန်ကြောက်နေကြပါပြီအဲ့လိုပဲကပတိန်ကူရိုရဲ့အကျုံးကိုခံနေရတဲ့မြောင်မန်းဘရာသာကလည်းဘာလို့ရမှန်းမသိတဲ့အချိန်မှာကပတိန်ကူရိုက9မိနစ်အတွင်းမှာဒီအချိန်တွေကိုမဖြေရှင်းနိုင်ရင်သူ့ရဲ့လက်နဲ့အားလုံးကိုဖြေရှင်းပြမယ်လို့ကြိမ်းဝါနေပါတယ်အဲ့ဒါကြောင့်ဘူချီနဲ့ဆိုင်ယမ်ကအခုချက်ချင်းဇိုရိုကိုရှင်းပြီးရွာတွေကိုဝင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဂျန်ကိုကလည်းသူတို့ရဲ့အသက်ရှင်ရေးအတွက်ဘူချီနဲ့ဆိုင်ယမ်ကိုတေချာနိုင်အောင်တိုက်ဖို့အတွက်အားပေးနေပါတယ်ဂျန်ကိုကဘူချီနဲ့ဆိုင်ယမ်တို့စီကိုအာရုံရောက်နေတော့မှာပဲဇိုရိုရဲ့ဓာတ်နှချောင်းကိုနာမီကကန်ပစ်ပေးလိုက်ပါတယ်နာမီကန်ပေးလိုက်တာကိုဇိုရိုကသူ့ရဲ့ဓာတ်တွေကိုကန်လို့အပြစ်တင်နေခဲ့ပေမဲ့တကယ်တမ်းစီရနာနဲ့လှုပ်လိုက်တဲ့အကွက်လေးကိုရိမ့်မိလိုက်တာမို့ပထမအဦးဆုံးအနေနဲ့ကျေးဇူးတင်စကားပြောလိုက်ပါတယ်ဓာတ်သုံးချောင်းကိုင်းတဲ့ဆာမူရိုင်းတွေအတွက်ဓာတ်သုံးချောင်းကရောက်လာတာကအရန်အနေအများပြီးထိန်းချုပ်ရခက်သလိုဇိုရိုကလည်းသူ့ရဲ့ဓာတ်သုံးချောင်းကလက်ဝဲကိုရောက်သွားပြီမလို့ခုနကမတားတဲ့မြောင်မန်းဘရာသာကိုခဏလေးနဲ့တင်အဝေးကိုရောက်သွားအောင်ဒီထည့်လိုက်ပါတယ်ဂျန်ကိုကဇိုရိုရဲ့ပြောင်းလဲသွားတဲ့အင်အားကိုမြင်လိုက်ပြီးအတော်လေးဖြုံသွားပါတယ်ဇိုရိုက9မိနစ်အတွင်းမှာမင်းရဲ့လူတွေအကုန်လုံးကိုပြင်းပေးမယ်လို့ကပတိန်ကူရိုကိုစိန်ခေါ်လိုက်ပါတယ်ဂျန်ကိုကလဲကျနေတဲ့ဘူချီကိုသူ့ရဲ့စိတ်ညှို့ပညာနဲ့ပိုပြီးစွမ်းအားကောင်းအောင်ညှို့ပြလိုက်ပါတယ်အရင်ကတော့အတော်လေးအင်အားကောင်းနေတဲ့ဘူချီကဂျန်ကိုရဲ့အစွမ်းနဲ့ပိုပြီးအားကောင်းနေတာမို့ဇိုရိုကလည်းကြိုးစားပြီးခုခံဖို့အသင့်ပြင်ထားပါတယ်ဒါတွေကိုခွင်ကောင်းယူပြီးနာမီကအိပ်ပျော်နေတဲ့လူဖီစီကိုပြေးသွားခဲ့ပါတယ်လူတွေဒီလောက်များများနေတဲ့အချိန်မှာနေကအိတ်နေနိုင်သေးတာလားဆိုပြီးသူ့ရဲ့ဖက်နှက်နဲ့မျက်နှာပေါ်ကိုတန်နေလိုက်ချိန်အနောက်ကနေဂျန်ကိုကသူ့ရဲ့တန်ခွင်းနဲ့ပြစ်လွတ်လိုက်ပါတယ်ဇိုရိုကနာမီကိုရှောင်ဖို့တတိပေးလိုက်တဲ့အခါနာမီကရှောင်လိုက်နိုင်ပေမဲ့ဂျန်ကိုရဲ့အဝေးပြစ်လက်နဲ့တန်ခွင်းကနာမီကြောင့်ထလာတဲ့လူဖီမျက်နှာတဲတွေကိုသွားပြီးမှန်ပါတယ်လူဖီကတန်ခွင်းကိုကိုက်ပြီးဖျက်ဆီးလိုက်တဲ့အခါဂျန်ကိုရောချားပင်တဲ့များတွေအားလုံးကတိုင်ကြီးပြတာတော့မသိတဲ့လူဖီကိုအံ့ဩနေပါတယ်ဇိုရိုတယောက်ထဲတောင်အတော်နိုင်မနေတာမို့လူဖီတယောက်သာပါလာရင်9မိနစ်နဲ့မပြီးနိုင်တော့ဘူးလို့ဂျန်ကိုကတွေးပူနေပါတယ်လူဖီကနာမီကိုဘာကိစ္စနဲ့ဒီလိုလုပ်ရတာလဲဆိုပြီးအပြစ်တင်နေပေမဲ့ဒဏ်ရာရထားတဲ့နာမီကဘာမှပြန်ပြောဖို့အားမရှိတော့ပါဘူးသူမလှုပ်ပေးတင်တာကိုလှုပ်ပေးပြီးပြီမို့လို့ကျန်တာကိုနေတို့စီကိုလွှဲလိုက်ပြီးကိုကိစ္စကိုရှင်းကြတော့ဒီတိုက်ပွဲကိုရှုံးလို့မဖြစ်ဘူးနော်ဆိုပြီးမှားပြီးလဲကျသွားပါတယ်ဒါပေမဲ့နာမီစိတ်ပူတာကရွာအတွက်မဟုတ်ပဲသူ့ရဲ့ရတနာတွေအတွက်ဖြစ်တာမို့လို့လူဖီကဖီးကျဲသွားပါတယ်ဒါပေမဲ့တမိုင်းပေးတာဝင်ရတရွာလုံးကိုကယ်ဖို့လူဖီကကောက်ရုပ်ထုတ်ကိုစောင်းပြီးဇိုရိုစီကိုလာပါတယ်ကပတိန်ကူရိုပေးတဲ့အချိန်ကလည်း10မိနစ်ပဲကြံတော့တာမို့လို့ကျန်တဲ့ဓမြတွေအားလုံးကလည်းကြောက်ဒူးတုံနေပါပြီဂျန်ကိုကဇိုရိုကိုဘူချီနဲ့လွတ်ထားပြီးလူဖီကိုတော့သူကိုယ်တိုင်အပြတ်ရှင်းပြမယ်လို့တာဝန်ယူလိုက်ပါတယ်ကူရိုကသူပေးထားတဲ့10မိနစ်ပြည့်ပြီမို့လို့အားလုံးသေးဖို့အစင်းသင်းဖြစ်ပြီလို့ပြောလိုက်ပါတယ်လူဖီကသူ့ရှေ့တက်တဲ့မှာရက်ကြည့်နေတဲ့ကူရိုကိုကြည့်ပြီးလူဆိုးပန်နာဆိုကြီးကလည်းဒီကိုရောက်နေရလားလို့မေးလိုက်ပါတယ်အခုမှလူဖီသတိထားမိလိုက်တဲ့ကူရိုကမင်းတောင်ဆောင်ပေါ်ကနေပြုတ်ကြပြီးတေးပြီးမဟုတ်လားလို့မေးလိုက်တဲ့နောက်အရင်တုန်းကမသိလဲအခုတေတော့မယ်ဆိုပြီးသူ့ရဲ့ကြောင်ချောက်ချောင်းတိန်တိုက်ကွက်ကိုသုံးလိုက်ပါတယ်အဲ့ဒီအချိန်နောက်ကနေကူရိုကိုတားဖို့ခါရာကရောက်လာပါတယ်ခြေတံကြားလိုက်တဲ့ဂလက်ဟာရောကငါ့ကိုနောက်ကနေချောင်းပြီးတိုက်ဖို့စိတ်မကူးနဲ့လို့ပြောလိုက်ပြီးသူ့ရဲ့ကြောင်လက်သေးတွေနဲ့ခုတ်လိုက်ပါတယ်ကူရိုရဲ့ဓာတ်ရီစီကနေဦးဆုပ်ကဝန်ခံပေးလိုက်ပြီးခါရာကိုကဲတင်ပေးလိုက်ပါတယ်ခါရာကအခုချိန်ထိသူ့အသက်ကိုကဲပေးခဲ့တဲ့ဦးဆုပ်ကိုအရင်တုန်းကမှားခဲ့မိတဲ့အမှားအတွက်ကျွန်မတောင်းပန်ပါတယ်ဒါပေမဲ့ဂလက်ဟာရောကပင်လယ်ဓမြတယောက်ဖြစ်တယ်ဆိုတာမယုံနိုင်သေးဘူးဆိုပြီးပြောပါတယ်ဦးဆုပ်ကတော့ဒီကိစ္စတွေကိုအရေးမဆိုင်နိုင်သေးပဲအခုချိန်က
ခါရာအတွက်အသက်အန္တရာယ်ရှိတာမလို့ထွက်မပြေးပဲဒီကိုဘာလာလောက်တာလဲဆိုပြီးစူပူနေပါတယ်ခါရာကသူမအပေါ်မှာထားတဲ့ဥစွပ်ပြက်စေနာတွေကြောင့်ဝမ်းနေသွားခဲ့ပြီးရှင်ကကျမဒီလောက်ဆိုးဆိုးရွားဆက်ဆံပြီးတအားနာကျင်ခဲ့ရတာတော့မှရှင်ကအခုထိရွာအတွက်ကျမအတွက်တိုက်ခိုက်ပေးနေတော့လေအဲ့ဒါကြောင့်ကျမလည်းရှင်းစီကိုရောက်အောင်လာတာပါလို့ပြောနေခဲ့ပါတယ်ဘီကရက်ကြည့်နေတဲ့ကပတိန်ကူရိုတစ်ဖြစ်လဲဂလက်ဟာတော့ကတခင်မလေးဒီကိုဘာလို့လိုက်လာရတာလဲဆိုပြီးဝင်မိလိုက်ပါတယ်ခါရာကဂလက်ဟာတော့ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးအခုလုံနေရာတွေကိုရက်လိုက်ပါတော့ဂလက်ဟာတော့ကျမကိုမယ်ရီအကုန်ပြောပြပေးပြီလို့ပြောလိုက်ပါတယ်ခါရာရဲ့အတန်စူးစူးကြောင့်အားလုံးကခါရာဘက်ကိုအာရုံရသွားကြပြီးသူကအစီအစဉ်ကြီးတစ်ခုလုံးရဲ့အဓိကပြတ်မှတ်ဆိုတာကိုသိလိုက်ရပါတယ်အားလုံးကရွာတွေကိုမသွားဘဲအစီအစဉ်အောင်မြင်တော့မယ်လို့ပြောနေကြတဲ့အချိန်မှာခါရာရဲ့အတန်ကြကြီးတစ်ခုကထွက်လာပါတယ်ဂလက်ဟာရောကိုသူမရဲ့ပိုင်ဆိုင်မှုတွေအားလုံးပေးမှာမလို့ဒီရွာကနေထွက်သွားပေးဖို့ခါရာကတောင်းဆိုလိုက်ပေမဲ့ဂလက်ဟာရောကတော့ညှင်းဆန်လိုက်ပါတယ်တကယ်တော့ဂလက်ဟာရောလိုချင်တာကခါရာရဲ့စီးစိမ်နေတယ်မဟုတ်ဘဲငြိမ်းချမ်းတဲ့ဘဝကိုပါလိုချင်ခဲ့တာပါကပတိန်ကူရိုဘွားကနေဂလက်ဟာရောအဖြစ်ဟန်ဆောင်ခဲ့တဲ့3နှစ်အတွင်းမှာတရွာလုံးရဲ့ယုံကြည်မှုကိုရခဲ့ပြီးဒီလိုနေထိုင်ရတာကသူ့အတွက်အရန်ကို crazy ဖြစ်နေပါပြီအဲဒါကြောင့်ဒီလိုငြိမ်းချမ်းတဲ့ဘဝလေးကိုတစ်သက်လုံးလိုချင်ပေမဲ့ခါရာရဲ့စီးစိမ်တွေကိုလည်းမန်မောနေတာမို့ဒီအစီအစဉ်ကိုကြံလိုက်ရတာပါလူရင်းကိုပြောရရင်တော့ပင်လယ်ဓမြတွေကရွာတွေဝင်လာပြီးခါရာကိုတပ်ပြစ်မယ်လို့သတင်းလွှင့်ပြီးမှခါရာရဲ့တည်တန်းစာနဲ့အတူဂလက်ဟာရောကရတနာတွေကိုအပိုင်သိမ်းမှာပါဒါတွေကိုတီးသွားတဲ့ခါရာကသူမအသိယူလာတဲ့တနက်နဲ့ဂလက်ဟာရောကိုပြစ်ဖို့ဟန်ပြပြီးရွာတွေကထွက်သွားဖို့အတွက်ဖိအားပေးပါတယ်အမြဲတမ်းအနေအေးတဲ့ကောင်မလေးကဒီလိုတက်တီတွေကောင်းနေတာကိုတွေ့လိုက်ရတာမို့3နှစ်အတွင်းမှာမင်းအများကြီးပြောင်းလဲသွားတာပဲမင်းနဲ့ငါဒီနှစ်တည်းမှာအချိန်ကြီးအများကြီးဖြုံးခဲ့တာပဲမင်းမိဘတွေဆုံးသွားကြတဲ့ကမင်းနဲ့ငါအမြဲတူတူရှိခဲ့တာပါဈေးဝယ်ထွက်လဲတူတူမင်းကိုလည်းငါနှစ်သိမ့်ပေးရတယ်ငါပုံမြင်နေပြောလဲမင်းကရီမောခဲ့တယ်ဒီလိုမျိုးပြောလိုက်တဲ့အခါခါရာလည်းအမတ်တရတွေကိုပြန်တွေးပြီးဝမ်းနေနေပါတယ်အဲ့ဒီအချိန်အခွင့်ကောင်းကိုယူပြီးခါရာလက်ထက်ကတနက်ကိုဆွဲလူပြီးအောက်ကိုပြေးချလိုက်ပါတယ်ပြီးခဲ့တဲ့3နှစ်အတွင်းမှာသူလှုပ်ခဲသမျှအရာတွေအကုန်လုံးကအလိမ်အညာတွေပဲဖြစ်ပြီးသူကဒီနေ့လိုခါရာကိုတတ်ဖို့အတွက်စောင့်နေတာပါလို့ပြောလိုက်ပါတယ်ဥဆုပ်ကပြုတ်ကျနေတဲ့တနက်ကိုကောက်ပြီးတော့ကူရိုကိုပြစ်ဖို့ကြိုးစားနေတော့မှာပဲပိုပြီးလင်မြန်နေတဲ့ကူရိုကသူ့ကိုလက်သီးနဲ့ထိုးထားတဲ့ဥဆုပ်ကိုလက်စားပြန်ချေဖို့အတွက်ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေရောက်လာတဲ့လူဖီရဲ့ရာဘာလက်သီးကကူရိုကိုအပြတ်သိပ်ပစ်လိုက်ပြီးဇလန်လီကတခန်းရက်သွားပါတယ်ကြော်ကြားမှုချမ်းသာမှုအာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးဂိုးရော်ဂျာကပိုင်ဆိုင်ခဲ့ပါတယ်ပုံကြပါတယ်ကမ္ဘာပေါ်မှာငါပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့စကားကြောင့်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓမြတွေကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီအရင်ရှိအပိုင်းမှာခါရာရဲ့ဗန်နာဒိန်ကြီးအဖြစ်3နှစ်တီတီဟန်ဆောင်ထားတဲ့ကပတိန်ကူရိုကသူ့ရဲ့အကြံစီတွေပြက်စီးသွားလို့စိတ်ဆိုးနေပါတယ်ကပတိန်ကူရိုကိုထင်သေးနေကြတဲ့ဘူချီနဲ့ဆိုင်ယမ်ကိုကူရိုကပညာကောင်းကောင်းပြပေးလိုက်တဲ့အပြင်10မိနစ်အတွင်းဇိုရိုကိုပါတတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဘေးကနေကြည့်နေတဲ့နာမီကဇိုရိုအတွက်ဒါနလက်ကိုပြစ်ပေးလိုက်တာကြောင့်ဘူချီနဲ့ဆိုင်ရန်လည်းအလဲအကွက်ဖြစ်ကုန်ကြပါတယ်အဲ့ဒါအပြင်နာမီကအိပ်ပျော်နေတဲ့လူဖီကိုနှိုးလိုက်ပါတယ်ဂလက်ဟာရောကသူ့ရဲ့သခင်မလေးခါရာကိုမဖြစ်မနေတတ်ဖို့ကြိုးစားနေတာကြောင့်ဥဆဲတဲ့ဥဆုပ်ကိုမကျေနပ်လို့လမ်းကြုံတတ်ဖို့လုပ်နေတော့မှအဲ့ရကနိုးလာတဲ့လူဖီကသူ့ရဲ့ရာဘာကြီးစံတိုက်ကွက်နဲ့ဂလက်ဟာရောကိုတစ်ချက်တည်းပိတ်တီးပေးလိုက်ပါတယ်ပါဇက်ကနေလည်းဂလက်ဟာရောစိတ်တူသွားအောင်မင်းဒီလောက်ထိုးခံရတာမုန်းနေရင်မင်းကိုကြိုက်သွားအောင်နောက်ထပ်အချက်ပေါင်းများစွာထိုးပေးရမှာပေါ့လို့ခနဲ့လိုက်ပါတယ်ဘေးမှာရှိတဲ့ပင်လယ်ဓမြတွေနဲ့ဥဆုပ်ရဲ့အမြင်မှာလူဖီလက်ချက်ကြောင့်ကပတိန်ကူရိုလဲသွားတာထက်ပိုပြီးထူးဆန်းနေရကအဝေးကြီးကနေရှေ့ထွက်လာတဲ့လူဖီရဲ့လက်ကိုပါပဲကိုရိုင်မီရပေမဲ့ဘာကြီးလဲဆိုပြီးကြောက်နေကြတဲ့အချိန်မှာကပတိန်ကူရိုကတော့တစ်ချက်ထဲနဲ့မျက်မှန်မှာကျွတ်သွားပါတယ်အဲ့ဒီအချိန်ဥဆုပ်ရဲ့တပည့်လေးတစ်တိုက်ကအသိဉာဏ်လာတဲ့တန်အိုးလက်နက်တွေနဲ့အတူလဲကျနေတဲ့ကပတိန်ကူရိုကိုအားရပါရထပ်ပြီးစော်ပလော်တီးပြန်ပါတယ်သူတို့ရဲ့ငြိမ်းချမ်းနေတဲ့ရွာကလေးကိုပြက်စီးအောင်လုပ်တဲ့ဘန်နာဆိုးကိုသူ့ရဲ့တပည့်တွေရှေ့မှာအညိုးနဲ့ပြင်းနေတဲ့ကလေးတွေကိုဇိုရိုတို့ကလှမ်းပြီးဟန့်လိုက်ပါတယ်ဘေးကကြည့်နေတဲ့စိတ်ညှို့ပညာရှင်ကြီးဂျန်ကိုကသူတို့ရဲ့ကပတိန်ကဒေါသထွက်နေပြီဆိုတာကိုရိပ်မိလိုက်ပါတယ်ဥဆုပ်ရဲ့တပည့်ဟင်းသီးရွက်ကလေးများတစ်တိုက်ကဒီလိုပွဲကြီးပွဲကောင်းမျိုးကိုကပတိန်တယောက်တည်းဘာလို့လုပ်နေရလဲလို့ဥဆုပ်ကိုဝိုင်းပြီးအပြစ်တင်နေကြပါတယ်ဥဆုပ်ကတောက်ကလေးတွေလက်ချမ်းနဲ့ဖြစ်လာမယ်အကျိုးဆက်တွေကိုသိတာမို့အခုချက်ချင်းဒီနေရာကနေထွက်သွားကြဖို့နှင်ထုတ်ပါတယ်ဟင်းသီးရွက်ကလေးတစ်တိုက်ကတော့ကျွန်တော်တို့ရဲ့ဥဆုပ်အဖွဲ့ကြီးရဲ့ဂုဏ်သိက္ခာအတွက်ဘယ်ကူမှမသွားနိုင်ဘူးလို့လေကြီးမိုးကြီးပြောနေကြပါတယ်ဒါပေမဲ့အနောက်ကနေထလာတဲ့ကပတိန်ကူရိုကြောင့်ကလေး3ယောက်လုံးမျက်လုံးတွေပြူးကုန်ကြပါတယ်ဒေါသထွက်နေတဲ့ကူရိုကသူတို့ရှိတယ်လို့တော့မထင်ပဲဥဆုပ်စီကိုတန်းတန်းကြီးသွားပါတယ်ပြီးတာနဲ့ဥဆုပ်ကိုသူ့ရဲ့ကြောင်းနဲ့တဲရီနဲ့ကုတ်ပြစ်ပြီးလူဖီကိုမင်းရဲ့တိုက်ကွက်တွေကရှယ်မိုက်တာပဲမင်းကနတ်ဆိုးတည်တည်အစွမ်းရှိတဲ့ထင်တယ်ဆိုပြီးမေးလိုက်ပါတယ်အရာရာကိုမမေးခင်ကဖြေချင်နေတဲ့လူဖီကသူဟာရာဘာတည်တည်စားထားတယ်လို့တမ်းပြီးဖြေလိုက်ပါတယ်အားလုံးကတော့နတ်ဆိုးတည်တည်အစွမ်းရှိတဲ့လူဖီကိုကြောက်ကုန်ကြပြီးဂျန်ကိုကခုနကသူမြင်လိုက်တဲ့လက်တံအရှိကြီးကအမြင်မှားတာမဟုတ်ဘူးပဲလို့တွေးလိုက်ပါတယ်ကပတိန်ကူရိုကဘေးကနေကြည့်နေတဲ့ဂျန်ကိုငါကဒီကောင်လေးကိုရှင်းမယ်မင်းကခါရာကိုရှင်းလိုက်ငါတို့စီစဉ်ထားသလိုမျိုးကောင်မလေးစီကနေတည်တန်းစာရတာနဲ့သူ့ကိုတက်ပြစ်လို့အမိန်ပေးပါတယ်အဲ့ဒါအပြင်မျက်စိရှိမှရှုပ်နေတဲ့ကလေးတွေကိုပါတခါတည်းတက်ပြစ်လိုက်ဖို့ပြောလိုက်ပါတယ်ဂျန်ကိုကကူရိုပြောတဲ့အတိုင်းဆောင်ရွက်ဖို့အရှိကိုတိုးတဲ့အခါမှာဇိုရိုကဂျန်ကိုကိုတားဖို့လမ်းကိုပိတ်ထားလိုက်ပါတယ်ဂျန်ကိုကသူစိတ်ညွတ်ထားတဲ့ဘူချီကိုလမ်းခေါ်လိုက်ပြီးဇိုရိုကိုထိန်းပေးဖို့အမိန်ပေးပါတယ်
အရင်ကထပ်ပို့ပြီးအားကောင်းလာတဲ့ဘူချီကသူ့ရဲ့ကြောင်မြင်နှင်းတိုင်းခွက်ကိုတုံးလိုက်တဲ့အခါဇိုရိုတွေမဟုတ်ဘဲဘေးကလူတွေကိုပါရိုက်ခတ်သွားပါတယ်။ဦးဆုပ်ကအရင်ကထပ်ပို့ပြီးတာမာနီရဲ့ဘူချီကိုဘယ်လိုခုခံရမလဲတွေးနေတဲ့အချိန်မှာဇိုရိုကအေးစစ်စစ်ပဲမျက်နှာကိုပိတ်ကန်လိုက်ပါတယ်။လဲကျနေတဲ့ဦးဆုပ်ကသူ့ကိုကြော်သွားတဲ့ဂျန်ကိုဓားခြင်းပေမဲ့သူကိုယ်တိုင်ကမထနိုင်တော့ပါဘူး။အဲဒါကြောင့်သူ့ရဲ့တစ်ဖက်တွေဖြစ်တဲ့ဟင်းသင်းရွက်ကလေးတွေကိုလက်မိအမိန်ပေးလိုက်ပါတယ်။သူတို့တွေကအစပြီးပင်လယ်ဓမြဖွဲ့ထားတဲ့ရွက်ချက်ကကိုချစ်တဲ့သူတွေကိုအတွက်အရေးပါပြီးတတ်မှုထားရတဲ့အရာတွေကိုကာကွယ်ပေးနိုင်တဲ့လူသားတွေဖြစ်ဖို့ဖွဲ့ခဲ့တာဖြစ်ကြောင်းအခုချက်ချင်းခါရော့ကိုခေါ်ပြီးအဝေးကိုထွက်ပြေးဖို့အတွက်ညွှန်ကြားလိုက်ပါတယ်။ကလေးတွေကလည်းဦးစွပ်ပြောတဲ့အတိုင်းခါရော့ကိုခေါ်ပြီးဒေါ်ရဲကိုဝင်ပြေးသွားကြပါတယ်။ဂျန်ကိုကခါရော့ကိုဓာတ်ဖို့အတွက်သူ့ရဲ့တန်ခွင်းနေနဲ့ဓာတ်ဖို့ကြိုးစားနေတော့မှခုနကတောက်ကြီးတောက်ကျဲပြောနေတဲ့ဦးစွပ်ကသူ့ရဲ့လောက်လေးဝါးနဲ့တစ်ချက်တည်းမှအောင်ပြစ်လိုက်ပါတယ်။ဂျန်ကိုကဦးစွပ်ကိုရှင်းကျင်ပေမဲ့ကူရိုကကာရာနာကိုလိုက်ခိုင်းလိုက်ပါတယ်။ကူရိုကလဲကျနေတဲ့ဦးစွပ်ကိုကြည့်ပြီးကာရာကဘလောက်ပြောညံ့လဲဆိုတာငါသိတယ်။သူတို့တွေဂျန်ကိုလက်ထဲကနေလွတ်မှာမဟုတ်ဘူး။မင်းကာကွယ်ခြင်းတော့ဒီတောင်ကုန်းကိုရအောင်ကြော်ဖြတ်လို့သူကပြောလိုက်ပါတယ်။ဇိုရိုကလည်းသူနဲ့ချနေတဲ့ဘူချီကိုမင်းကတခါချုံမိတာတော့မမှတ်သေးဘူးလားလို့ပြောပြီးတစ်ချက်တည်းနဲ့အပြတ်အသက်အနိုင်ရအောင်လုပ်လိုက်ပါတယ်။အားလုံးရဲ့ပြစ်မှတ်ကကပတိန်ကူရိုကိုပဲလက်စားသက်ဖို့ကြံနေကြတဲ့အချိန်ဒေါ်ရီကနေကျေလောင်တဲ့အတန်တွေကိုကြားလိုက်ရပါတယ်။မင်းမတရားကျင်လာတဲ့စိတ်နဲ့နေတော့မရှိဘူးပဲ။ခါရာနဲ့၃နှစ်လုံးလုံးအတူတူနေလာတာတော့စိတ်ထဲမှာဘာမှမခံစားရဘူးလားလို့ဦးဆုပ်ကမေးလိုက်ပါတယ်။ကူရိုကလည်းသူ့စိတ်ထဲမှာကာရာကနေရုပ်ကလေးတက်တက်ပဲမလို့ဘာမှမခံစားရဘူးဆိုပေမဲ့သူတေဗီဆိုရင်တော့နည်းနည်းပါးပါးတော့ဝဲနေပြပါမယ်လို့ပြောလိုက်ပါတယ်။ဒီလိုဆိုရုပ်တဲ့စကားတွေကြောင့်ဇိုရိုလူဖီတို့ကဒေါသထွက်ပြီးဦးဆုပ်ကိုနောက်ကနေလိုက်သွားဖို့အတွက်ပြောပါတယ်။ပင်လယ်ဓမြတစ်တိုင်းနဲ့ကူရိုကိုလည်းသူတို့နှစ်ယောက်ပဲတာဝန်ယူမယ်လို့အာမခံလိုက်တဲ့အခါဦးဆုပ်ကအနောက်ကိုလိုက်ဖို့အတွက်ထလာပါတယ်။ဒီလောက်တန်ရာတွေရနေတဲ့ကြားတွေကမတ်တက်ရက်လာနိုင်တဲ့ဦးဆုပ်ကိုကူရိုကတော့အံ့ဩနေပြီးဦးဆုပ်ကမင်းကရွာသားတွေကိုလှည့်စားတယ်။ကာရာရဲ့ခန်းစားချက်ကိုလည်းစော်ကားတယ်။မင်းထပ်ပြီးလှုပ်ချင်တိုင်းလှုပ်နေတာကိုငါခွင့်မပြုနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့တကူလုံးမှာတန်ရာရနေတဲ့အတွက်မတ်တက်တောင်မရနိုင်ပဲဦးဆုပ်ကလဲကျသွားပါတယ်။ကူရိုကသူ့ရဲ့အစီအစဉ်တွေထဲမှာဒါရီယာလုံးကပါဝင်ပြီးသားမို့လို့ဦးဆုပ်လိုကလေးပင်တဲ့ဓမြခေါင်းဆောင်ကဘာမှဝင်ဆွတ်ဖတ်စီရမလို့ဘူးလို့ပြောလိုက်ပါတယ်။ဦးဆုပ်ကတော့လဲကျနေရတော့မှသူ့ရဲ့ရွာအတွက်နဲ့သူ့ရဲ့တပည့်ဖြစ်တဲ့ကလေးတွေအပြင်ကာရာအတွက်ပါအကောင်းဆုံးကာကွယ်ပေးမယ်လို့ချိန်လိုက်ပါတယ်။ဒီစကားတွေကိုကြားတဲ့အခါမှာပင်လယ်ဓမြငယ်သားတွေကအသေးအတန်ရည်နေကြတာမို့လူဗီကရည်စရာပါလားဆိုပြီးကြောက်တုံးကြီးနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့ကူရိုကအခုထိဇိုရိုကိုပေးမသွားတာမို့လူဗီကသူ့ရဲ့ရာဘာလက်သီးနဲ့ဝင်ပြီးတီးပေးလိုက်ပါတယ်။ဒါပေမဲ့ကြောင်ရှည်လန်းရှောင်းတိန်တိုက်ကွက်ကိုအထူးကျွမ်းကျင်နေတဲ့ကူရိုကအသာလေးရှောင်သွားနိုင်ပါတယ်။လူဖီကရာဘာလက်သီးရာဘာကြီးစံရာဘာကြဖို့အဲ့လိုသူ့ရဲ့တိုက်ကွက်အကုန်လုံးကိုထုတ်သုံးပေမဲ့ကပတိန်ကူရိုကိုတစ်ချက်လေးမှမထိပါဘူး။ကပတိန်ကူရိုကသူ့ကိုအသေးတန်တိုက်ခိုက်နေတဲ့လူဖီကိုမင်းကဒီရွာကိုဘာကိစ္စနဲ့ဟော်ရီလောက်အထိကာကွယ်ပေးနေရတာလေလို့အံ့ဩစွာမိလိုက်ပါတယ်။လူဖီကဒီနေ့တိုက်ပွဲမှာသူပါဝင်ရတာကအပြစ်မရှိတဲ့သူတွေကိုဘာမဟုတ်တဲ့ပင်လယ်ဓမြတွေလက်ထဲမှာအသက်ဆုံးရှုံးတာမလိုချင်လို့ဆိုပြီးပုံမှန်လင်းလင်းပြောလိုက်ပါတယ်။လူဖီရဲ့စိတ်ဓာတ်ကိုတီးသွားတဲ့ကူရိုကမင်းရဲ့ခံယူချက်ကအရန်ရိုးရှင်းတာပဲ။ဒီရွာအတွက်မင်းရဲ့အသက်ပေးရတာတမတန်စမ်းကြည့်ရတာပေါ်လို့ပြောကလူဖီရဲ့တိုက်ကွက်ကိုရှောင်ပြီးသူ့ရဲ့ကြောင်လက်သန်းနဲ့ကုတ်လိုက်ပါတယ်။ဒါကိုကြည့်နေတဲ့ကြောင်နဲ့ပင်လယ်ဓမြအဖွဲ့သားတွေကနတ်ဆိုးတစ်သီးစားထားတဲ့ကောင်ထက်ငါတို့ကပတိန်ကပိုစွမ်းနေဆိုပြီးအပြတ်သက်အားပေးနေကြပါတယ်။အဲဒါကြောင့်ကပတိန်ကူရိုကအနည်းနည်းလာကြောင်အသွင်ပြောင်းပြီးနေခဲ့ရတာကဟော်ရီကပတိန်ကူရိုဆိုတဲ့နာမည်ကရုံထွက်ချင်တာပါလို့ပြောလိုက်ပါတယ်။ဒါကိုထားမလိုက်တဲ့ဒီကောင်တွေကိုလည်းကြောင်နဲ့ပင်လယ်ဓမြအဖွဲ့ကြီးအတွက်အစီအစဉ်ထိုင်ဆွဲပေးနေရတာညီးငွေ့နေပြီလို့ညှိညူလိုက်ပါတယ်။အရင်ချိန်ဒီတုန်းကကပတိန်ကူရိုခေါင်းဆောင်တဲ့ကြောင်နဲ့ပင်လယ်ဓမြအဖွဲ့ကအရဲနာမည်ကြီးတာမို့လို့ရေတက်တီလိုနေရာတွေကသူတို့ကိုအမြဲရှေ့ရခံရှာဖွေနေပါတယ်။ဒီပြဿနာကကပတိန်ကူရိုဆိုတဲ့နာမည်ကြောင့်ဖြစ်တာမို့လို့ကူရိုကသူ့ရဲ့နာမည်ကိုမပြတ်စည်းပေမဲ့အတိတ်မှာကြံသွားအောင်လုပ်မယ်လို့ပြောပြလိုက်ပါတယ်။ပြီးတော့မှသူတို့ရဲ့လေစီတက်လာနေတဲ့ရေတက်သင်္ဘောစီကိုသင်္ဘောမှာပါတဲ့အရေးပေါ်လေငယ်လေးတစ်စီးနဲ့ထွက်သွားပါတယ်။ပင်လယ်ဓမြငယ်သားတွေအားလုံးကသူတို့ရဲ့ကပတိန်ကြီးကအဖမ်းခံလိုက်ပြီလို့ထင်ပြီးထိတ်လန့်နေကြပါတယ်။ကူရီရဲ့လက်ယုံတစ်ပဲဖြစ်တဲ့ဂျန်ကိုကလည်းကာကွယ်ပေးဖို့ဝိုင်းတောင်းဆိုနေကြပေမဲ့ဂျန်ကိုကတော့ရက်ပြီးပဲကြည့်နေပါတယ်။စူရန်တန်နေကြပြီးနောက်ပိုင်းမှာရေတက်တနေရာလုံးကိုကူရိုကတကောင်နဲ့ပွဲချမ်းခဲ့ပြီးအောင်မွေးနဲ့အတူပြန်လာပါတယ်။ကူရီရဲ့စီစဉ်အရရေတက်ထဲကလူတစ်ယောက်ကိုအသက်ရှင်ဝင်ပေးခဲ့ပြီးသူတို့ရဲ့ကြောင်နဲ့ပင်လယ်ဓမြအဖွဲ့တွေကကူရိုတုကောင်ကိုထည့်ပေးလိုက်မှာပဲဖြစ်ပါတယ်။ဂျန်ကိုရဲ့စိတ်ညှို့ပညာနဲ့အတူရေတက်ထဲကကောင်ကိုသူတယောက်တည်းကပတိန်ကူရိုကိုအပြတ်ရှင်းခဲ့ပြီလို့ပြောဖို့အတွက်လှည့်စားလိုက်ပါတယ်။ဒီကိစ္စတွေပြီးတာနဲ့ဟော်ရီလောကကျွဲမှာကပတိန်ကူရိုဆိုတာတည်ဆုံးသွားပြီဖြစ်ပြီးအဲ့ဒီနာမည်ကလည်းထာဝရပျောက်ကွယ်သွားတော့မှာပါ။ကူရိုကသူ့ရဲ့နာမည်မပျောက်ကွယ်ခင်မှာသူ့အတွက်လူတွေရဲ့ယုံကြည်မှုကိုရဖို့အတွက်နေရာတနေရာလိုအပ်တာကြောင့်ခါရာတို့အိမ်ကိုဝင်ဖို့ရွေးချယ်လိုက်ပါတယ်။သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာဒီနေ့လိုမျိုးအလိုချင်တောင်းတဆုံးလေးတစ်ခုဖြစ်တာကြောင့်ဒီနေ့စီစဉ်ကိုဘယ်လိုမှပျက်စီးခံမှာမဟုတ်ပါဘူး။အခုလိုနာမည်တစ်လုံးနဲ့ကြော်ကြားခဲ့တဲ့သူကိုလူဖီလိုမလောက်လေးမလောက်စားလေးကဝင်ပြီးတားလဲမဖြစ်နိုင်ဘူးလို့ပြောပြီးလူဖီကိုအပြတ်ရှင်းမှုအတွက်လှည့်လာပါတယ်။ဒါပေမဲ့ညံကောင်းတဲ့လူဖီကကူရိုလက်သေးတွေကိုဘေးမှာရှိတဲ့ကြောက်တုံးကြီးနဲ့ကာကွယ်လိုက်ပါတယ်။ဒီအချက်တွေကြောင့်မင်းကနတ်ဆိုးသစ်သီးစွမ်းအားကြောင့်မဟုတ်ဘဲနဲ့ကိုပိုင်ရေးချင်းရှိတာပဲလို့ကူရိုကချီးကျူးလိုက်ပါတယ်။လူဖီကသူဟာနာမည်ကြီးပင်တဲ့ဓမြဖြစ်ချင်တာကြောင့်အကျိတ်နဲ့စူးစမ်းခဲ့ရပြီးကူရိုလိုလူမျိုးက
သူတို့တောင်းတနေတဲ့နေရာကိုလွယ်လွယ်ကူကူဆွန့်ပစ်တာမို့ပင်လယ်ဓမြခုံပုံနဲ့မတန်ဘူးလို့ထည့်ပြောလိုက်ပါတယ်ချမ်းသာမှုကြော်ကြားမှုအာဏာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးကိုရော်ဂျာကပိုင်ဆိုင်ခဲ့ပါတယ်သူမသိခင်ပြောခဲ့တဲ့စကားတွေကြောင့်လူတော်တော်များများကပင်လယ်ထဲကိုထွက်ခွာကုန်ကြပါတယ်ကမ္ဘာပေါ်မှာငါပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့စကားကြောင့်အားလုံးက Grand Line ကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓမြတွေကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီအပိုင်း15မှာကပတိန်ကူရိုရဲ့အကြောင်းစုံကိုတည်သွားခဲ့ပြီးတဲ့နောက်မှာကူရိုနဲ့ဂျန်ကိုကပေါင်းပြီးကာရာကိုတတ်ဖို့ကြိုးစားခဲ့ပါတယ်။ဦးစိုးပင်တဲ့ဓမြအဖွဲ့ကကာရာကိုကာကွယ်ပေးခဲ့ပေမဲ့ခေါင်းဆောင်ဦးစိုးကဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာမို့ဇိုရိုကဦးစိုးကိုတဲပြီးဂျန်ကိုနောက်ကိုလိုက်သွားပါတယ်။လူဖီကဇိုရိုပေးထားခဲ့တဲ့သူ့ရဲ့တာဝန်တိုင်းပဲရာဘာလက်တန်အရှိကြီးနဲ့အတူဂလတ်ဟာရိုကိုတိုက်ခိုက်ပေမဲ့သူ့ပဲရှုံးနေပါတယ်။ဘေးကကြည့်နေတဲ့သူတွေကကပတိန်ကူရိုကိုဝိုင်းပြီးအားပေးခဲ့ကြပေမဲ့ကူရိုကတော့သူ့ကိုဂလတ်ဟာရိုအဖြစ်နဲ့ဆက်ပြီးခေါ်ဖို့သာအမိန့်ပေးခဲ့ပါတယ်။ချမ်းသာဖို့ပဲတည်ပြီးအမြဲတမ်းမစင်စားမစင်ကျင်ပဲအစိုးရရဲ့နောက်လိုက်ခွေးတွေနဲ့ကြီးစားမှုဆိုးတွေလိုပဲတိုက်ခိုက်တတ်တဲ့မင်းတို့လိုကောင်းတွေအတွက်အစီအစဉ်ဆွဲပေးနေရတဲ့ကပတိန်ကူရိုဆိုတဲ့ဘဝကိုရုံထွက်ခြင်းပြီလို့ပြောပါတယ်။ဒါတွေကိုလူဖီကလည်းနားထောင်နေခဲ့ပြီးဂလတ်ဟာရောကိုကြောက်တုံးကြီးတုံးနဲ့ပြစ်ပေါက်ခဲ့ပါတယ်။ပြီးတော့မင်းကပင်လယ်ဓမြလောက်ရတာပင်ပန်းနေပေါ့။သမုဒ္ဒရာကျောင်းမှာနာမည်ထွက်နေတာကိုကြောက်နေမယ်ဆိုရင်ပင်လယ်ဓမြမဖြစ်သင့်ဘူး။ငါအီမန်ချက်ကမင်းထပ်ပို့ပြီးမြင့်မြတ်တယ်လို့ပြောသွားပါတယ်။ခါရောကိုကာဝယ်ဖို့ပြေးသွားတဲ့ဦးစိုးပင်လယ်ဓမြအဖွဲ့တွေကဟင်းသီးဟင်းရွက်၃កောင်ကသူတို့နောက်ကိုလိုက်လာတဲ့ဂျန်ကိုစီကနေလွတ်ဖို့အသေးအံပြေးနေကြပါတယ်။ပြင်းလွှိုင်းနေတော့မှအမကခါရာအတွက်မကြောက်ဖို့အတွက်အားပေးနေခဲ့ပြီးသူတို့ရဲ့ဦးစိုးပင်လယ်ဓမြအဖွဲ့ကအမခါရာကိုခလုံးမထိစူးမကြီးစေဖို့အပြေးဝကာဝယ်ပေးမယ်လို့အာမခံနေပါတယ်။အဲ့ဒီအချိန်မှာသူတို့နာကတစ်ပင်တွေအားလုံးပြိုလဲသွားခဲ့ပြီးဂျန်ကိုလည်းရောက်လာပါတယ်။ဂလတ်ဟာရိုရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့ဂျန်ကိုကခါရာနဲ့ကလေးတစ်တိုက်ကိုတတ်ဖို့အားတန်နေပြီးကလေးတွေနဲ့ခါရာကတစ်ပင်တွေကြားမှာပုံအောင်နေတာမို့ရှာမတွေ့ခဲ့ပါဘူး။အနောက်ကနေလိုက်လာခဲ့တဲ့ဇိုရိုနဲ့ဦးဆုပ်ကလည်းနှစ်ယောက်တည်းဘယ်ညာမိုင်းနဲ့ဒေါနတ်ထဲကိုရောက်လာကြပါတယ်။အစောတွေကနေမကောင်းဖြစ်နေတဲ့ခါရာကအတော်လေးပင်ပန်းနေတာမို့အဖျားတွေလည်းတက်လာပါတယ်။ကလေးတွေကခါရာတက်တာဖို့အတွက်ဝိုင်းမိကူညီကြပေမဲ့ခါရာကသူမကိုထားပြီးထွက်သွားဖို့ကိုသာထပ်ပြောနေပါတယ်။သူမရဲ့အသက်ကဒီလောက်ပဲရှည်တာမလို့မင်းတို့ပဲထွက်ပြေးကြပါတော့လို့ပြောလိုက်တဲ့အခါကလေးတွေကဘယ်လိုလုပ်ရမလဲလို့တိုင်ပင်နေကြပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကြီးဦးစိုးပြောသလိုမျိုးတေးရေးရှင်နဲ့ကြုံလာခဲ့ရင်ဖနှောင်းနဲ့တင်မတသားရဲ့အကြောင်းပြေးရမယ်ဆိုတာကိုသတိရသွားပါတယ်။ဒါပေမဲ့တကယ်ပင်လယ်ဓမြတွေလာတာကိုတော့သူတို့ကိုနှင်ထုတ်လိုက်ပြီးတော့အရှိကနေကာကွယ်ပေးခဲ့တဲ့ဦးဆုပ်ကအဲစကားကလည်းသူတို့ကိုအသက်ဘေးကလွတ်အောင်လို့လေညာပြောနေတာပဲဆိုတာကိုသိကြပါတယ်။အဲဒါကြောင့်ဂျန်ကိုကိုသူတို့၃ယောက်အားနဲ့ဝင်တိုက်ဖို့သာဆုံးဖြတ်လိုက်ကြပါတယ်။စိတ်ကမ်းမှာအားပြိုင်နေတဲ့လူဖီနဲ့ဂလတ်ဟာရိုကတော့နောက်ဆုံးမှာလူဖီကပဲဂလတ်ဟာရိုရဲ့ကြောင်းလက်သေးတွေကိုချိုးနိုင်ခဲ့ပါတယ်။ဘေးကရဲကြည့်နေတဲ့ပင်လယ်ဓမြတွေကသူတို့ရဲ့အကိုကြီးကိုအသေးတန်အားပေးနေကြပါတယ်။ကပတိန်ကူရိုလို့မခေါ်ခိုင်းတာမို့အကိုကြီးဂလတ်ဟာရိုလို့သာဝိုင်းခေါ်နေကြပေမဲ့ဂလတ်ဟာရိုကသူတို့အားလုံးကိုပါဇက်ပိတ်ဖို့အော်ပြောခဲ့ပါတယ်။သူရဲ့ကြံနေတဲ့လက်သေး၅ချောင်းနဲ့လူဖီကိုတတ်ပြီးသွားရင်ဂျန်ကိုနဲ့မင်းတို့ကိုတတ်ပစ်မယ်လို့ပြောပါတယ်။ပင်လယ်ဓမြတွေအားလုံးကအခုချိန်မှာရွာရဲကိုဝင်လဲအချိန်မီပါသေးတယ်လို့ဖြောင်းပြနေကြပေမဲ့ဂလတ်ဟာရိုကလက်မခံခဲ့ပါဘူး။သူတို့ရဲ့ရုပ်အလောင်းနေနဲ့တင်ခါရာကိုဘယ်သူတက်လဲဆိုတာတတ်သိပြလို့ရတာကြောင့်ဒီပင်လယ်ဓမြတွေကတေးကိုတေးရမှာပါ။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့3နှစ်ခရေကကပတိန်ကူရိုမန်တီနေတဲ့သူတွေအားလုံးကိုတပ်ပစ်ဖို့စီစဉ်ဆွဲခဲ့ပြီးသားမို့လို့ဒီနေ့ဒီအချိန်မှာအားလုံးကိုတပ်ပြီးသူတယောက်တည်းကပဲလူလူမြစ်တာခံယူဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ဒါတွေကိုနားထောင်နေတဲ့လူဖီကအချင်းချင်းကိုတော့တစ္ဆာဖောက်ဖို့အစီအစဉ်လုပ်ထားတဲ့မင်းတို့ရဲ့ပင်လယ်ဓမြအဖွဲ့ကတောက်ထင်ကြီးစရာတစားမှမကောင်းဘူးဆိုပြီးဝေဖန်လိုက်ပါတယ်။ဂလတ်ဟာရိုကတော့ပင်လယ်ဓမြအဖွဲ့သားတွေဆိုတာကလူမှုပတ်ဝန်းကျင်နဲ့တဟဇာတာမဖြစ်တဲ့သူတွေကိုစုပြီးဖွဲ့ထားတာကွ။ဘာအစီအစဉ်တွေမှမလုပ်တတ်ဘူးဆိုရင်အဲ့ဒီပင်လယ်ဓမြတွေကဘာလုပ်တတ်မှာမဟုတ်လို့လဲဒီပင်လယ်ဓမြကောင်တွေအားလုံးတရားမကြံတိတ်တိတ်လေးနေပြီးငါအစီအစဉ်တိုင်းနာခံသင့်တယ်အဖွဲ့သားတွေဆိုတာသူတို့ကပတိန်ကိုတစ္ဆာခံနေရတဲ့နေရုပ်ကလေးတွေပဲငါလူတွေတင်မလားရှင်မလားဆိုတာသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ငါရဲ့အမိန့်ပေါ်မှာပဲမူတည်တယ်အတားစီးဘလောက်ပဲကြီးကြီးသူတို့တွေငါရှိမှမရက်တီးပြီးငါရဲ့အစီအစဉ်အတွက်အသေးခံပေးဖို့လိုတယ်လို့အတ္တဆန်ဆန်ပြောလိုက်ပါတယ်ဒါပေမဲ့လူဖီကတော့လူရောက်တရားလောက်ခမ ्या ရဲ့နောက်မှာတစ္ဆာခံနေကြရင်တော့ခမ ्या ကဦးဆုပ်ကိုဘယ်တော့မှမိမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဂလတ်ဟာရိုကသူလိုမျိုးအားလုံးဖိမ့်ဖိမ့်တော်အောင်ကြောက်ရတဲ့သူနဲ့ပင်လယ်ဓမြရောင်ဆောင်ထားတဲ့ကောင်နဲ့ရှင်နေတာမို့အားရပါရရီလိုက်ပါတယ်ပြီးတာနဲ့မင်းငါရဲ့လက်သေးတွေကိုချိုးနိုင်လို့အထင်ကြီးမနေနဲ့မင်းကိုပင်လယ်ဓမြတွေရဲ့ခေါင်းဆောင်ဆိုတာဘလို့ပုံစံလဲဆိုတာပြမယ်လို့ပြောပြီးတစ်ချက်ထဲနဲ့သူ့ရဲ့အကြောင်းရှောင်းချောင်းတင်းတိုက်ကွက်ကိုသုံးလိုက်ပါတယ်လူဖီကပြင်းထန်နေရဲ့အလင်းကိုကြည့်ပြီးတစ်ချက်ထဲနဲ့ရိုက်ပစ်လိုက်ပါတယ်အဲ့ဒီတစ်ချက်ကဂလတ်ဟာရိုကိုတဲတဲကြီးမှန်သွားတာကြောင့်ဘေးကပင်လယ်ဓမြတွေကလည်းလူဖီကိုတော်တော်လေးဖြုံနေပါပြီဂလတ်ဟာရိုကလင်းနေရာကနေထလာပြီးမင်းကိုတေချင်းနဲ့ခဏခဏကြုံနေရတဲ့ပင်လယ်ဓမြကဘလောက်ဆိုးရဲဆိုတာပြရတော့မယ်လို့ပြောပြီးအရှိကိုတိုးလာပါတယ်အကြောင်းသိနေတဲ့သူတွေကဂလတ်ဟာရိုရဲ့နောက်ဆုံးတိုက်ကွက်ဖြစ်တဲ့နောက်ကျောင်းပြန်တိုက်ကွက်ကိုသုံးတော့မှသိတာကြောင့်ထိတ်လန့်နေကြပါပြီအဲ့ကွက်ကဘေးကလူတွေပါအနေရရှိတာမို့အဲ့ဒီကွက်ကိုဆက်မလုပ်ဖို့ကြောကြောပြီးရခိုင်းနေပါတယ်လူဖီကဒီလိုအရန်အကဲပို့နေတဲ့လူအုပ်ကြီးကိုကြည့်ပြီးအဖြစ်တဲနေတဲ့လူတွေးနေတော့မှပဲခရမ်းရောက်မီးဝငွေတွေကပြန်လာပါတယ်ပြီးတာနဲ့အကြောင်းမဲပင်လယ်ဓမြအဖွဲ့သားတွေကသူ့လိုခုတ်ရာတွေထွက်လာပြီးလဲကြကုန်ပါတော့တယ်ဒါကဂလတ်ဟာရိုရဲ့အကျွမ်းကျင်ဆုံးအကွက်ဖြစ်ပြီးခုနကတုံးနဲ့ကြောင်ချီလန်းရှောင်းတင်းအကွက်ကိုပါထည့်လိုက်တာမို့အချိန်တုန်းကဖမ်းမရအောင်မြင်နေပြီးဂလတ်ဟာရိုကိုမြင်တော့မမြင်နိုင်ပါဘူးအဲ့ဒါအပြင်ဂလတ်ဟာရိုကလည်းသူ့ဘသူကိုခုံမိမှန်းတော့မသိပဲတောင်ဆောင်တွေကိုပါဆက်ပြီးတိုက်ခိုက်နေပါတယ်တင်မောပေါ်မှာပစ္စည်းတွေခိုးယူနေတဲ့နာမီကလည်းဒီထူးဆန်းတဲ့အဖြစ်အပျက်ကိုရပ်ပြီးကြည့်နေပါတယ်
လူဗီကချမ်းသာမှုနဲ့နာမည်တစ်လုံးအတွက်အဖွဲ့သားတွေကိုပါရဲရဲဆက်ဆက်တတ်နေတဲ့ဂလက်ဟာရောကိုတော်တော်လေးဒေါသထွက်နေပါပြီ။အဲဒါကြောင့်သူ့အနားကိုလာခုတ်မိတာနဲ့တပြိုင်နက်သူ့ရဲ့လက်တံရှယ်ကြီးနဲ့ဂလက်ဟာရောရဲ့ဂုတ်ကိုဆွဲပြီးကိုင်းပေါက်ပစ်လိုက်ပါတယ်။ဂလက်ဟာရောကသူ့ရဲ့အဖွဲ့သားတွေကိုမရှင်းနိုင်တာမို့မကြည်မနှက်ဖြစ်နေပြီးမင်းကိုကြည့်ရတာတခုခုပြောချင်နေပုံရတယ်။ဘာပြောမလို့လဲလို့မိလိုက်ပါတယ်။လူဗီကငါဘယ်တော့မှမင်းလိုကောင်မျိုးဖြစ်မလာစေရဘူးလို့ပြောတဲ့အခါမင်းကငါလိုမျိုးဖြစ်မလာစေရတာမဟုတ်ဘူးကွ။ဖြစ်ကိုဖြစ်မလာနိုင်တာကွ။ငါကမင်းကိုငါအကြေးကုန်ချွတ်တယ်လို့နှွားတော့မှာဆိုတော့မင်းကတရားတော့မှလေလို့ပြောပြီးနောက်တစ်ချိန်နောက်ကြောင်းပြန်တိုက်ကွက်ကိုတုံးလိုက်ပါတယ်။ဒေါ်ရီကဂျန်ကိုကအခုထိကလေးတွေကိုမတွေ့သေးပါဘူး။အဲဒါကြောင့်ကလေးတွေကိုမြန်မြန်ထွက်ခဲ့ဖို့ပြောလိုက်တဲ့အချိန်မှာပဲအလံဖြူတစ်ချောင်းနဲ့အတူအတန်တစ်ခုထွက်ပေါ်လာပါတယ်။သူတို့ကိုလွတ်ပေးပြီးမမခါရာကိုပေးပါမယ်ဆိုတဲ့ကွက်ကဘယ်ဘက်ကနေကြည့်ဒါဟာလက်ကွက်ဆိုတာသိတာနေပါတယ်။အဲဒါကြောင့်ဂျန်ကိုကမင်းတို့ရဲ့မာယာလောက်တော့ပြင်းသေးတယ်လို့ပြောပြီးအရှိကိုတက်လာတော့မှပဲထင်မှမထားရလောက်တဲ့တိုက်ကွက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ကြိုတင်ပြင်ဆင်ထားတဲ့ကြိုးတစ်ချောင်းကြောင့်ဂျန်ကိုလဲကျသွားတဲ့အချိန်မှာပဲဥဆိုးပင်လယ်များအဖွဲ့ရဲ့ကလေးတစ်တိုက်ကငရုတ်ကောင်းပုံတွေကိုဂျန်ကိုမျက်နှာမှာပါဖြန့်လိုက်ပါတယ်။အဲဒါအပြင်ဂျန်ကိုရဲ့ရွှေဦးတက်တဲ့ကိုဒန်အိုးကြီးနဲ့ပိတ်ရိုက်ခဲ့ပြီးအရှိုက်တက်ရိုက်ချလိုက်ပါတယ်။အပေါ်နာအောက်နာဖြစ်နေတဲ့ဂျန်ကိုကမင်းတို့ရဲ့လက်ကွက်ကိုငါကြိုသိနေတယ်။ဒါပေမဲ့ငါမရှောင်နိုင်ဘူးလို့ပြောနေတဲ့အချိန်ကလေး၃ယောက်ကဂျန်ကိုကိုအလေးဝင်တိုက်ပါတယ်။ဒါပေမဲ့ကူရိုမရှိရတဲ့နောက်ပိုင်းကြောင်မဲပင်လယ်များအဖွဲ့ရဲ့ကပတိန်ဖြစ်နေတဲ့ဂျန်ကိုကကလေးတွေကိုအေးအေးဆေးဆေးပဲကင်ပေါက်ပစ်လိုက်ပါတယ်။အမြဲတမ်းမင်းတို့ကပင်လယ်များလှုပ်တိုင်းပဲစော့နေကြတာတကယ်ပင်လယ်များနဲ့တွေ့တဲ့အခါမင်းတို့တွေမရှင်းနိုင်ပါဘူး။နောက်ဘဝမှာပဲမင်းတို့တွေပင်လယ်များလှုပ်ကြပါတော့ကွာလို့ပြောနေပါတယ်။အဲ့ဒီအချိန်အနောက်ကနေပုံနေတဲ့ခါရာကထွက်လာပါတယ်။ဂျန်ကိုကသူမကိုပဲတတ်ချင်နေတာကြောင့်တကယ်လို့သူမကသာဂျန်ကိုကိုတည်တန်းစာရေးပြီးဖမ်းခံမယ်ဆိုရင်ကလေးတွေကိုလွတ်ပေးမှလာလို့မိလိုက်ပါတယ်။ဂျန်ကိုကလည်းသူ့ရဲ့ကိစ္စအောင်မြင်ရင်ကလေးတွေကိုလွတ်ပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ခါရာကဂျန်ကိုကိုမယုံတာမို့ဂျန်ကိုရဲ့လက်နက်ကိုလူပြီးတကယ်လို့ဂျန်ကိုသာဂရီမတည်ရင်အားလုံးအသက်မခံရအောင်သူမကိုသူမပဲအသေးခံမယ်လို့ချိန်ချောက်ပါတယ်။ဂလာဟာရောရဲ့ဒေါသကိုသိနေတဲ့ဂျန်ကိုကခါရာသာတည်ရင်သူတို့မနှက်ပြန်နေထွက်တာကိုမမြင်ရတော့ဘူးဆိုတာသဘောပေါက်တာမို့တေချာပေါက်ကလေးတွေကိုလွတ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။ခါရာကအသင့်ပြင်ထားတဲ့တည်တန်းစာပေါ်မှာဂလာဟာရောကိုလွှဲအပ်ကြောင်းလက်မှတ်ထိုးပေးလိုက်ပါတယ်။လက်မှတ်ရပြီးချင်းမှာပဲဂျန်ကိုကသူ့ရဲ့တာဝန်ရခါရာကိုတတ်ဖို့ကြိုးစားပါတယ်။ကလေးရဲ့အော်တန်ကိုကြားတော်မို့ဒေါ်ရဲမှာလမ်းပြောင်းနေတဲ့ဥဆုပ်နဲ့ဇိုရိုတို့ကလည်းခါရာတို့ကိုရှာတွေ့သွားပါတယ်။တွေ့ချင်းမှာပဲဂျန်ကိုရဲ့လက်ထဲရောက်နေတဲ့ခါရာကိုကယ်ပေးခဲ့ပြီးဂလာဟာရောရဲ့အကြံစီတွေကိုဖျက်တောက်ဖို့အတွက်ဂျန်ကိုကိုတစ်ချက်ထဲနဲ့ပိတ်ကျုံပြလိုက်ပြီးရက်တန့်စေခဲ့ပါတယ်။ကူရိုနဲ့လူဖီဘလို့အဆုံးသတ်မလဲ။အပိုင်းစားခွန်ရဲ့အဆောင်မှာတော့နောက်ကျောင်းပြန်တိုက်ကွက်နဲ့ဂလာဟာရောဟာလူဖီကိုစတင်တိုက်ခိုက်လိုက်ပါတယ်။လူဖီဟာတိုက်ကွက်တွေကိုမှတ်ထားပြီးသူ့ရဲ့ရောဘာဆွမ်းနဲ့ထိန်းချုပ်ထားလိုက်ပါတယ်။ဂျင်းနဲ့ချက်ထဲရောက်နေပြီးကူရိုဟာပြန်ခုခံလို့မရပါဘူး။ပင်လယ်ဓမြတွေကလည်းသူတို့မသိနိုင်တော့ဘူးဆိုပြီးကူရိုကိုစမုံတုံးသွားအောင်အမုံကျိတ်ဖို့အားပေးလိုက်ပါတယ်။ဒီလိုနဲ့လူဖီဟာသူ့ရဲ့ခေါင်းကြီးပင်လယ်ဓမြတွေစီရှေ့ထွက်လာပြီးဘသူစီကောင်မှမြောက်စားတာမလို့ခြင်းဘူးလို့လက်ပြလွှဲမတတ်အော်ပြောလိုက်ပါတယ်။တစ်ဖက်မှာကာရာကိုတည်တန်းစာရေးခိုင်းပြီးဂျန်ကိုဟာတပ်ပစ်ဖို့လုပ်နေတဲ့အချိန်မှာပဲဇိုရိုရောက်လာခဲ့တာပါ။ဂွေနေတဲ့တစ်ပင်တွေကိုဇိုရိုဓာဆွမ်းနဲ့ရှင်းလင်းခဲ့ပြီးပြစ်ကွင်းနဲ့လဲရောက်ရောဥဆုပ်ကလီဝါဆွမ်းတွေကိုထုတ်သုံးပြီးဂျန်ကိုကိုစောဘလော်တီချလိုက်ပါတယ်။တစ်ဖက်မှာလည်းကူရိုကိုလူဖီကတိုက်ခိုက်လို့မရအောင်သူ့ရဲ့ရောဘာလက်ကြီးနှစ်ဖက်နဲ့ထိန်းချုပ်ထားပြီးကူရိုကလည်းအခက်တွေ့နေပါတယ်။အငိုင်းမိနေတဲ့ကူရိုလည်းလူဖီကောင်နဲ့အချိန်ပြင်းပြင်းတိုက်ချလိုက်တော့ဂျယ်ရီလာတွေမြင်မိမိလဲသွားပါတယ်။ပင်လယ်ဓမြတွေကလည်းရေတပ်ဖွဲ့ကတော့မနိုင်လို့ဖိမ့်မိန်တောင်ကြောက်ရတဲ့ကူရိုကိုလူဖီကဘလို့နိုင်အောင်တိုက်ခိုက်သွားတာလဲဆိုတာအံ့ဩစွာကြည့်နေခဲ့ကြတာပါ။ဒီလိုနဲ့တကောင်သားလူဖီဟာသူ့ရဲ့နာမည်ကမန်ဂီဒီလူဖီဖြစ်ပြီးအရင်နာမည်ကူရိုကိုစွန့်လွတ်ပြီးဂလက်ဟာရောလို့ယူကြောင်ကြောင်နာမည်နဲ့နေစရာလားလို့ပြောကပင်လယ်ဓမြတယောက်အတွက်နာမည်ကိုစွန့်လွတ်လိုက်တဲ့အချိန်ဟာတည်တဲ့အချိန်ပဲရှိတယ်လို့ပြောလိုက်ပါတယ်။သူ့ကိုယ်သူလည်းနောက်တစ်ချိန်ပင်လယ်ဓမြပြင်ဖြစ်လာမယ်လို့အော်ပြောလိုက်ပါတယ်။လူဖီလည်းဂလက်ဟာရောကိုပင်လယ်ဓမြတွေစီပစ်ပေးပြီးသူ့ကိုဒီကျုံးပေါ်ကအမြန်ခေါ်သွားကြဒီရွာကိုလည်းဘယ်တော့မှဒုက္ခလာမပေးနဲ့လို့ပြောလိုက်ပါတယ်။နောက်ထပ်တစ်ချိန်လဲရွာကိုပြန်မလာဖို့အတွက်ပြောလိုက်ပြီးပင်လယ်ဓမြတွေကလည်းဖနှောင်းနဲ့တင်မာတသားရဲဖြစ်အောင်ပြေးပါတော့တယ်။လူဖီကတိုက်ပွဲလဲပြီးရောနာမီသူနားကိုရောက်လာခဲ့ပြီးအာဘီစကားပြောမဲ့အလုံးမှာပဲလဲကျသွားခဲ့ပြီးခြေကုံလက်ပန်းကျသွားတာပါ။ဥဆုပ်နဲ့ကလေးတွေကလည်းစကားစမိပြောနေကြပြီးအခုလိုဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုနှုတ်လုံးထားဖို့ရွာတွေကလူတွေကိုပြန်မပြောဖို့မှာကြားနေပါတယ်။ကလေးတွေကလည်းဘာလို့ပြန်မပြောရမှာလဲ။အဲ့ဒါသူတို့အတွက်အောင်နိုင်တဲ့ပွဲကြီးပဲလေလို့ပြန်မေးလိုက်ပါတယ်။ကာရာကလည်းရွာကလူတွေထင်ဝါနေတဲ့ကိစ္စကိုရှင်းပြမှရမယ်လို့ပြန်ပြောလိုက်ပြီးဥဆုပ်ကသူ့ကြောင့်ရွာကသူတွေထိတ်လန့်သွားမှာကိုမလိုအပ်ဘူးမကြောက်စေချင်ဘူးလို့ပြောလိုက်ပါတယ်။သူပြောတဲ့စကားတိုင်းကအရင်ကလိုပဲအခြေအမြင့်မရှိပဲအလိညာတွေပဲဆက်ရှိနေရမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့အားလုံးဟာဥဆုပ်ပြောသလိုစကားတွေကိုလျှို့ဝှက်ပေးဖို့သဘောတူလိုက်ပါတယ်။တစ်ဖက်ကရွာရင်းမှာတော့ဥဆုပ်ရောက်မလာလို့မျှော်နေကြတဲ့သူတွေတန်းစီနေပါတယ်။ဥဆုပ်ရောက်မလာတော့မနေ့ကသူတို့လက်လွန်ခဲ့တာတွေကိုသတိရပြီးတေများသွားမလားဆိုတာကိုစိုးရိမ်နေတာပါ။ဒီလိုနဲ့ဥဆုပ်ဟာလူဖီရိုစီရောက်လာခဲ့ပြီးသူ့မှာလုံးရမယ့်လုပ်တစ်ခုရှိနေသေးတယ်လို့ပြောပြီးကလေးတွေစီကိုသွားခဲ့ပါတယ်။ဥဆုပ်ဟာကပတိန်တယောက်ရဲ့အမှုကျင့်နေတဲ့သူတို့ဥဆုပ်ပင်လယ်ဓမြအဖွဲ့အတွက်ဒီတိုက်ပွဲကြီးဟာအကြီးအကျယ်ဆုံးနဲ့နှိုင်းရှင်လို့မရအောင်မြင့်မြတ်တဲ့တိုက်ပွဲကြီးတစ်ခုလို့ဆိုပါတယ်။သူဟာပင်လယ်ပြင်ကိုတယောက်တည်းသွားပြီးတကယ်ပင်လယ်ဓမြအစစ်ဖြစ်ရမယ်လို့ကြွေးကြော်ပြီးလူဖီရိုသူရဲကောင်းတွေကြောင့်ဒီတက်တီတွေရခဲ့တယ်လို့ဆိုပါတယ်။ကလေးတွေကိုသူကရွာကနေတိတ်တိတ်လေးထွက်သွားတော့မှဖြစ်တာမို့သူအစားရွာကသူတွေကိုနှုတ်ဆက်ခိုင်းနေပါတယ်။
ကလေးတွေကိုလည်းသူနဲ့ဒီနေ့လေးမှာပထမဆုံးစားတွေ့ခဲ့ကြတာမလားလို့ပြောပြီးအရင်တိတ်ကိုလွမ်းဆွနေပါတယ်ကလေးတွေကိုလည်းသူတို့ရဲ့အိမ်မက်နဲ့ရီမန်းချက်တွေကိုမေးပြီးဒါတွေကိုတစ်သက်လုံးလက်ကင်ထားဖို့ပြောနေတာပါမျက်ရည်တွေလည်းစီးကြနေပြီးဒီနေ့ဟာဦးစိုးပင်နဲ့တမအဖွဲ့ကြီးတရားဝင်ပိတ်သိမ်းလိုက်ပြီလို့ဆိုလိုက်ပါတယ်တစ်ဖက်မှာလည်းလူဖီတို့ကအစားအသောက်တွေစားနေရင်ပြန်တော့မယ်လို့မှသူတို့စပွဲရှိကိုကာရာကရောက်လာခဲ့ပြီးသူမနေမကောင်းတာနဲ့ခဏနာလိုက်တာတတ်တာသွားကြောင်းပြောပြီးသူမနဲ့ရွာကလူတွေကိုဓမြရီလက်ထဲကနေကဲပေးလို့ကျေးဇူးတင်စကားပြောနေခဲ့တာဖြစ်ပါတယ်လူဖီတို့ကလည်းကျေးဇူးတင်လို့လက်ဆောင်တစ်ခုစီစဉ်ပေးထားကြောင်းပြောပြခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာလည်းဦးစိုးဟာအထုပ်ပိုးတွေပြင်ပြီးပင်လယ်ပြင်ကိုတယောက်တည်းထွက်ဖို့ဟန်ပြနေပါတယ်သူရဲ့အထုပ်ကြီးဟာအိမ်တကားနဲ့ကြက်နေတာမို့ထွက်မရဖြစ်နေတာပါဝင်းနေအောင်မမြသလိုဖြစ်ပြီးမရမကအထုပ်ကိုအတင်းဆွဲလိုက်ရောသူပါအထုပ်ကြီးနဲ့လိမ့်ဆင်းသွားတာဖြစ်ပါတယ်ဒီလိုနဲ့ကန်ဆာမှာကာရာလက်ဆောင်ပေးမှာလှေကြီးဖြစ်တော့လူဖီတို့ကပြောသွားပြီးတင်မောရဲ့အမည်ဟာလည်း Golden Mary ဖြစ်ကြောင်း Captain Mary ကပြောပြနေခဲ့တာဖြစ်ပါတယ်။ပိုင်ရှင်သစ်စီရောက်တော့မှဖြစ်တာမို့တင်မောကြီးအကြောင်းကိုလူဖီတို့ကိုပြောပြနေတာဖြစ်ပါတယ်။တင်မောကြီးဟာရိုးရိုးဒီဇယ်နဲ့မောင်းလို့ရကြောင်းနဲ့ခရီးလမ်းမှာတစ်ခုခုဆိုရင်အလွယ်တကူရဲနေနိုင်ကြောင်းမှအသေးစိတ်ကြကြလေးပြောပြထားခဲ့တာဖြစ်ပါတယ်။ရိုးရရင်ကျေးမှုတွေနဲ့ပြည့်နေပြီးလူဖီတို့လည်းစိတ်ဝင်စားနေချိန်မှာအထုပ်ကြီးနဲ့တောင်ပေါ်ကနေလိမ့်ဆင်းလာတဲ့ဦးစွတ်ပါလိမ့်ဆင်းလာတာကိုတွေ့လိုက်ရပါတယ်။ဇိုရိုကတားမယ်လို့ချက်ပြပြီးလူဖီကိုပြောလိုက်ပါတယ်။အထုပ်ကြီးဟာရီစလားမြောင်းကြီးအတိုင်းပင်လယ်ဘက်ကိုလိမ့်လာတော့လူဖီတို့နဲ့တွေ့သွားပါတယ်။အချိန်နဲ့ထိုးဆင်းလာတာမို့ဦးစွတ်ကိုလူဖီနဲ့ဇိုရိုကခြေထောက်နဲ့တားပေးလိုက်ပါတယ်။မျက်နှာကိုတဲတဲ့ကမ်မီရက်သားဖြစ်လို့မအီမသာနဲ့ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ဒီလိုနဲ့သူဟာကာရာကိုသူပင်လယ်ပြင်ကိုထွက်သွားတော့မယ့်အကြောင်းပြောပြီးသူရဲ့ရီမန်းချက်ဖြစ်တဲ့ပင်လယ်ဓမြကောင်းတစ်ယောက်ဖြစ်ပြန်လာခဲ့မယ်လို့ပြောပြနေတာဖြစ်ပါတယ်။ကာရာကလည်းဦးစွတ်တယောက်သူဆုံးဖြတ်ချက်ကိုမပြေမသိလို့မတားတော့ဘူးလို့ပြောနေပါတယ်။ဦးစွတ်ကတော့သူ့ရဲ့ရွာထဲမှာပြောနေကြခီးသွားပုံမြင်နေထက်ပိုပြီးတော့လိန်ညာတွေလို့ထင်ရလောက်မဲ့ပုံမြင်နေတဲ့တကယ်ဖြစ်ရမှန်တွေကိုသာပြောပြမယ်လို့ကြွေးကြော်နေခဲ့ပါတယ်။ဒီလိုပြောနေတော့လူဖီဟာဦးစွတ်ကိုလှမ်းပြောလိုက်ပါတယ်။သူတို့ဟာအဖွဲ့ဝင်တွေဖြစ်တာကြောင့်ခွဲခွာမရတော့ဘူး။သူတို့နဲ့အတူလိုက်ခဲ့ဖို့အတွက်ပြောပါတယ်။ဦးစွတ်ကလည်းကိုရန်မယ်ရီတင်မောကြီးအောက်ကနေကြည့်ပြီးသူ့ကိုအတူခေါ်တာဟာတင်မောကပတိန်လောက်ခိုင်းမှုလားဆိုပြီးမျက်ဝင်းထဲမှာလင်းလက်သွားကပျော်ရမလို့ငိုရမလို့ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့သူ့ကိုကပတိန်လောက်ခိုင်းတာလားလို့သိချမေးပြီးကခုံကတင်မောကြီးပေါ်ကိုတက်ခဲ့ပါတယ်။တင်မောပေါ်လေးရောက်ရောအဖွဲ့ဝင်တွေတင်မောအစ်ကြီးနဲ့ပင်လယ်ပြင်ခီးချမ်းစီကိုရွှဲလွှင့်ခဲ့ကြပါတော့တယ်။ရှေ့မှာလမ်းကျန်းနေရှိရဆိုပေမဲ့လူဖီတို့ဟာအကောင်းဆုံးရင်ဆိုင်နိုင်မှာဖြစ်ပြီးအားလုံးဟာတယောက်တစ်မျိုးထူးချွန်နေကြတဲ့လူထူးဆန်းလေးတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ကာရာဟာတင်မောကြီးထွက်သွားတာကိုရက်ကြည့်နေခဲ့ပြီးစိတ်ထဲမှာဝမ်းနည်းနေပါတယ်။ဒါကြောင့်မဲ့ဒါလို့မရတဲ့အခြေအနေကြောင့်မယ်ရီကိုလိန်ပြောလိုက်ရတာဟာနာကျင်ရတယ်လို့မယ်ရီကိုပြောပြနေခဲ့ပါတယ်။မယ်ရီကလည်းကာရာကိုဦးစွတ်ရဲ့ငယ်ဘဝအကြောင်းကိုပြောပြပါတယ်။ဦးစွတ်ရဲ့ငယ်ဘဝခက်ခဲပုံတွေနဲ့ဂျန်နန်းပုံတွေကိုပြောပြပေးခဲ့ပါတယ်။ဦးစွတ်ရဲ့အဖေဟာပင်လယ်ဓမြတစ်ယောက်ဖြစ်ပြီးရွာကနေထွက်သွားပြီးတဲ့အချိန်မှာပဲသူ့ရဲ့မိကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဦးစွတ်ဟာသူ့အမေမှာခဲ့တဲ့ရဲရဲနဲ့ကပတိန်တစ်ယောက်အဖြစ်ယူသွတ်ခဲ့ပြီးအဲ့ဒီအချိန်တွေကပင်လယ်ဓမြယူနေတဲ့သူဖြစ်ပါတယ်။ရွာထဲမှာလည်းပင်လယ်ဓမြတွေလာပြီးသူ့အဖေလည်းပင်လယ်ဓမြတင်မောကြီးစီးပြီးပြန်လာနေပြီလို့ယူကြောင်မူကြောင်နေအော်နေခဲ့တာလို့မယ်ရီကအကြောင်းစုံပြောပြပေးခဲ့တာဖြစ်ပါတယ်။ဦးစွတ်ဟာသနာစရာကောင်းပြီးသူ့ရဲ့အမေဟာသူ့အဖေပြန်လာနိုးနိုးစိတ်နဲ့ဆုံးသွားတာတော့မှပင်လယ်ဓမြတွေလာပြီးရွာတွေကိုဝင်လာပြီးဆိုပြီးအယူတယောက်လိုရှောက်အော်နေခဲ့တာဖြစ်ပါတယ်။ရွာသားတွေကလည်းဦးစွတ်ဖြောက်ပြောနေတာကိုရွာတွေကသူတွေတိတ်အရေးမလို့တော့ပဲသူ့ရဲ့စကားတိုင်းဟာမျှော်လင့်ချက်တွေပါနေလို့တနာနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်ဦးစွတ်ဟာသူနဲ့ဘဝတူဖြစ်တဲ့ကာရာကိုပြစ်မထားပဲစောင့်ရှောက်ပေးခဲ့တာလည်းဖြစ်ပါတယ်။အငယ်ကလေးကဦးစွတ်နဲ့အတူရှိလာတဲ့တန်ရောစိန်ဟာအခုဒီရွယ်ကြီးကြမှဘလောက်တောင်မှခွဲခွာရမလဲဆိုပြီးကြောက်နေခဲ့တဲ့ကာရာရဲ့စိတ်ခံစားချက်လေးကိုတွေ့မြင်နေရပါတယ်။လူဆိုးတွေဖမ်းတုန်းကလည်းသူ့မှာရှိတဲ့အားလေးနဲ့ကာရာကိုကယ်တင်ခဲ့ပြီးလူစွမ်းကောင်းတွေလိုလည်းချီးကျူးနေခဲ့တာဖြစ်ပါတယ်။ကာရာဟာလည်းသူမရဲ့ပြောညံ့မှုတွေကိုဖျောက်ပြရမယ်ဆိုပြီးဦးစွတ်လိုမျိုးကြမ်းခိုင်နေရမယ်လို့ပြောကမိုတီတွေရကသူမဝါသနာပါတဲ့ဆရာဝန်တယောက်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကြံရွယ်လိုက်ပါတယ်။ကလူတွေကလည်းသူ့ကိုကပတိန်ရဲ့ခြေရာအတိုင်းလိုက်လုပ်မယ်ဆိုပြီးရည်ရွယ်ချက်ထားကသူတို့ကပတိန်ထွက်သွားတဲ့တင်မောကြီးကိုငေးမောနေရင်သူတို့ကပတိန်ထွက်သွားကြပြီဆိုပြီးတောင်တန်းပေါ်ကနေကြည့်နေကချင်းချင်းပြောနေကြပါတယ်။အိမ်ပြန်လမ်းမှာဦးစွတ်ရဲ့တပ်တီတွေပါလာခဲ့ပြီးပျော်ရွှင်စွာရွာတွေကိုပြန်ဝင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ပင်လယ်ဓမြတွေရွာတွေဝင်လာပြီးဆိုပြီးပြောကပြန်ဝင်သွားကြပါတော့တယ်။နောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။အပိုင်းဆက်ရှိမှာတော့ခါရာရဲ့အကူအညီနဲ့လူဖီတို့လိုရှိနေတဲ့တင်မောအစ်ကိုရရှိသွားပြီးဦးစွတ်ကလည်းအဖွဲ့တွေကိုပါဝင်လာနိုင်ခဲ့ပါပြီ။အရင်ကတည်းကပင်လယ်ဓမြဖြစ်ဖို့အိမ်မက်မက်နေရတဲ့ဦးစွတ်အတွက်လူဖီတို့နဲ့တဖွဲ့တည်းဖြစ်ရတာမဟာကန်ဒူးရှင်ဖြစ်ရတယ်လို့ပါပဲ။အခုလည်းအရန်တက်ကြွနေတဲ့ဦးစွတ်ကသူ့ရဲ့အကျင့်တိုင်းပင်လယ်ဓမြတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်နေပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတောက်ရမ်းချေတဲ့အဖွဲ့မှာရောက်နေတာမို့အကုန်လုံးကဦးစွတ်ကိုဂရုမစိုက်ပဲလှုပ်ချင်ရကိုသာလုပ်နေခဲ့ပါတယ်။ဦးစွတ်ကသူ့ရဲ့အဖွဲ့သားတွေကိုသူ့စီအတန်းရှင်းပေးဖို့တောင်းဆိုနေပေမဲ့ဘယ်သူမှတော့တုတ်မလုပ်ပါဘူး။အဲ့ဒီအချိန်မှာပဲလူဖီကသူ့ရဲ့ဆွဲထားတဲ့ပင်လယ်ဓမြအမှတ်အသားကိုထုတ်ပြပါတယ်။ပုံပြပန်းပြဖြစ်နေတဲ့အမှတ်အသားကြောင့်အားလုံးကဘာမှမပြောနိုင်အောင်ဆုံးအောင်ကုန်ကြပါတယ်။လူဖီကတော့အဖွဲ့ဝင်၄ယောက်ဖြစ်နေတဲ့အတွက်သူတို့ရဲ့အဖွဲ့ရဲ့အမှတ်အသားတစ်ခုကတော့ရှိဖို့သိမ့်မီနော်လို့ပြောလိုက်ပါတယ်။ဇိုရိုကတော့ပင်လယ်ဓမြအဖွဲ့တစ်ခုရဲ့အမှတ်အသားဆိုတာကတေမင်းရဲ့အမှတ်စိတ်လိုမျိုးလို့တော့တတ်မှတ်နိုင်တဲ့အထိကြောက်ရွံ့စရာကောင်းနေရမယ်လို့ပြောပါတယ်။လူဖီကသူ့ရဲ့ပုံကလမ်းရင်လာလို့ထပ်ပြီးမေးတဲ့အခါနာမီက
နင်းပုံကိုကြည့်ပြီးကြောက်တော့ကြောက်မိပါတယ်ဒါပေမဲ့အလံတော့မဟုတ်ဘူးနင်းရဲ့အရေးချင်းနဲ့ပါရမီကိုလို့ဆိုပြီးတဲကြီးနှိမ်လိုက်ပါတယ်ဦးစုပ်ကပကြီးပညာမှာသူကတစ်ဖက်ကန်းခတ်တော်တာမို့လို့ငါ့ကိုမမေ့ထားကြနဲ့လေလို့ပြောတဲ့အခါဂျန်နဲ့3ယောက်လုံးကဦးစုပ်ကိုဝိုင်းကြည့်ကြပါတယ်ငါကနေရံပေါ်မှာ250လုံးပုံနေရှောက်ဆွဲနေတာကွပုံဆွဲတာနဲ့ပတ်သက်ရင်ငါမှသူမတူအောင်ထူးချွန်တဲ့အရေးချင်းရှိတယ်လို့အကြွားတန်တန်ကြီးပြောလိုက်ပါတယ်ဦးစုပ်ပြောတာကိုမယုံတဲ့နာမီကနင်းဟာ250ဆိုရင်အဖိုးကြီးဖြစ်နေတော့မှာပဲနင်းမှမြီး9ယောက်6ယောက်လောက်တော့မှရှိလောက်မယ်ထင်တယ်ဆိုပြီးလောက်ပါတယ်ဒါကိုမကျေနပ်တဲ့ဦးစုပ်ကလူဖီလက်ထဲကအလံပေါ်မှာသူ့ရဲ့လက်ရာအတိုင်းပုံတစ်ပုံကိုဆွဲချလိုက်ပါတယ်ဒါပေမဲ့သူဆွဲတဲ့ပုံကဦးစုပ်ပင်လယ်ဓမြအဖွဲ့ရဲ့အမှတ်သားကိုဆွဲလိုက်တာကြောင့်လူဖီကဘာကိစ္စနဲ့မင်းပုံဆွဲတာလေမင်းပုံနဲ့အလံလုံးမယ်လို့ဘသူပြောခဲ့လဲဆိုပြီးပုံအသစ်ပြင်ဆွဲခိုင်းပါတယ်ခုနကလူဖီဆွဲတဲ့ပုံကိုဦးစုပ်ကပြန်ပြင်ဆွဲလိုက်တဲ့အခါကောက်ရုပ်ထုတ်ပါတဲ့အယိုးကောင်းရုပ်ကြီးနဲ့အတူသူတို့ရဲ့အမှတ်သားတန်ကြီးကခန့်ခန့်ညာညာကြီးပေါ်လာပါတယ်ဦးစုပ်ရဲ့ပုံကအရန်လန်းနေတာကြောင့်လူဖီကသဘောကျသွားပြီးရွက်ဖြင့်ကြီးအပေါ်မှာပါဆွဲပေးဖို့တောင်းဆိုလိုက်ပါတယ်အလံကိစ္စလည်းပြီးသွားပြီမလို့အားလုံးကစိတ်အေးနေတဲ့အချိန်မှာဝုန်းကနေဆိုပြီးအတန်ကြီးတစ်ခုကြားလိုက်ရပါတယ်သူတို့တေချာကြည့်လိုက်တဲ့အခါမှာအဲ့ဒီနေရာကကျွန်းကြီးတွန်းဖြစ်နေတာကိုသိလိုက်ရပါတယ်လူဖီကအန်နီရရှိတဲ့နေရာဖြစ်မဲ့ထင်တယ်လို့ခံမှန်းမိပေမဲ့နာမီကအမှန်မလူနဲ့တေချာကြည့်ပြီးညင်းဆိုခဲ့ပါတယ်မြေပုံကိုလွတ်ရအောင်ကြည့်နေတဲ့နာမီကဒီနေရာကဒန်နာအီလာရတနာကျွန်းဆိုတာကိုပြောပြပါတယ်ဦးစုပ်ကဒန်နာအီလာရတနာကျွန်းဆိုတာသူကြားဘူးတဲ့ကျွန်းလားလို့နာမီကိုမေးပါတယ်ဒီရတနာကျွန်းကပင်လယ်ဓမြတွေရဲ့ပါဇက်ဖျားမှာအရန်နာမည်ကြီးတာမို့လို့ဦးစုပ်ကြားဘူးတဲ့ကျွန်းပဲလို့ပြောပြခဲ့ပါတယ်အဲ့ဒါအပြင်ကျွန်းမှာကြောက်စရာကောင်းတဲ့ကောလာဟာလာတစ်ခုရှိပါသေးတယ်အဲ့ဒါကဒီကျွန်းတော်ကိုကတ်တဲ့ဘသူကိုမစိုးနတ်ဖျားကဒေါသထွက်ပြီးကန်ဆိုးမှုတွေကိုပေးပါတယ်နာမီပြောပြီးချင်းမှာပဲသူတို့စီးနေလာတဲ့သင်္ဘောကြီးကမိုးကြိုးတံမိသွားပါတယ်အဲ့ဒါအပြင်ချက်ချင်းပဲလေမုန်တိုင်းတွေတိုက်လာတာကြောင့်နတ်ဖျားတွေကတကယ်ဒေါသထွက်နေပြီဆိုပြီးဦးစုပ်ကကြောက်နေပါပြီလူဖီနဲ့နာမီကတော့ပင်လယ်ဓမြဘဝမှာဒီလိုစွန်စားခန်းတွေကရှိတဲ့နေဆိုပြီးကျိုးမော်ကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒန်နီယာရဲကွက်ပြီးမိနေတဲ့မုန်တိုင်းကြီးကိုကြော်ဖြတ်ပြီးတဲ့နောက်မှာဒန်နာရီတွေကရတနာကျွန်းကြီးပေါ်ကိုရောက်လာကြပါတယ်ကျိုးမော်မှာအသားစားပင်နေပြီးအခြားထူးဆန်းတဲ့တတ်တော်တွေအများကြီးကိုတွေ့ကြရပါတယ်နာမီကဒီကျိုးမော်ကိုရောက်တဲ့ပင်လယ်ဓမြအဖွဲ့တိုင်းကကျိုးမော်မှာပြန်လည်မရှိပဲတည်ဆုံးရတယ်လို့ပြောပြပါတယ်အဲ့ဒါအပြင်သူတို့တည်ဆုံးမုံကလည်းအရန်ထူးဆန်းပြီးလူစင်စစ်ကနေဝက်ကောင်းပြောင်းသွားတာတို့မုတ်စိတ်ကအသက်ဝင်လာတာတို့တွေဖြစ်ကြတယ်လို့ဆက်ပြောပါတယ်လူဖီကဒါရီကမဖြစ်နိုင်တဲ့ပုံမြင်နေပါလို့ပြောနေတဲ့အချိန်သူတို့ရဲ့နောက်မှာရောက်လာခဲ့တဲ့မျက်လုံးတွေအများကြီးကိုတော့မမြင်နိုင်ခဲ့ပါဘူးဦးစုပ်ကသူ့ပေါ်ကျလာတဲ့ရေစက်တွေကြောင့်လန့်နေတဲ့အချိန်သူ့ရဲ့ဘေးနားကထူးဆန်းတဲ့တတ်တော်တွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ဘေးနားကနေသူတို့ကိုရောက်ရရက်ကလှည့်ပြန်မှုအမိန်ပေးနေတဲ့အတန်နဲ့ကြီးတစ်ခုကိုကြားရပါတယ်ဒီအတန်ရဲ့ပိုင်ရှင်ကသူ့ကိုယ်သူဒီကျုံကိုစောင်းရှောက်နေတဲ့နတ်ဖျားပါလို့ပြောနေပါသေးတယ်သူကမင်းတို့ရဲ့အသက်ကိုနှမျောရင်ဒီနေရာကနေအခုချက်ချင်းထွက်သွားလိုက်တော့မင်းတို့ကောင်တွေကလည်းပင်လယ်ဓမြတွေပဲမှတ်လားဆိုပြီးမေးလိုက်ပါတယ်နာမီနဲ့လူဖီကတော့အဲ့ဒီစောင်းရှောက်ရေးနတ်ဆိုတာကြီးကိုတကယ်မယုံနိုင်သေးတာမို့ဟုတ်ရောဟုတ်ရလားဆိုပြီးဝေဖန်လေးကန်နေပါတယ်နတ်ဖျားဆိုတဲ့သူကတော့နောက်ထပ်မင်းတို့ကောင်တွေတောအုပ်ထဲကိုခြေတလန်းတိုးရဲရင်တိုးကြည့်မင်းတို့ဘက်ကရှေ့ဆက်တိုးပြီဆိုတာနဲ့ငါရဲ့ကြောက်ဖို့ကောင်းတဲ့အပြစ်ဒဏ်တွေကိုမင်းတို့ခံစားစီရမယ်လို့ချိန်ချောက်လိုက်ပါတယ်လူဖီကဒီလိုစကားတွေကတကယ်ဦးကြောင်ကြောင်နိုင်လိုက်တာလို့အပြစ်တင်လိုက်တဲ့အခါနတ်ဖျားကသူဖန်ဆင်းထားတဲ့တောက်ကျိုးနဲ့ကောင်တွေကိုပြလိုက်ပါတယ်တကယ်တော့ဒီလိုထူးဆန်းတဲ့တတ်တော်တွေကကျိုးမော်မှာရတနာလာရှာတဲ့ပင်လယ်ဓမြတွေပဲဖြစ်ပါတယ်ဦးစုပ်ကနတ်ဖျားကိုနတ်ဖျားလို့သဘောထားပြီးရိုသေကိုင်းဆိုင်နေပေမဲ့လူဖီကချင်းသေးတူဝတ်တူတကောင်ကိုကောက်ကိုင်းလိုက်ပါတယ်အဲ့ဒီကောင်ကလူဖီကိုကိုက်လိုက်ပေမဲ့ရာဘာလူသားဖြစ်တဲ့လူဖီကတော့မဖြုံပါဘူးဒါကိုမြင်တဲ့နတ်ဖျားကလူဖီကိုမင်းကဘာကောင်လဲလို့မေးတဲ့အခါလူဖီကလည်းသူ့ရဲ့ဗီဇာအတိုင်းသူကနတ်ဆိုးတစ်တီးစားမိပြီးရာဘာလူသားဖြစ်သွားတဲ့သူလို့ပြောပြပါတယ်နတ်ဖျားကသူ့ရဲ့ပင်လယ်ဓမြဘဝတွေမှာနတ်ဆိုးတစ်တီးကိုကြားပဲကြားဘူးခဲ့ပြီးမမြင်ဘူးလို့ပြောမိတဲ့အခါနာမီကမင်းကပင်လယ်ဓမြပဲမှလားဘာလို့နတ်ဖျားလို့လိန်နေခဲ့တာလဲလို့အပြစ်တင်ပါတယ်အမှန်ပေါ်ကနီးနီးဖြစ်သွားတဲ့နတ်ဖျားကသူကြိုတင်ပြင်ဆင်ထားတဲ့လက်နက်တွေနဲ့လူဖီတို့ကိုစာပြီးတိုက်ခိုက်ပါတယ်လူဖီကထောင်ချောက်တွေကိုရှောင်တဲ့ရင်နတ်ဖျားရဲ့ဒီနေရာကိုရှာတွေ့သွားပါတယ်နတ်ဖျားကလူဖီကိုသူ့ရဲ့ကိုယ်ပိုင်တနက်နဲ့ပြစ်လိုက်ပေမဲ့လူဖီကမသိခဲ့ပါဘူးပြီးတော့ထွက်ပြေးသွားတဲ့နတ်ဖျားကိုလည်းသူ့ရဲ့ရာဘာလက်တံအရှိကြီးနဲ့မလွတ်အောင်မိဖမ်းလိုက်ပါတယ်လူဖီရဲ့လက်ထဲမှာမိသွားတဲ့နတ်ဖျားကအလွန်ထူးဆန်းတဲ့ပုံစံရှိတဲ့တစ်တာလူသားတစ်ယောက်ပဲဖြစ်နေပါတယ်ခုနကတော့နတ်ဖျားဆိုပြီးအသေးအံကိုးကွယ်နေတဲ့ဦးစုပ်ကအခုတော့ဖနက်တိုက်တဲ့ဘရက်နဲ့တူရဲဆိုပြီးဝေဖန်နေပါတယ်နတ်ဖျားကသူ့ရဲ့ပုံသဏ္ဍာန်မှာစိတ်ဝင်စားနေတဲ့အဖွဲ့ကြားကနေနောက်တစ်ချိန်ထပ်ပြီးပြေးပြန်ပါတယ်အားလုံးကဒီနတ်ဖျားဆိုတဲ့လူကိုအထူးဆန်းဖြစ်ထိုင်ကြည့်နေကြပြီးလူဖီကခမ ्या ကတစ်တာရဲ့သားလားဆိုပြီးပောက်ကရမိကုန်းကိုမေးလိုက်ပါတယ်တကယ်တော့နတ်ဖျားကတစ်တာထဲမှာအနည်း20လုံးပိတ်မိနေခဲ့ပြီးသူ့နာမည်ကဂိုင်းမွန်လို့ပြောလိုက်ပါတယ်ဦးစုပ်ကအနည်း20လုံးဒီလိုပုံစံနဲ့နေရတယ်ဆိုတာတိတ်ပြီးအဓိပ္ပာယ်မရှိဘူးလို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်အိပ်ပျော်နေတဲ့ဇိုရိုကနိုးလာပြီးသူတို့ရဲ့ဘေးကိုရောက်လာပါတယ်ဒါပေမဲ့ဂိုင်းမွန်ကိုမမြင်ပဲရေကိုအေးအေးဆေးဆေးတောက်နေပြီးတော့ထူးဆန်းတဲ့ပုံစံနဲ့ဂိုင်းမွန်ကိုမင်းကတစ်တာရဲ့သားလားဆိုပြီးပောက်ကရမိကုန်းကိုလူဖီနဲ့တပုံစံနဲ့မိလိုက်ပါတယ်ဂိုင်းမွန်ကတော့သူ့ရဲ့ဘဝမှာဒီလိုပောက်ကရမိကုန်းကိုစင်တူနှစ်ချိန်ပြန်ကြားရမယ်လို့မထင်မိဘူးလို့ပြောကလူဖီကသူဟာတနေ့မှာပင်လယ်ဓမြဘီရင်ဖြစ်မဲ့သူလို့ပြောပြီး One Piece ကိုရအောင်ရှာမယ်လို့ပြောပြခဲ့ပါတယ်လူဖီတို့ကလည်းတကယ်ဝင်မှာဝါလို့ပြောပြီးသူတို့တွေခိုးယူလာတဲ့ Grand Line မြေပုံကိုပြလိုက်ပါတယ်ဂ
ဂိုင်းမွန်ကစီနီယာပင်နယ်တများပြီး Grand Line ဆိုတာကကြောက်စရာတွေနဲ့ပြည့်နေတဲ့နေရာဖြစ်ပြီး One Piece ဆိုတာကတကယ်ရှိလားမရှိဘူးလားဆိုတာတော့မသိကြဘူးလို့ပြောပြပါတယ်။ကြီးကျယ်မြင့်မြတ်တဲ့ပင်လယ်တများခေတ်ကြီးစတင်ခဲ့တာတော့မှ One Piece ဆိုတာကဒဏ္ဍာရီအဖြစ်သာရှိနေသေးတယ်လို့ထပ်ရှင်းပြပါတယ်။နာမီကတော့သူတို့အဖွဲ့က Grand Line ကိုဝင်ပြေးမယ်ဆိုရင်တော့ရတနာတွေကိုယူပြီးပြန်ထွက်နိုင်အောင်ထွက်မယ်လို့ပြောပြပါတယ်။ဒါပေမဲ့လူဖီကတော့သူက One Piece ကိုရအောင်ယူမယ်လို့ယုံကြည်မှုရှိကြောင်းပြောပြလိုက်တာကြောင့်ဂိုင်းမွန်ကလူဖီဟာသူနဲ့တူနေတာပဲလို့တန်တော်ပြောလိုက်ပါတယ်။တကယ်တော့ဂိုင်းမွန်ဟာလွန်ခဲ့တဲ့နှစ်20ကတကယ်ကိုပင်လယ်တများပေါက်စလေးတစ်ကောင်ပါ။သူတို့ရဲ့ပင်လယ်တများအဖွဲ့ကြီးက One Piece ကိုရှာရင်ဒီကျွန်းကိုရောက်ရှိလာခဲ့ပါတယ်။ဒီကျွန်းကြီးကဒဏ္ဍာရီလာရတနာကျွန်းလို့သမုတ်ကြပေမဲ့တကျွန်းလုံးမှာတစ်တာအခွန်လွတ်ပဲရှိတာကြောင့်ကပတိန်ကစိတ်ဆိုးနေပါပြီ။အဲဒါကြောင့်နောက်ကျောင်းပြန်လှည့်ဖို့အတွက်လုပ်နေကြတော့မှဂိုင်းမွန်ကတောင်တလုံးကိုစိတ်ဝင်စားသွားပါတယ်။စီနီယာတများတွေကတင်မောထွက်တော့မှမလို့ဂိုင်းမွန်ကိုဝေးမနေဖို့တတိပေးပါတယ်။ဂိုင်းမွန်ကပြောစကားနားမထောင်ပဲတိုင်မော်ကိုတက်ကြည့်လိုက်တဲ့အခါမှာရတနာရီပြည့်တဲ့တစ်တာ6လုံးကိုတွေ့ခဲ့ပါတယ်။ဂိုင်းမွန်ကအန်အော်ပြီးအောက်ကိုပြုတ်ကျသွားတဲ့အခါသူ့ရဲ့ခြေထောက်တွေကခုနကတစ်တာအဟောင်းကြီးထဲမှာဝင်ပြီးညက်သွားပါတယ်။အဲဒါအပြင်သူ့ရဲ့အဖွဲ့သားတွေကလည်းသူ့ကိုမဆောင်ပဲကျွန်းကြီးကနေထွက်ခွာသွားပါတယ်။တယောက်တည်းကြံခဲ့တဲ့ဂိုင်းမွန်ကတစ်တာတွေကနေထွက်ဖို့ထက်တောင်ပေါ်ကိုတက်ပြီးရတနာကိုယူဖို့အားတန်နေပါတယ်။ဒါပေမဲ့အနည်း20လုံးစူးစမ်းပြီးတက်တာတော့တောင်ပေါ်ကိုမရောက်ခဲ့တာမို့သူဟာရောက်လာသမျှပင်လယ်သမျှတွေကိုဒေါကောင်တွေအကူအညီနဲ့6လန့်လွတ်ပါတယ်။အခုတော့လူဖီကသူ့ဆွဲနဲ့အတူဂိုင်းမွန်ရဲ့ရတနာတစ်တာတွေကိုယူပေးဖို့အတွက်သဘောတူလိုက်ပါတယ်။နာမီကလည်းဒါကဂိုင်းမွန်အတွက်မျှော်လင့်ချက်ကြီးဖြစ်တာမို့လို့ရတနာဆိုငန်းငန်းတက်နေပေမဲ့ဒီတစ်ခါသူကိုယ်တိုင်မခိုးပါဘူးလို့ကတိပေးပါတယ်။အားလုံးရဲ့သဘောတူညီမှုကိုရတဲ့အခါလူဖီကလည်းတောင်ပေါ်ကိုခုန်တက်သွားပါတယ်။အဲဒီနောက်တောင်ပေါ်မှာခဏပြောက်သွားပြီးတစ်တာတစ်လုံးကိုပိုက်ကအေးဆက်ဆက်မျက်နှာနဲ့ပြန်ပေါ်လာပါတယ်။ဦးဆုပ်ကရတနာတစ်တာကိုအောက်ကိုချပေးဖို့တောင်းဆိုပေမဲ့လူဖီကတော့ချမပေးနိုင်ဘူးလို့ညင်ပါတယ်။ဦးဆုပ်ကတော့ဒီရတနာတွေဟာဂိုင်းမွန်ဟာဖြစ်တာကြောင့်လောဘတက်မနေပဲပေးလိုက်ဖို့သာတိုက်တွန်းနေပါတယ်။လူဖီကတော့အတွင်တွင်ညင်းဆန်နေရကြောင်းအားလုံးကစိတ်ဆိုးနေပါပြီ။ဒါပေမဲ့ဂိုင်းမွန်ကတော့လူဖီရဲ့ပုံစံအရသူစောင်းရှောက်နေတဲ့ရတနာတစ်တာတွေကအလွတ်ကြီးဆိုတာသဘောပေါက်လိုက်ပါတယ်။လူဖီကဂိုင်းမွန်စိတ်ဆင်းရဲမှဆိုတာကြောင့်မပြောဘဲနေကတက်တက်ကြီးလိန်ညာလိုက်တာပါ။လူဖီကရတနာတစ်တာတွေကိုထပ်ပြီးမစောင်းရှောက်တော့ပဲသူတို့နဲ့အတူတူပင်လယ်တများလုပ်ပြီး One Piece ကိုအတူတူရှာကြရအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့လူဖီရဲ့ကမ်းလှမ်းချက်ကိုဂိုင်းမွန်ကညှင်းဆန်လိုက်ပါတယ်။ရတနာတွေမရှိတော့ပေမဲ့သူကဒီကျွန်းကြီးရဲ့နတ်ဖျားဖြစ်တာမို့တည်တဲ့အထိဒီကျွန်းပေါ်မှာပဲနေကသူ့ရဲ့ထူးဆန်းတဲ့တတ်တော်လေးတွေကိုပဲစောင်းရှောက်တော့မယ်လို့ပြောပါတယ်။ဂိုင်းမွန်ရဲ့ဆုံးဖြတ်ချက်ကိုသိပြီးတဲ့နောက်မှာအားလုံးက Grand Line စီကိုရွက်လွင်ဖို့အတွက်ဂိုင်းမွန်ကိုနှုတ်ဆက်ကရတနာကျွန်းကနေထွက်ခွာခဲ့ပါတယ်။အပိုင်းဆက်ကူမှာတော့ကျွန်းလေးပေါ်ကတလိမ့်ဆန်နေနဲ့တူနေခဲ့တဲ့ဂိုင်းမွန်ကိုနှုတ်ဆက်ခဲ့ပြီးရွက်လွင်လာခဲ့ကြပါတယ်။အားလုံးနားယူမလို့လုပ်နေချိန်မှာလူဖီကစတိုကန်တွေကမြောက်ဆန်တွေကိုယူလာပြီးဒီမြောက်ဆန်တွေရဲ့အသုံးဝင်ပုံနဲ့ပြစ်ပုံပြင်းတွေကိုတီးထားဖို့လိုတယ်။တစ်ချိန်ငါတို့အသုံးဝင်နိုင်မယ်လို့ပြောပါတယ်။ဦးဆုပ်ကတော့ဒါရီကိုငါကကျွမ်းနေပြစ်တာခတ်ထားတွေမှာသူတာဝန်ထားလိုက်ပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူဖီကဦးဆုပ်ကိုစိတ်မဝင်စားတော့ဦးဆုပ်ကအော်နေပါတယ်။ဇိုရိုကတော့အိမ်မောကျနေခဲ့ပြီးသူ့ရဲ့ငယ်ဘွားပုံရိပ်လေးတွေကိုပြန်တွေးနေတာပါ။ရွာလေးတွေမှာဓာတိုင်းတင်တန်းကျောင်းလေးမှာမိုက်ကြီးလာခွဲတဲ့ဇိုရိုဟာတင်တန်းကျောင်းထဲကိုဝင်ပြီးမိုက်တဲ့ကောင်ထွက်ခဲ့ကျန်တဲ့ကောင်ကနဲ့ချမယ်ဆိုပြီးပြောနေပါတယ်။ဓာတိုင်းဆရာကထွက်လာပြီးဒီရွာမှာဓာတိုင်းကိုစိန်ခေါ်တဲ့သူမရှိဘူးပြောတော့သူ့ကိုပေါ်သေးသေးမထင်လိုက်နဲ့ဟိုဘက်ရွာမှာရှင်နိုင်တဲ့သူမရှိဘူးလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာလာစမ်းကွာကိုလူတေမဲ့အပတ်မှအစ်စ်ထဲဝင်တယ်လို့မျိုးဇိုရိုကိုစိန်ခေါ်တာကိုလက်ခံပေးလိုက်ပါတယ်။ဒီလိုနဲ့ဇိုရိုဟာလူမိုက်တူရဲ့စားမသေးပဲဒီတင်တန်းကျောင်းမှာသူနိုင်ရသွားရင်တင်တန်းကျောင်းကိုသူအုပ်ချုပ်မယ်ရှုံးနေသွားရင်တော့သူဟာတပည့်ဖြစ်ဓာတိုင်းလေးကျင့်မယ်လို့ဂရီကိုပဲပြုလိုက်ပါတယ်။ဆရာကြီးဟာသူ့ရဲ့သမီးဖြစ်သူကွီနာကိုခေါ်ပြီးဇိုရိုနဲ့ဓာတိုင်းပြိုင်မှုပြောလိုက်ပါတယ်။ဇိုရိုဟာမိန်းကလေးနဲ့မပြိုင်ချင်ဘူးပြောတော့ဆရာကြီးကသူ့ရဲ့သမီးဟာမိန်းကလေးဖြစ်ပေမဲ့ဒီတင်တန်းကျောင်းမှာရှင်နိုင်တဲ့သူတယောက်မှမရှိသေးဘူးလို့ပြောလိုက်ပါတယ်။ဇန်နီယာဆန်မောင်ပါချန်ဇိုရိုကတော့ကောင်းပြီလို့ဆိုပြီးလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ဇိုရိုနဲ့ကွီနာတို့ဓာရီရှင်ချပါတော့တယ်။ဇိုရိုဟာဓာရီအများကြီးနဲ့ကွီနာကိုချတဲ့အခါကွီနာရဲ့တချောင်းတစ်ချက်စာနဲ့ဇိုရိုကြာရှုံးသွားပါတယ်။သူ့ကိုယ်သူစိတ်ပြတ်သွားတဲ့ဇိုရိုဟာရန်ကိုဒေါသထွက်ပြီးသူကအရှုံးကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ဓာတင်တန်းကျောင်းကတင်တန်းသားဖြစ်သွားပြီးထက်ခါလေးကျင့်ပြီးကွီနာကိုနိုင်ရဖို့အတွက်ကြိုးစားနေပါတော့တယ်။ဒီလိုနဲ့ရာသီအချိန်တွေပြောင်းသွားအောင်လေးလာတက်မြောက်သွားပေမဲ့တင်တန်းကလူတချို့ကိုအကုန်နိုင်ရရှိသွားပါတယ်။ကွီနာနဲ့ရှင်ပြိုင်တဲ့အချိန်မှာအနိုင်မရပဲရှုံးနေပါသေးတယ်။ဘွဲနှထောင်ကျော်လောက်ကိုရှုံးနေထားတာမို့ဇိုရိုဟာမကျေနပ်နေခဲ့တာဖြစ်ပါတယ်။ကျောင်းသားတွေကတော့ဇိုရိုကတော်ရီဆရာကြီးကသူ့သမီးကိုကတ်ရှိုလေးတင်ပေးနေတာဖြစ်မယ်လို့ဒီတို့ပြောနေကြပါတယ်။ကွီနာကလည်းကလေးတွေစီကိုလှည့်ပြီးသူငါ့ကိုဘယ်တော့မှနိုင်မရနိုင်လောက်ဘူးလို့ပြောပြီးထွက်သွားပါတယ်။ဓာတိုင်းတင်တိုင်းကျောင်းမှာဆရာကြီးကလည်းဇိုရိုဟာရင်ငါးထက်ပို့ဒေါ်လာတွေသူသမီးကွီနာကလည်းအရင်ငါးထက်လက်ရည်သွားလာတယ်လို့ချေကျူးနေပါတယ်။ဒါကိုဇိုရိုကမကြားချင်အောင်ဆောင်ပြီးမျက်နှာသွားတစ်ဖို့ရေတွင်းစီကိုထွက်လာပါတယ်။ရေတွင်းစီလည်းရောက်ရောဒေါသတွေရေပြင်မှာပုံချကဘာကြောင့်ငါသူ့ကိုရှုံးရတာလဲဘာကြောင့်ရှုံးရတာလဲဆိုပြီးစက်တိုက်ပြောနေပါတယ်။ဇိုရိုဟာသူတော်ရဲ့သားနဲ့ကွီနာကိုရှုံးသွားလို့ဒီညသူနဲ့အတူပြန်တိုက်ခိုက်ရမယ်အနိုင်တိုက်ကိုတိုက်ရမယ်လို့ပြောပြီးစိတ်ဖြေလိုက်ပါတယ်။တစ်ဖက်မှာလည်းတင်တန်းကောင်းဆောင်နဲ့ဧည့်သည်တို့ကစကားစမိပြောနေကြပြီးခေါင်းဆောင်ဟာသူ့ရဲ့ဓာတိုင်းရရာကိုစက်ခံမှုသူ့သမီးကွီနာကိုမိန်းကလေးမို့အခက်တွေ့နေတာဖြစ်ပါတယ်။ကွီနာကိုဒီတင်တန်းကျောင်းကိုအရဆက်ခံလို့မရဘူးလို့ပြောနေတာဖြစ်ပါတယ်။
ဒါကိုကွီးနာကကြားသွားပြီးအိမ်ပြင်ဘက်ကနေအတွင်းကားကိုစိတ်ဆိုးမှန်ဆိုးဖုံးဝင်လိုက်ပြီးအဖေတို့ကျမကဒီကဘာပေါ်မှာအကောင်းဆုံးဓာတ်သမားဖြစ်စေရမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ခေါင်းဆောင်ဟာကွီးနာကိုကြည့်ပြီးသမီးကမိန်းကလေးဖြစ်နေသူရဲ့ဘယ်တော့မှကဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်မလာနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒီတော့ကွီးနာဟာဘာမှပြန်မပြောဘဲစိတ်ထိခိုက်သွားကထွက်သွားပါတော့တယ်ဒီလိုနဲ့ညဟာတိတ်ဆိတ်နေပြီးလမ်းမပေါ်မှာဇိုရိုတယောက်ပြေးလွှားနေခဲ့ပါတယ်တနေရာမှာကွီးနာနဲ့တွေ့တော့လမ်းမေးမှာဘာလုပ်နေရလဲလို့မေးတဲ့အခါကွီးနာကအဲစကားကိုငါကမေးရမှာနေငါတို့ဒီကိုဘာလာလုပ်တာလဲလို့ပြန်မေးလိုက်ပါတယ်ဇိုရိုဟာအခွင့်ကောင်းကိုယူပြီး2000တပွဲမြောက်ကိုဒီညငါအဆုံးသတ်မယ်နင်းကိုငါဓာတ်အဆစ်နဲ့တိုက်ခိုက်မယ်နင်းမှာဓာတ်အဆစ်ရှိလားလို့မေးလိုက်ပါတယ်ကွီးနာကလည်းဓာတ်အဆစ်နဲ့တိုက်မယ်ဟုတ်လားလို့မေးပြီးကွီးနာကလက်ခံလိုက်ကသူတို့ချင်းချင်းစတင်တိုက်ခိုက်ပါတော့တယ်ဒီတိုက်ပွဲဟာဇိုရိုနဲ့ကွီးနာတို့အတွက်နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့လည်းဇိုရိုကပြောနေပါတယ်တယောက်နဲ့တယောက်ခြေတင်ပြင်းထန်စွာတိုက်ခိုက်နေကြပြီးဇိုရိုဟာကွီးနာကိုဓာတ်နှချောင်းနဲ့စတင်တိုက်ခိုက်ပါတယ်ကွီးနာရှိနေတဲ့နေရာကိုပြေးလာပြီးဓာတ်နှချောင်းရဲ့အလေးချိန်ဟာအလွန်လေးလွန်းတာကြောင့်ဇိုရိုဟာမနိုင်မနှင်းဖြစ်နေချိန်မှာကွီးနာဟာအငိုက်ဖမ်းပြီးသူ့ရဲ့ဘိုးဘွားပိုင်ဓာတ်နဲ့ဝင်ခုတ်ထည့်လိုက်ပါတယ်ဇိုရိုရဲ့ဓာတ်ဟာလွင့်စင်သွားပြီး2000ချိန်မြောက်တိုက်ပွဲမှာလည်းဇိုရိုဟာရှုံးနေသွားပြန်ပါတယ်ဇိုရိုဟာသူရှုံးနေသွားတဲ့အရေးအတွက်နဲ့အခုအရေးအတွက်ကိုငူငိုင်ပြီးငိုကြွေးနေပါတော့တယ်ကွီးနာဟာဇိုရိုကိုကြည့်ပြီးတကယ်ငိုရမဲ့သူဟာသူဟာလို့ပြောလိုက်ပြီးမိန်းကလေးတွေဟာရွေရောက်လာလေပြောင်းလဲမှုတွေကစတင်လာပြီးယောက်ျားလေးတွေနဲ့မတူညီတဲ့ຢာတွေစတင်ဖြစ်လာတာပဲဖြစ်ပါတယ်ဒါကိုဇိုရိုကနားမလည်ပဲကွီးနာကိုတနေ့နေ့ကအနိုင်တိုက်ခိုက်ပြမယ်တနေ့နေ့ကိုနိုင်စေရမယ်ငါကကဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်စေရမယ်လို့ကြွေးကြော်လိုက်ပါတယ်ကွီးနာဟာသူမဖေပြောသလိုပဲမိန်းကလေးတယောက်ဟာကဘာအတော်ဆုံးဓာတ်သမားတယောက်မဖြစ်နိုင်ဘူးဆိုတာနားလည်လာပြီးသူမလည်းယောက်ျားလေးတယောက်ဖြစ်ချင်တယ်လို့ပြောလိုက်ပြီးငိုယိုနေပါတော့တယ်ဇိုရိုကတော့ကွီးနာရဲ့ခံစားချက်တွေကိုထဲမတွက်ဘဲသူအနိုင်ရချင်တာပဲသိပြီးဒီလိုကိစ္စတွေကိုသူ့ကိုလာပြောတာဟာစော်ကားနေတယ်လို့ပဲလို့ထပ်ပြောလိုက်ပါတယ်သူတို့နှစ်ဦးကညှိနှိုင်းမှုယူပြီးသူတို့နှစ်ယောက်ထဲကတယောက်ဟာကဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်ရမယ်လို့ဂရီတောင်းလိုက်ပါတယ်ကွီးနာကလည်းနေရန်တုံးတာပဲလို့ပြောပြီးနှစ်ယောက်သားဂရီပေးလိုက်ကြပါတယ်ဒီလိုနဲ့လာတော့ကြမှာကွီးနာနဲ့ဇိုရိုတို့ဟာတယောက်နဲ့တယောက်အကျိတ်နဲ့လေးကျင့်နေကြပြီးဇိုရိုကလည်းသူ့ရဲ့လေးကျင့်မှုနဲ့ဓာတ်သုံးချောင်းကိုကင်ပြီးကွီးနာကိုအနိုင်ပိုင်းပြမယ်လို့လည်းတွေးနေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဇိုရိုမထင်မှတ်တဲ့ကိစ္စကြီးတစ်ခုဖြစ်လာပြီးတင်နန်းသား3ယောက်ဟာကွီးနာဆုံးသွားပြီလို့လာပြောတာဖြစ်ပါတယ်ကွီးနာဟာလေကားပေါ်ကနေပြုတ်ကျပြီးဆုံးမသွားတာလို့သိလိုက်ရတဲ့အခါမှာနိုင်လိုက်ဖို့နေတော့ခံပြင်းစိတ်တွေဖြစ်နေပါတယ်ဒါကိုသိတဲ့ကွီးနာဖေဟာဇိုရိုကိုလည်းတနာနေတာဖြစ်ပါတယ်ဇိုရိုဟာနိုင်ကနေအိမ်ပြန်ရောက်တော့ဓာတ်တိုင်းချောင်းတစ်ခုလုံးကိုပြောင်းဆက်နေအောင်တောင်းကျန်နေပြီးကွီးနာချောင်းကိုမေးဖို့ခေါင်းဆောင်ကိုလိုက်ရှာနေတာဖြစ်ပါတယ်ခေါင်းဆောင်ဟာကွီးနာရဲ့အကြောင်းတွေကိုဇိုရိုကိုခေါ်ပြီးပြောပြပြီးသမီးလေးဆုံးရှုံးသွားရလို့ဇိုရိုနဲ့အတူတူလည်းခံစားနေရတယ်လို့ပြောနေတာဖြစ်ပါတယ်ဇိုရိုဟာမျက်ရည်တွေစီးကျလာပြီးကွီးနာအတွက်ဝမ်းနေနေကသူနဲ့ကွီးနာနဲ့အတူတိုက်ခိုက်ရေးလုပ်တုန်းကမျိုးရိုးစင်ဆက်သုံးခဲ့တဲ့ဓာတ်ကိုတောင်းလိုက်ပြီးတော့ကဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်လာစေရမယ်လို့ကွီးနာနဲ့သူနဲ့ဂရီကိုတရားလုံးမယ်လို့ခေါင်းဆောင်ထံကိုဂရီပေးလိုက်တာဖြစ်ပါတယ်ခေါင်းဆောင်ကလည်းဇိုရိုကိုယုံနေကွီးနာလေးရဲ့ဆန္ဒကိုမဖြစ်ဖြစ်အောင်လုပ်ပေးရမယ်လို့ပြောပြီးရိုးရအမွှေးနဲ့ဓာတ်ကိုလက်ဆင့်ကမ်းပေးလိုက်ပါတယ်ဇိုရိုဟာအစမပြတ်ငိုနေခဲ့ပြီးမနက်မိုးလေးနဲ့အထိအငိုမတိတ်ဖဲစားတိုက်ငိုနေပါတယ်ဒီလိုနဲ့နှစ်တေလာတွေပြောင်းလဲသွားပြီးရှင်းနှစ်ဆိုတဲ့အချိန်တစ်ခုကိုရောက်လာကခေါင်းဆောင်ကြီးရဲ့ဓာတ်တိုင်းတွေကိုအတက်တင်ယူနိုင်ခဲ့ပြီးသူပေးခဲ့တဲ့ဂရီတိုင်းကွီးနာရဲ့အုပ်ကူလေးရှေ့မှာခေါင်းဆောင်ကိုနှုတ်ဆက်ပြီးထွက်လာပါတယ်ဇိုရိုနဲ့ကွီးနာရဲ့ဂရီဟာသူတို့ထဲကတယောက်ယောက်ဟာကဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်စေရမယ်လို့ဂရီပေးခဲ့ကြတာဖြစ်ပါတယ်ဇိုရိုဟာအတိတ်ကပုံရိပ်တွေကနေနိုးထလာခဲ့ပြီးလူဖီနဲ့အူဆုပ်တို့ရဲ့အမြောက်ပြစ်တဲ့အတန်တွေကြောင့်နိုးလာခဲ့တာဖြစ်ပါတယ်ဇိုရိုဟာလူဖီနဲ့အူဆုပ်ကိုဟေးကောင်လေးဘာလို့နေရတယ်လို့မေးလိုက်တော့လူဖီဟာငါတို့အမြောက်ပြစ်နေတာအမြောက်ဆန်ဟာတဲတဲမထွက်ဘူးဖြစ်နေရလို့ပြောလိုက်ပါတယ်ဦးစုပ်ကလည်းတေချာပြစ်တာလမ်းမတက်ဘူးဖြစ်နေတာကွာဒီလိုနဲ့အငင်းပွားရင်ဦးစုပ်ပြစ်လိုက်တဲ့အမြောက်ဆန်ဟာပင်လယ်လေတဲတဲ့ကိုပြစ်လိုက်တော့သူတို့မြင်ဝင်ရှိတဲ့ကကြောက်ဆောင်ကြီးကိုမှန်သွားပါတယ်ပောက်ကွဲထွက်သွားပြီးကြောက်ဆောင်ကြီးကကွဲထွက်သွားလို့လူဖီနဲ့ဦးစုပ်ဟာချင်းချင်းပြောနေကြတာလည်းဖြစ်ပါတယ်ဒီလိုနဲ့သူတလူငါတမင်းအငင်းပွားနေပြီးလူဖီကလည်းသူဟာကပတိန်ဖြစ်တယ်ဦးစုပ်ကလည်းငါကကပတိန်မဟုတ်ဘူးလားနဲ့အငင်းတန်နေကြတာဖြစ်ပါတယ်ဒီလိုနဲ့ဘယ်လိုညှိလိုက်ကြလဲမသိပါဘူးနှစ်ယောက်သားတဲ့သွားကြပြီးဦးစုပ်ကဒီတစ်ခေါက်တော့မင်းပြောတာလက်ခံလိုက်မယ်နောက်တစ်ခေါက်ငါကပတိန်မဲလို့ညှိနှိုင်းနေကြပြီးနောက်ထပ်ရွက်လွှင့်မဲ့အစီအစဉ်ကိုအချင်းချင်းပြောနေကြကလူဖီယာသူတို့ဖွဲ့တဲ့ကိုဂီတဆရာတယောက်ခေါ်ရမယ်ပင်လယ်ဓမြတွေဟာသချင်းဆိုတယ်လို့ပြောနေချိန်မှာပဲပင်လယ်ဓမြတယောက်ဟာသူတို့တင်မောပေါ်ကိုတက်လာပြီးဘယ်ကပင်လယ်ဓမြတွေလဲထွက်ခဲ့လို့ဆိုပြီးဓာကြီးကိုဝေကပြောနေပါတယ်လူဖီကလည်းမင်းကဘာတူလဲဘာလဲဆိုပြီးတော့ထွက်လာကအချင်းချင်းစကားများရန်ဖြစ်ကြပြီးဇိုရိုဟာထဲကနေရန်သူပဲနှစ်ယောက်လဲလို့မေးပြီးတယောက်တည်းဆိုရင်လူဖီပဲချလိုက်မယ်လို့ပြောလိုက်ပါတယ်ကျူးကျော်လာတဲ့ပင်လယ်ဓမြအတန်ကိုဇိုရိုကကြားသွားပြီးရင်းနှီးနေတော့ဂျွန်နီမင်းလားကွာလို့မေးလိုက်ပါတယ်ဂျွန်နီကလည်းအကိုကြီးဆိုလို့ဆိုပြီးထကဒီမှာဘာလုပ်နေရလဲရိုးဆိုကိုပဲမလဲလို့မေးလိုက်တော့လူဖီကမင်းတို့ကအချင်းချင်းသိနေကြတာလားဆိုပြီးဇလန်လေးဟာလေတခန်းရသွားခဲ့ပြီးနောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာအရင်ပိုင်းမှာတော့ကဂျွန်လေးကိုအမြောက်ဆန်နဲ့တဲတဲကြီးပြပြလိုက်တဲ့ဦးဆုပ်ကိုလူဖီရိုရဲ့ပင်လယ်ဓမြအဖွဲ့မှာစနိုက်ပါသမားအဖြစ်ခန့်လိုက်ပါတယ်နာမီကလည်းသူ့ရဲ့အဖွဲ့သားတွေကိုဟင်းချက်ဖို့တာဝန်ယူခဲ့ပြီးအရာအလုံးကလည်းအစဉ်ပြေပြေနဲ့တာဝန်ကိုစီခွဲယူလိုက်ကြပါတယ်အဲ့ဒီအချိန်မှာသူတို့သင်္ဘောပေါ်ကိုလူတယောက်ရောက်ရှိလာပါတယ်တယောက်တည်းဆိုပေမဲ့ဇိုးဖြစ်နေတဲ့အဲ့ဒီသစိမ်းကလူဖီကိုတွေ့တာနဲ့သူ့ရဲ့တငယ်ချင်းတို့လက်စားချိန်မယ်လို့ကြွေးကြော်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားရလောက်အောင်တိုက်ဆိုင်လွန်တဲ့ဖြစ်ပျက်နဲ့ကြုံလာရပါတယ်သူကဇိုရိုနဲ့သွေးတောက်တငယ်ချင်းဖြစ်တဲ့ဂျွန်နီပဲဖြစ်နေပါတော့တယ်မ
Marine ဆိုတဲ့တင်မော်စီပေါ်မှာအမျိုးသားတူနဲ့အမျိုးသမီးတူကကြီးကြီးနူးနူးညစာစားပွဲလေးကျင်းပနေပါတယ်။အမျိုးသားကသူ့ရဲ့အမျိုးသမီးလေးကိုကမ္ဘာပေါ်မှာအကောင်းဆုံးစားစာတွေရှိတဲ့နေရာကိုခေါ်သွားပေးမယ်လို့ချစ်ချင်းမြတ်တာအပြည့်နဲ့ကတိပေးလိုက်ပါတယ်။လူဗီတို့စီမှာတော့ဂျွန်နီဆိုတဲ့တယောက်ကအားလုံးရဲ့အာယုံကိုဖန်ဆာနေပါတယ်။လူဗီကိုတော့ဘာမပြောညာမပြောနဲ့ဓာတ်နဲ့ပြေးခုတ်တဲ့ဂျွန်နီကအခုတော့ကလေးလေးတယောက်လိုမျိုးသူတို့ရဲ့ကိုကြီးဆိုတော့ကိုဖြစ်ပြသမျှကိစ္စတွေပြောပြနေပါတယ်။ဇိုရိုကဂျွန်နီနဲ့တူတူရှိနေကြဖြစ်တဲ့ယိုဆာကူဆိုတဲ့သူအကြောင်းကိုမေးနေပါတယ်။ဒီအချင်းရတွေကိုဘေးကနေနာမီနဲ့ဦးဆုပ်ကချောင်းကြည့်နေပါတယ်။ဂျွန်နီကသူနဲ့တူပါလာခဲ့တဲ့တင်မော်လေးကိုညွှန်ပြလိုက်တဲ့အခါမှာခုနကဇိုရိုမေးတဲ့ယိုဆာကူကိုတွေ့လိုက်ရပါတယ်။သွေးလိမ့်လိမ့်နဲ့ဖြူဖက်ဖြူဖြစ်နေတဲ့ယိုဆာကူကတော်တော်ကြီးကိုအခြေအနေဆိုးနေပါတယ်။အစောပိုင်းကလေးကယိုဆာကူကနေမကောင်းဖြစ်နေခဲ့တာကြောင့်ကြောက်တုံးနေတဲ့ကျွန်းသားမှာနားခုနေခဲ့ပါတယ်။ဒါပေမဲ့ဘေကရောက်လာမှမသိတဲ့အမြောက်ဆန်ကြောင့်ယိုဆာကူနဲ့အခြေအနေကပိုပြီးဆိုးသွားတယ်လို့သူတို့ကိုကြီးဇိုရိုကိုတိုင်ကြားနေပါတယ်။လူဗီနဲ့ဦးဆုပ်ကသူတို့လက်ချက်မှန်သိတဲ့အခါအသေးအတန်ပဲဂျွန်နီကိုတောင်းပန်ကြပါတယ်။ဂျွန်နီကဒီကိစ္စဟာတောင်းပန်လို့မရတဲ့ကိစ္စမို့လို့နောက်မှရှင်းမယ်လို့ပြောပြီးသူ့ရဲ့တငယ်ချင်းဇိုရိုကိုအကူအညီတောင်းခံနေပါတယ်။ဇိုရိုကလည်းဘာလို့ရမှန်းမသိတဲ့အချိန်ဆွဲစုံရပညာရှင်ကြီးနာမီကရောက်လာပါတယ်။နာမီကထုံးစံအတိုင်းဘာမပြောညာမပြောနဲ့လူနာကိုကောက်ပြီးစစ်ဆေးလိုက်ပါတယ်။ဂျွန်နီကသူ့ရဲ့တငယ်ကြီးဖြစ်နေတဲ့တငယ်ချင်းကိုရှောက်လုပ်နေတာကြောင့်နာမီကိုအော်ဟစ်နေပါတယ်။နာမီကတော့ဘသူ့ကိုမှဂရုမစိုက်ပဲဦးဆုပ်နဲ့လူဖီတို့ကိုစတိုကန်တွေကတံမြာသီးယူဖို့ခိုင်းလိုက်ပါတယ်။ပြီးတာနဲ့တံမြာရည်တွေကိုပါဇက်ထဲလောင်းထည့်ခိုင်းပါတယ်။အခုယိုဆာကူဖြစ်နေတဲ့ယောဂါကပင်လယ်ပြင်ခရီးသွားတဲ့သူတိုင်းဖြစ်လေရှိတဲ့ယောဂါဖြစ်ပြီးတကယ်လို့ကုသမှုမရှိရင်သေဆုံးတဲ့အထိဖြစ်နိုင်တယ်လို့နာမီကပြောပါတယ်။တင်မောသားတွေကစားစရာလုံလောက်ရိတ်ခါတွေကိုတည်ပေမဲ့ပုတ်တိုးပြက်စီးလို့တဲ့တီးရွက်တွေကိုတော့ပစ်ထားခဲ့ကြပါတယ်။ရဲရှည်ကြီးခရီးသွားပြီးတဲ့နောက်ပိုင်းမှာလူတယောက်ရဲ့ခန္ဓာကိုယ်ကလိုအပ်တဲ့ဟင်းသီးရွက်ဓာတ်တွေမရတာမို့အားကုန်သွားတယ်လို့ရှင်းပြပါတယ်။နှစ်ယောက်သားတံမြာရီတွေကိုကြိတ်နဲ့ညှစ်နေကြတဲ့လူဖီကနာမီကမင်းမလို့အဲ့လောက်ထိသိနေရတာလေလို့အံ့ဩစွာမိလိုက်ပါတယ်။နာမီကဒီကိစ္စတွေကတင်မောစားတက်ပြီဆိုတာနဲ့လူတိုင်းသိရမယ့်အရာလေးတောင်ကတုံးရဲလို့ပြောနေချိန်မှာပဲယိုဆာကူကနိုးလာပါတယ်။ယိုဆာကူကနိုးချင်းဂျွန်နီနဲ့ပျော်ကြီးထားခုန်နေခဲ့ပါတယ်။ဂျွန်နီနဲ့ယိုဆာကူကသူတို့ဟာနာမည်ကြီးပင်နယ်ဓမြကြီးစားတွေဖြစ်ပြီးအရင်ကဇိုရိုနဲ့တူတူပဲလို့မိတ်ဆက်ပေးပါတယ်။ခဏလောက်ဆက်သွယ်ပြပြီးတဲ့နောက်မှာပင်နယ်ဓမြကြီးစားဇိုရိုကိုယ်တိုင်ကပင်နယ်ဓမြဖြစ်နေတာကတော့မယုံနိုင်စရာပဲလို့ပြောနေတော့ယိုဆာကူကလဲကျသွားခဲ့ပါတယ်။လဲကျသွားတဲ့ယိုဆာကူကိုအေးအေးဆေးဆေးအိတ်ခိုင်းပြီးတဲ့နောက်မှာတော့အားလုံးကခေါင်းချင်းဆိုင်ပြီးဆွေးနွေးကမ်းဝင်มาတော့တယ်။သမုဒ္ဒရာတွေကိုရွယ်လွင့်ပြီဆိုတာနဲ့ဒီလိုယောဂမျိုးကဖြစ်လာနိုင်တယ်ဆိုတာအားလုံးကသိကြပါတယ်။ယောဂကိုကုသခြင်းထက်ကာဝေတာကပိုပြီးအကျိုးရှိတာမို့သူတို့ရဲ့အဖွဲ့မှာနာမီမဟုတ်ဘဲအခြားကျွမ်းကျင်တဲ့စပိုမှုတယောက်လိုအပ်နေပြီလို့ဇိုရိုကအကြံပေးပါတယ်။အဲဒါကြောင့်လူဖီကလည်းအဖွဲ့အတွက်လိုအပ်တဲ့ပင်လယ်ပြောစပိုမှုကောင်းကိုရှာမယ်လို့ပြောလိုက်ပါတယ်။ဂျွန်နီကသူတို့တွေလိုက်ရှာနေတဲ့စပိုမှုကိုတေချာပေါက်တွေ့နိုင်တဲ့နေရာကိုညွှန်ပါတယ်။အဲဒါကဂရန်လိုင်းနဲ့အနီးဆုံးမှာရှိပြီးအဲဒီမှာသူတို့တွေလိုက်ရှာနေတဲ့မီဟော်လဲရှိဖို့က80%တေချာနေတာမို့နှစ်ယောက်လုံးအကျိုးရှိတယ်လို့ပြောလိုက်ပါတယ်။လူဗီကလည်းအစားနဲ့ပတ်သက်ရင်တက်ကြွတဲ့သူဖြစ်တာမို့အဲဒီစပိုမှုရှိတဲ့နေရာကိုမေးလိုက်တဲ့အခါမှာဂျွန်နီကမြောက်ဘက်ကိုသွားရမယ်လို့ပြောတာကြောင့်ကပတိန်လူဖီခေါင်းဆောင်နဲ့ပင်လယ်ဓမြတင်မောကြီးကမြောက်ပိုင်းကိုစပြီးရွယ်လွင့်ပါတော့တယ်။အခုသူတို့ဦးတည်နေတဲ့နေရာကသမုဒ္ဒရာရဲ့စားတောက်ဆိုင်လိုနာမည်ကြီးနေတဲ့ဘာရာတေးဆိုတဲ့တင်မောပါပဲ။ငါးတကောင်လိုပြင်ဆင်ထားပြီးဘာရာတေးကိုတွေ့လိုက်ရတဲ့အချိန်မှာအားလုံးကလည်းအယမ်းပျော်သွားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တင်မောနာကိုဇလန်းဆာတုံးကပါလာခဲ့တဲ့ရေတပ်တင်မောကြီးပါရောက်လာပါတယ်။လူဗီရိုအစုကတော့ဒီနောက်ကိုဘာကိစ္စနဲ့ရေတပ်ကရောက်လာတာလဲဆိုပြီးအံ့ဩနေကြပါပြီ။အဲ့ဒီအချိန်မှာပဲငါမင်းတို့ရဲ့ပင်လယ်ဓမြအလံကိုမတွေ့ဘူးပါဘူးဆိုတဲ့စကားနဲ့အတူရေတပ်တင်မောပေါ်ကနေလူတယောက်ထွက်ပေါ်လာပါတယ်။သူကလူဖီရိုရဲ့တင်မောထဲမှာကပတိန်သူလဲလို့မေးလိုက်ပါတယ်။လူဖီကဒီတင်မောထဲမှာကပတိန်ကသူဖြစ်ကြောင်းပြောပြလိုက်တဲ့အချိန်ကပတိန်သိလို့ချင်တဲ့ဦးဆုပ်ကလည်းထွက်လာပါတယ်။လူဖီကဟော်ရီပင်လယ်ဓမြအလံကိုမကြသေးမီကမှလှုပ်ထားတယ်လို့ပြောတဲ့အခါမှာလေဦးဆုပ်ကဒီပုံကိုသူဆွဲထားတယ်ဆိုပြီးထပ်ပြောလိုက်ပါတယ်။လူဗီနဲ့ဦးဆုပ်ကကပတိန်နေရာကိုအကျိတ်နဲ့ဝင်ယူနေတဲ့အချိန်ရေတပ်ခေါင်းဆောင်ဖူးဘော်ရီကတကားနောက်မှာပုံနေတဲ့ဂျွန်နီနဲ့ယူဆာကူကိုတွေ့သွားပါတယ်။ဖူးဘော်ရီကမင်းတို့ကငါတွေ့ဘူးပါတယ်။မင်းတို့ကပင်လယ်ဓမြပေါက်စားတွေကိုလိုက်ဖမ်းနေတဲ့ကြီးစားတွေမှလာလို့နှိမ်လိုက်ပါတယ်။ဒါကိုမချေတတ်တဲ့ဂျွန်နီကသူတို့တက်ခဲ့တဲ့ပင်လယ်ဓမြတွေကိုပြလိုက်ပေမဲ့ဖူးဘော်ရီကဂယုမဆိုင်တဲ့အပြင်လူဗီတို့တင်မောကိုအပြတ်ရှင်းဖို့သူ့တပည့်တွေကိုမှာခဲ့ပါတယ်။ဂျွန်နီပြေးချလိုက်တဲ့စာရွက်တွေကိုနာမီကတွေ့သွားပြီးကောက်ကန်ကြည့်လိုက်ပါတယ်။ဂျွန်နီကသူတို့တွေကအလိုရှိနေတဲ့ဓမြတွေဖြစ်ပြီးသူတို့ကဒီလူတွေကိုဖမ်းပေးရင်ပတ်စံရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရေတပ်တင်မောကပြစ်လိုက်တဲ့အမြောက်ဆန်ကြီးကသူတို့တင်မောစီကိုရောက်လာနေပါပြီ။အားလုံးကလည်းထိတ်လန့်သွားတဲ့အချိန်လူဖီကသူ့ရဲ့ရာဘာဆွဲနဲ့ရာဘာလောက်လေးကွာအဖြစ်ဖန်တီးလိုက်ပြီးအမြောက်ဆန်ကိုဖမ်းယူလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်တစ်ဖက်ကချော်သွားပြီးဖမ်းထားတဲ့အမြောက်ဆန်ကမရင်းရေတပ်တင်မောကိုသွားမှန်ရမယ့်အစားဘာရာတေးကိုသွားထိမှန်ခဲ့ပါတယ်။ဒီတစ်ချက်ကြောင့်ဘာရာတေးကစပိုမူကြီးကဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။ဒါပေမဲ့သူ့စီကိုလာစားတဲ့ customer တွေအတွက်စပိုမှုပေါက်စလေးတွေတားနေတဲ့ကြားကနေဟင်းချက်ပေးဖို့လုပ်နေစေပါ။ဆိုင်ကိုဖျက်ဆီးမှုအတွက်ဘာရာတေးကသူတွေကလူဖီကိုဆွဲခေါ်လာခဲ့ပြီးစပိုမူကြီးနဲ့တွေ့ပေးခဲ့ပါတယ်။လူဖီကခြေထောက်တစ်ဖက်မရှိတော့တဲ့စပိုမူကြီးကိုတွေ့ပြီးလန်သွားပေမဲ့ခြေထောက်ကအခုမှပြတ်တာမဟုတ်ဘူးဆိုတဲ့ဒဲဒိုးစကားကြောင့်အတော်လေးစိတ်ချမ်းသာရသွားပါတယ်။
လူဗီကိုရိုင်ကသူ့ရဲ့အမားကိုဝန်ခံခဲ့တာကြောင့်စဖို့မူကြီးကသူ့ရဲ့စေကူတာမှုနဲ့ပြုပြင်မှုစရိတ်အတွက်ရော်ကြီးတောင်းပါတယ်လူဗီကသူ့မှာပတ်သက်မရှိဘူးလို့ပြောခဲ့တာမို့စဖို့မူကြီးကသူ့ရဲ့ဆိုင်မှာတနေ့ဝေတာလုပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်အဲ့ဒီချိန်ဆိုင်ထဲကိုကြိုတင်ဘိုကင်လုပ်ထားတဲ့ဖူးဘော်ရီတို့စုံတွေကရောက်လာပါတယ်အားလုံးရဲ့စိတ်ဝင်စားမှုတွေကရေတက်ဘိုကြီးဖူးဘော်ရီစီမှာပြန်ဝဲနေကြပြီးအကုန်လုံးကချီးမွမ်းနေကြပါတယ်ဖူးဘော်ရီကလည်းဒီလိုလူစိတ်ဝင်စားနေတဲ့အတွက်သူ့ကိုယ်သူအရန်ကုန်ယူနေခဲ့တာပါအဲ့ဒီချိန်ရဲ့နောက်တိုင်းဝစ်စုံနဲ့ရုပ်ဖြောင်းဖြောင်းလူတယောက်ကသူတို့စပွဲဝိုင်းစီကိုလာပြီးဝိုင်းငှက်ပေးပါတယ်ဖူးဘော်ရီကလည်းဝိုင်းကိုကောက်တောက်ပေးတာနဲ့ဒီဝိုင်းရဲ့ရတာနဲ့အနံ့ကမီခရိုမြေတင်းနဲ့ရပြီးချင်းချိုချိုရတာနဲ့မလို့ဒီဝိုင်းကအီဆူရီဘူကစတင်းဝိုင်းလာလို့မေးလိုက်ပါတယ်အားလုံးကလည်းဖူးဘော်ရီရဲ့ကျွမ်းကျင်မှုတွေကိုအထင်ကြီးနေကြပေမဲ့သပင်ဝါရောင်နဲ့အရန်ခန့်ညားတဲ့ကောင်လေးကတော့ဖူးဘော်ရီရဲ့ခံမှန်းချက်ကတောက်တလွဲကြီးပါလို့ညင်လိုက်ပါတယ်အဲ့ဒါအပြင်ဘာမှမသိတာကိုရန်ရွှေမနေပဲဟင်းရီကိုသာတောက်ဖို့အတွက်ပြောနေကသူလည်းအားလုံးထင်တယ်လို့ပဲဇပွဲတို့မဟုတ်ပဲဒီဆိုင်ရဲ့လက်ထောက်စဖို့မူစံကြီးပါလို့မိတ်ဆက်သွားခဲ့ပါတယ်မနေ့ကဇပွဲတို့တွေအားလုံးထွက်ပြေးသွားလို့သူကိုယ်တိုင်ဇပွဲထိုးနေရတယ်လို့ပြောလိုက်တယ်အားလုံးကစံကြီးရဲ့ခမ်းမိုက်မိုက်ပြောဖို့သဘောကျနေပေမဲ့ဖူးဘော်ရီရဲ့အာရွှေမှုကိုတော့လူတွေကပြည့်ရပြူကြပါတယ်အစောကြီးတွေကတေချာမာထားတဲ့ဝိုင်ကိုမချပေးအသေးလာချပေးတဲ့ဆန်ကြီးကိုလည်းဖူးဘော်ရီကတော်တော်ကြီးကိုတင်နေပါတယ်လူဗီနဲ့စဖို့မူကြီးကတော့ကုန်ကြားစရိတ်အတွက်ရော်ကြီးကိုညှိနှိုင်းနေကြပါတယ်လူဗီကပင်လယ်ဓမြဖြစ်ဖို့10နှစ်တောင်စောင့်နေရတာမို့ဒီနေရာမှာတနစ်ကြီးစပွဲလို့လုပ်ပေးဖို့ကမဖြစ်နိုင်ဘူးလို့ပြောပြီးအချိန်တစ်ပတ်ထားပေးဖို့ကန့်လန့်ပါတယ်စဖို့မူကြီးကတော့အဲ့လောက်အချိန်မရှိနေရင်လူဗီကိုသူ့လိုမျိုးခြေတစ်ဖက်နဲ့နေလို့ပြောခဲ့ပါတယ်အပြင်ဘက်မှာတော့ဖူးဘော်ရီကသူ့ကိုလူတွေရှေ့မှာအချက်ခွဲတဲ့အတွက်သူ့ရှေ့မှာရှိနေတဲ့ဟင်းရီွက်ထဲကိုအကောင်သေးတစ်ကောင်ကိုချပြီးနာမည်ဖြတ်ဖို့ကြံပါတယ်စံကြီးကဖူးဘော်ရီရဲ့အကွက်ထဲကိုမဝင်မဲ့ဖူးဘော်ရီဘေကကောင်မလေးကိုပေါ်တင်ဖွန်းချောင်းနေတဲ့အပြင်သူကဟင်းမဲ့ချက်တတ်တာမို့လို့ဒီကောင်လေးအကြောင်းကိုမသိဘူးလို့ပြန်ချေပါပါတယ်အဲ့ဒါအပြင်ဟင်းရတဲ့အကောင်ဝင်ရင်အကောင်ဖယ်ပြီးတောက်လိုက်ပေါ့လို့အကြံပေးတဲ့အခါဖူးဘော်ရီကဒဗလဲရှက်ကွဲသွားပါတယ်အဲ့ဒါကြောင့်ရှက်ရရပြီးသူ့ရဲ့တန်လက်သီးကိုတုံးပြီးစပွဲကြီးကိုရိုက်ချပစ်လိုက်ပါတယ်စံကြီးကသူ့ရဲ့ပျက်စီးသွားတဲ့ဟင်းမွဲလေးကိုနှမျောစွာနဲ့ကောက်ကိုင်နေတော့ဖူးဘော်ရီကစံကြီးရဲ့ဖိုးတန်လက်ကလေးကိုနင်းလိုက်ပါတယ်အဲ့ဒါအပြင်သူကဒီဆိုင်အတွက်ငွေပေးနေတဲ့စားသုံးသူတယောက်ပါလို့ဂုဏ်ယူစွာပြောပါတယ်လက်ကိုတက်ပြီးနေတာတော့ဒေါသမထွက်တဲ့စံကြီးကဒီတစ်ခါမှာတော့တော်တော်လေးကိုဒေါသထွက်ပြီးမင်းပေးတဲ့ပတ်စံတွေကမင်းရဲ့ဆာလာမှုကိုဖြည့်ရှင်းပေးနိုင်လို့လားတောက်ကောင်ရဲ့ဆိုပြီးတစ်ချက်ထဲနဲ့ကန်ပစ်လိုက်ပါတယ်လူဗီကိုစပိုမူကြီးကအပီးပြင်းသမားနေတယ်လို့စံကြီးကလည်းဖူးဘော်ရီကိုတစ်ချက်ထဲနဲ့ကြိတ်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်ကွက်တီပဲလူဗီကိုကယ်ဖို့အတွက်နာမီဇိုရိုနဲ့ဦးဆုပ်တို့ကလည်းဆိုင်ထဲကိုရောက်လာပြီးဇလန်လေးလည်းတခန်းရက်သွားပါတယ်